ကျေးဇူးတော်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Let's Story Channel လေးကနေပြီးတော့ပရိသတ်ဒီအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုပါရရှင်ဒီနေ့ပရိသတ်ကြီးကိုရွေးချယ်ပေးထားတဲ့ဇာတ်လမ်းလေးကတော့မိုးဆက်လင်းထက်ရေးသားထားတဲ့တိုက်ဆိုတဲ့ဇာတ်လမ်းလေးကိုရွေးချယ်ပေးထားတာဖြစ်ပါရရှင်ဟုတ်ကဲ့ပရိသတ်များရှင်ဇာတ်လမ်းလေးမစသေးခင်မှာတော့အရင်ဆုံးချစ်တဲ့ရဲ့ Let's Story Channel လေးကို Subscribe နဲ့ Notification ခေါင်းလောင်းလေးဖွင့်ပြီးတော့အားပေးသွားဖို့အတွက်ကိုတောင်းဆိုချင်တာဖြစ်ပါရရှင်ကျေးဇူးများတင်ပါတယ်ဒါဆိုရင်တော့ပရိသတ်ကြီးအတွက်ဇာတ်လမ်းလေးအခုပဲစတင်မှာတော့မယ်မိုးဆက်လင်းထက်ရေးသားထားတဲ့တိုက်ဆိုတဲ့ဇာတ်လမ်းလေးကိုအစအဆုံးချစ်တဲ့တင်ဆက်ပေးသွားမှာဖြစ်ပါရရှင်ရာသီဥတုအခြေအနေတော်တော်ဆိုးရွားနေတဲ့နေ့တစ်နေ့မှာမောင်စိုးကမိတော်ရာကိုရီးစားစကားသွားပြောပါတယ်ဒီနေ့တွေ့လို့ဒီနေ့လိုက်ပြောချင်တော့မဟုတ်ဘူးချောင်းနေရတော့တော်တော်ကြာပြီမတော်မတရားကြံစီဖို့ချောင်းနေရတော့မဟုတ်ပါဘူးခုနကပြောခဲ့တဲ့အတိုင်းရီးစားစကားပြောဖို့ပဲဖြစ်ပါတယ်အခုတော့လက်ပူးလက်ချက်မိပြီးမိုးရီသေးကြီးမဲကြီးရွာတဲ့နေ့မှာဖွယ်နေတဲ့ပင်ရှိမှာလက်ပူးလက်ချက်မိခြင်းဖြစ်ပါတယ်။မောင်ဆိုးလှမ်းကြည့်လိုက်တော့မိတော်ရာကလှေကားလေးမှာငုတ်တုတ်လေးထိုင်နေပါတယ်။ထီးလဲပါပုံမရဘူး။ဒီအချိန်အခွင့်ကောင်းမဲဆိုတာမောင်ဆိုးသိလိုက်ပါတယ်။နောက်ဆုံးရီးစားစကားပြောတာကိုမကြေနိုင်ရင်တောင်ထွက်ပြေးလို့ရမယ့်ပုံစံမရှိဘူး။ရာသီဥတုကအခုဆိုရင်ကိုယ့်ဘက်ပါတယ်။မောင်ဆိုးတချင်းစာသားလေးတစ်ပုဒ်ကိုတောင်မှသတိရသွားပြီးတော့မေတော်ရာနာကိုချင်းကပ်လာပါတယ်။မေစာကလေးကမှားပြီမေဆိုတဲ့တလုံးလေးကိုအဖျားဆွတ်ခေါ်လိုက်တာတလုံးကဘယ်ကနေဘလို့လို့ပို့သွားမှန်းမသိဘူးရှင်တုံပြီးတော့ရှာလိုက်သွားတာလည်းဖြစ်နိုင်တယ်။မောင်ဆိုးခေါ်တဲ့ကြောင့်မေတော်ရာခန္ဓာကိုတုံကနေဖြတ်သွားပြီးတော့လှည့်ကြည့်တယ်။မောင်ဆိုးကိုတွေးတော့ဘလူးတံမြာသည်စားသလိုရုပ်ပြက်စင်ပြက်မျက်နှာပြက်သွားပြီးတော့တစ်ဖက်ကိုလှည့်သွားပြန်ပါတယ်။မောင်ဆိုးတို့ကအဲ့ဒီလိုမျိုးပေါက်ပေါက်မြောက်မြောက်ရှိတယ်သူ့ကိုယ်သူလည်းသဘောပေါက်သွားပုံရတယ်ဒါကြောင့်မျက်နှာလေးငယ်သွားပြီးမဲ့အလျှော့ပေးခြင်းမုံတော့မရဘူးမေတော်ရာရဲ့ပေးနာကြုံကြုံလေးဝင်ထိုင်ပြီးတော့မေရဲ့ငါ့ကိုဆိုအသက်လွတ်ဘာလို့မုန်းတီးနေရတာလဲမေတော်ရာစိတ်ပြက်လက်ပြက်တက်ပြင်းတစ်ချက်ကိုချပြီးတော့မိုးရီစက်တီကိုအကြောင်းမဲ့ငေးကြည့်နေပါတယ်ငါ့ကိုတွေ့ရင်ဘာလို့ရှောင်သွားတာလဲအပြစ်ရှိလို့လားဟုတ်တယ်သူမအခက်ပြက်ပြက်ပြောပြီးတော့လှည့်သွားတယ်ဘာအပြစ်လဲအခုလိုငါ့ကိုလိုက်နောက်ရှက်နေရအပြစ်ပေါ့မောင်ဆိုးခေါင်းကိုကုပ်ပါတယ်ဒါအပြစ်မဟုတ်ပါဘူးဟာအချစ်ပါမေတော်ရာကခေါင်းကိုရဟတ်ရင်တစင်းလိုခါရမ်းပြစ်လိုက်ပါတယ်မဟုတ်ဘူးအဲ့ဒါအပြစ်ငါဘဝမှာအချစ်မရှိဘူးငါ့ကိုလာချစ်တဲ့လူတွေအားလုံးအပြစ်လုပ်တဲ့သူပဲမောင်ဆိုးမျက်လုံးပြူးသွားတယ်နင့်မှာအချစ်မရှိဘူးဟုတ်လားမေတော်ရာကခက်ဆက်ဆက်ခေါင်းငိမ့်ပြပါတယ်ဟုတ်တယ်မရှိဘူးမောင်ဆိုးမေတော်ရာကိုပြူးကြောင်ကြောင်နဲ့အချိန်တော်တော်များငေးကြည့်နေပြီးတော့မှငါနင့်ကိုနားမလဲတော့ဘူးဘာလို့လဲနင့်မှာအချစ်မရှိဘူးဆိုတာကိုပေါ့အဲ့လိုတော့ဟုတ်နိုင်မယ်မထင်ပါဘူးတကယ်ချစ်တဲ့လူမတွေ့သေးလို့နေမှာပါမေတော်ရာကမောင်ဆိုးစကားကြောင့်စူးစူးရဲစိုက်ပြီးတော့ကြည့်ရင်မျက်ဝန်းနှစ်ဖက်ကလည်းတီတီတန်းတန်းရှိလာတယ်အဲ့ဒီနောက်မှာတော့ငါဘသူ့ကိုမှချစ်လို့မရဘူးပြီးတော့ဘသူ့ကိုမှလည်းအိမ်အောင်ပြုတ်လို့မရဘူးမောင်ဆိုးငေးကြည့်နေမိတယ်မေတော်ရာကအသက်ပြင်းကိုချပါတယ်ဟုတ်တယ်နင်မယုံလားမောင်ဆိုးပြူးချောင်ချောင်ကြည့်နေရင်းနဲ့ခေါင်းကိုဖြည်းဖြည်းချင်းခါပြပါတယ်မေတော်ရာကစကားကိုဆက်တယ်ဟုတ်တယ်ငါတိုက်ကလာတာဟမ်မောင်ဆိုးမျက်လုံးကပြူးတစ်ထက်ကိုပို့ပြီးတော့ပြူးသွားတယ်နင်အိမ်ရလာတာမဟုတ်ဘူးလားမေတော်ရာဦးချောင်ချောင်နဲ့ကြည့်ပြီးတော့နင်ဘာတွေလျှောက်ပြောနေရလဲဒီကိုအိမ်ရမလာလို့ဘယ်ရလာမှာလဲနင်မဲပြောတော့တိုက်ကဆိုဇလန်ကတော့စရှုပ်ပြီးမေတော်ရာခေါင်းကိုကုတ်တယ်မောင်ဆိုးကတော့တိုက်နဲ့အိမ်ကွာချမှုကိုစဉ်းစားနေပါတယ်မေတော်ရာတို့ကငှက်မျိုးငှက်နွယ်တွေများဖြစ်နေမလားဆိုပြီးတော့တောင်မှတွေးနေလိုက်သေးတယ်အယူတိုက်ဆိုတာအခုငါနေတဲ့နေရာကိုပြောတာမဟုတ်ဘူးအရင်ဘဝငါနေတဲ့နေရာကိုပြောတာဒါဆိုနင်ကအရင်ဘဝတော့ငှက်ပေါ့ဟုတ်လားမေတော်ရာစိတ်ပြတ်သွားပါတယ်။မောင်ဆိုးသူ့ကိုနောက်နေတာလားဆိုပြီးတော့တောင်မှအကဲခတ်လိုက်သေးတယ်။မောင်ဆိုးပုံကနောက်နေတာနဲ့မတူဘူး။တကယ်မသိလို့ဦးချောင်ချောင်ဖြစ်နေတဲ့ရုပ်ပဲ။မေတော်ရာတက်ပြင်းကိုချလိုက်တယ်။နင်မသိရင်မြဲမြဲမှတ်ထား။တိုက်ဆိုတာနင်သိရဲ့ငှက်တိုက်မဟုတ်ဘူးငှက်တုံးရဲ့နဂါးတိုက်တို့ဥစ္စာတိုက်တို့ကိုပြောတာ။အဲ့ဒီကနေငါတို့လိုလူမျိုးတွေကလူပြေကိုခဏအလဲလာတာပြီးရင်ပြန်သွားရမှာ။ဒီတခါငြိမ်ချသွားတာကမောင်ဆိုးပဲဖြစ်ပါတယ်။နည်းနည်းစိတ်ရည်လဲသွားဟန်ရှိပါတယ်။သူတို့တိုက်ခန်းအပေါ်တက်ကအပြိုကြီးမက်ခင်တုတ်ကလည်းတိုက်ကလာတာဆိုပြီးတော့သူ့ကိုယ်သူပြောတယ်တော့ကြားဘူးတယ်။မနှက်ပြန်မဲ့သူ့ကိုတိုက်ကလာခေါ်တော့မလို့မွေးနေမွေးရဲ့တစ်ထက်သေးကြားတဲ့နေ့မှာပဲအရင်ဘဝကမောင်ဖျားကစီးတော်ကြားနဲ့လာပင်းတော့မလို့ပြောလာတာကကြားပြီ။သူတီးတဲ့လောက်10နှစ်လောက်ရှိပြီထင်ပါတယ်။ဒါပေမဲ့မောင်တော်ဖျားကပဲမိနေတာလားမက်ခင်တုတ်ကိုယ်တိုင်ကပဲတိုက်ကိုသွားဖို့လ
စရိတ်မရှိတော့တာလားတော့မပြောတတ်ဘူးအခုအချိန်ထိမပြန်ရသေးဘူးဟဲ့နင်ဘာတွေတွေးနေရလဲမယုံလို့လားမဟုတ်ပါဘူးဟာမကြုံဘူးလို့ပါကြားတော့ကြားဘူးတယ်ဟာအဲ့ဒါတကယ်ရှိလားရှိတာပေါ့မယုံရင်ငါ့ကိုကြည့်လေမောင်စိုးမေတော်တော်တည်တည်ချာချာကြည့်တယ်တိုက်ကလာတဲ့လူနဲ့ရိုးရိုးလူနဲ့ဘာမှတော့မကွာခြားဘူးလို့ထင်တယ်စပယ်ယာဘက်တီအပူပစ္စည်းတွေလည်းပါမလာခဲ့ဘူးမောင်စိုးဘက်ကမထူးခြားပေမဲ့မေတော်ရာဘက်ကစူးရဲတဲ့မောင်စိုးအကြီးကြောင့်မနေတတ်မထိုင်တတ်ဖြစ်လာပါတယ်အဲ့လောက်ကြီးမကြည့်နဲ့လေဟာငါမနေတတ်ဘူးမောင်စိုးအဲ့ဒီတော့မှအတိဝင်သွားပြီးတော့စောဒီဟာငါဘာများထူးခြားလဲလို့ကြည်တာပါအဲ့လိုကြီးတော့ထူးခြားမလားဟဲ့ဒါပေမဲ့တာမန်လူတွေနဲ့တော့မတူဘူးပေါ့ဘာမတူတာလဲငါတို့ကြတော့သူတို့ကိုပေးခဲ့တဲ့ဂတိပြင်ပြန်ရမှာဘာဂတိလဲဟင်မေတော်ရာအသက်ကိုတဝါရီရှူပြီးတော့တက်ပြင်းကိုခက်မမြန်ချလိုက်တယ်ငါတို့တိုက်ကဆွေတော်မျိုးတော်တွေကိုဘယ်နေ့ဘယ်ရက်ဘယ်အသက်ပြင်းပြန်လာပါမယ်လို့ပြောခဲ့ရတယ်ဂတိပေးခဲ့ရတယ်အဲ့ဒီရက်ပြင်းပြန်ရရောမောင်စိုးကစိတ်ဝင်တစားနဲ့မပြန်ရောမပြန်ရင်လာခေါ်ရောဟာမောင်စိုးပေါင်ကိုဖြန်းကနေတစ်ချက်ပုတ်လိုက်ပြီးတော့ဒါလေးများဟာပုံးနေလိုက်ပေါ့မတွေ့ရင်သူတို့ပြန်သွားမှာပေါ့မေတော်ရာကမောင်စိုးကိုလှမ်းရိုက်ဟန်တစ်ချက်ရွှေလိုက်တယ်ပြီးတော့ရီကျင်စိတ်ကိုမအောင်နိုင်တော့ပဲထိတ်ခနဲတစ်ချက်ရီလိုက်ပြီးတော့တေးလိုက်ပါလားကောင်းစုပ်အဲ့ဒါမျိုးကပုံးလို့ရတာမှမဟုတ်တာသူတို့မှလက်မျက်စိရှိတယ်ဟဲ့မောင်စိုးစိတ်ညက်သွားပါတယ်တော်တော်ဆိုးတဲ့တိုက်ပဲလို့လဲရေရွံ့နေမိတယ်နေပါဦးနင်းကတိုက်ကလာတယ်ပဲထားပါတော့ဘာလို့ရီးစားထားလို့မရတာလဲဘာဆိုင်လို့လဲမေတော်ရာခေါင်းကိုခါပြပြီးတော့သူတို့ကမကြိုက်ဘူးဟာသူတို့မကြိုက်လဲနေပေါ့နင်ကြိုက်ရင်ပြီးရပဲမင်းဟာဘူးဟာငါအိမ်အောင်ပြုတ်ခွင့်မရှိဘူးတဲ့ဘာလို့လဲငါမှယောက်ျားရှိတယ်ဟေးမောင်စိုးမျက်လုံးကဇီးကွက်တစ်ကောင်လောက်ကိုပြူးထွက်သွားပြီးတော့ငါနင့်ကိုအပြို့ထင်နေရနင်ကယောက်ျားနဲ့ဟုတ်လားပြောတော့ရီးစားတော့မထားရဘူးဆိုလက်ဆက်တော့နင်ကအပြို့မှမဟုတ်တာမေတော်ရာမျက်နှာရဲကနေဖြစ်သွားပြီးတော့ရှက်လွန်းလို့ဘယ်ဟစပြောရမှန်းမသိအောင်ဖြစ်သွားလိတော့တယ်တော်တော်လေးကြာတော့မှမောင်စိုးရဲ့လက်မောင်းကိုလွယ်အိတ်နဲ့အာရပါရပိတ်ရိုက်ပြလိုက်ပြီးတော့တေးနာမသားငါကဒီဘဝကိုပြောတာမဟုတ်ဘူးဟဲ့အရင်ဘဝဟောင်းကယောက်ျားကိုပြောတာအခုဘဝမှာအပြုတ်စစ်မောင်စိုးကလွယ်အိတ်ကိုလက်နဲ့ကာနိုင်တဲ့လောက်လိုက်ကာရင်းနဲ့မသိလို့ပါဟာငါရုပ်ဆိုတော့ဘဝတွေလွဲကုန်လို့ပါမရိုက်ပါနဲ့ဟာနားရဲဟာမေတော်ရာရှိုက်နေရင်နဲ့မောတော်တဲ့ဟန်နဲ့ရှက်လိုက်ပါတယ်ပြီးတော့မောင်စိုးကိုမျက်စောင်းလှည့်ပြီးတော့ထုံရင်းနဲ့ငါသွားတော့မယ်နင်ငါနောက်ကနေလိုက်မလာနဲ့ငါမကြိုက်ဘူးမောင်စိုးပြူးပြူးပြဲလှုပ်ပြီးတော့နင်မကြိုက်တာလားနင်အရင်ဘဝယောက်ျားမကြိုက်တာလားနှစ်ယောက်စလုံးမကြိုက်တာသိပြီလားစောင့်ကြီးအောင်ကြီးပြောပြီးတော့ထားထွက်သွားတယ်မိုးကလည်းတိတ်သွားပြီးမို့ဝင်နေတဲ့ပင်ရှိမှာမိုးခိုသူတွေတော်တော်ပါသွားတယ်လဲထွက်သွားတယ်မေတော်တော်ငေးပြီးတော့မောင်စိုးသက်ပြင်းကိုချပါတယ်သူရဲ့ရည်ရွယ်ချက်တွေကတိုက်ဆိုတဲ့အရာတစ်ခုအောက်မှာကွဲအပ်ကြီးမှသွားခဲ့ပြီအခွင့်အရေးတွေအားလုံးမေတော်ရာရဲ့အရှင်ဘဝယောက်ျားကြောင့်ဝေးကွာခဲ့ရပြီဒီဘဝမှာကံကောင်းထောက်မှပြီးတော့မေတော်ရာကိုပိုင်ဆိုင်ခွင့်ရရင်တောင်မှပထမယောက်ျားမဖြစ်နိုင်တော့ဘူးနေရင်ထိုင်ရင်ဒီဘဝမှာလက်တယ်မပေါ်ဘဲနဲ့လင်းအငယ်နှောင်းဘဝရောက်ရမယ်ကိန်းဆိုင်နေပါတယ်မောင်စိုးတွေးလိုက်ရင်နဲ့ပြုံးလိုက်မိတယ်သူ့ဘာသာဘလောက်ငယ်တဲ့လင်းဘဝပဲရောက်မေတော်ရာကိုတော့ချစ်ရလိမ့်မယ်သူ့ချစ်ကတိုက်ကလာယုံမကအင်္ဂါကြိုးကပဲဆန်းလာပါစေချစ်ရမှာပဲဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့သူ့နှလုံးသားသူ့ရင်ထဲကနှလုံးသားအတိုက်လေးမှာမေတော်ရာဆိုတဲ့တိုက်ပရင်မလေးတစ်ယောက်သာရှိလို့ပဲဖြစ်ပါတော့တယ်။တိုက်မမလေးကတော့သူနဲ့တဖြည်းဖြည်းဝေးပြီးတော့သွားပါတော့တယ်။မေတော်ရာကိုတိုက်ကျိုးဖြတ်ပေးရမယ်။ဘာဒီကိစ္စမဖြတ်လို့မရဘူးကွ။လင်းနိုင်ဦးကိုမောင်စိုးမျက်နှာငယ်လေးနဲ့ကြည့်ပြီးတော့ဖြတ်ရင်နာလာရင်အခွီးပဲနာမလားကွမမြင်ရတဲ့ကြိုးဖြတ်တာပဲ။မောင်စိုးတစ်ချက်တော့တွေ့ဝေသွားပါတယ်။တိုက်ကျိုးဆိုတာဘလို့ကျိုးမျိုးစားမှန်းမသိဘူး။မမြင်ရတော့လဲခက်တယ်။ခိုင်ခန့်မှုအတိုင်းတောင်ကိုလည်းသူမမျှော်မှန်းတတ်ဘူး။အဲ့ဒီကျိုးကိုမင်းဖြတ်တတ်လား။ငါတော့ဘယ်ဖြတ်တတ်မလဲကွ။ဆရာတွေကိုဖြတ်ခိုင်းရမှာပေါ့။မောင်စိုးကအလန့်တကြားနဲ့ဆရာတွေကိုတော့တွားမပြောရပါဘူး။တမိုင်းဆရာဥအောင်တင်ဆိုရင်ငါ့ကိုတိတ်ကြည့်ရတာမဟုတ်ဘူး။လင်းနိုင်ဦးကြောင်ကြောင်ဖြစ်သွားပြီးတော့ခေါင်းတော်တော်နောက်သွားတယ်။သူ့နှဖူးသူရိုက်ပြီးတော့ငါတို့ကိုစာသင်ပေးတဲ့ဆရာတွေကိုပြောတာမဟုတ်ဘူးငတုံးရဲ့အကြမ်းမြင်ဆရာတွေတိုက်ဆရာတွေစီမှာတွားဖြတ်ရမှာအဲ့ဒီဘက်မှာကျွမ်းကျင်တဲ့လူတွေရှိတယ်အဲ့ဒါကိုပြောတာမောင်စိုးကတပ်ပြင်းတစ်ချက်ကိုမှုတ်ထုတ်လိုက်ပြီးတော့တော်သေးတာပေါ့ကွာငါကတက္ကသိုလ်ကဆရာတွေအောင်းမေးလို့
လင်းနိုင်ဦးကမောင်ဆိုးစကားကိုစိတ်မဝင်စားတော့ဘဲနဲ့ရုပ်တည်နဲ့အဝေးကိုမြင်နေပါတယ်ပြီးတော့တက်ပြင်းကိုချပြီးတော့ခေါင်းကိုခါပါတယ်အဲဒီနောက်အလဲမှာချထားတဲ့ secret ကိုကောက်ခဲလိုက်ပြီးတော့မင်းညစ်ပြီးဖွာလိုက်တယ်မင်းကို तू ကဘယ်ရလို့ပြောလိုက်လဲမောင်ဆိုးနားမလည်နိုင်တဲ့မျက်နှာနဲ့ဘာလို့လဲသူ့ရဲ့တိုက်ကိုပြောတာမောင်ဆိုးတော်တော်လေးကြာအောင်စဉ်းစားလိုက်ပြီးတော့မှငါတော့အတိအကျမသိဘူးကွာငကားတိုက်ကဆိုလားဘာလားပဲလင်းနိုင်ဦးခေါင်းကိုတငိမ့်ငိမ့်လုပ်ပြီးတော့ဘိုးတစ်ထောင်ကဖြစ်နိုင်တယ်မဟုတ်တာလို့တော့မယ်မိတော်ကသူ့ဝနမှာနေတာကွာလင်းနိုင်ဦးစိတ်ပြတ်သွားတယ်မရှင်းပြရင်လည်းဒီငတုံးကနားလဲမှာမဟုတ်လို့ရှင်းပြလိုက်ရတယ်ဘိုးတစ်ထောင်ဆိုတာဖះကိုပြောတာကွာသူနေတဲ့နေရာကိုပြောတာမဟုတ်ဘူးသိပြီလားအဲ့ဒီလိုမျိုးငကားတိုက်ကလာတဲ့လူတွေဆိုရင်ဘိုးတစ်ထောင်တိုက်အဆက်အနွယ်တွေများတယ်လေမင်းမယုံမရှိနဲ့ငါပြောတာကိုယုံနေစမ်းမအောင်မင်းဟာဒီကိစ္စတွေသိနေရအောင်မင်းကအဲ့ဒီတိုက်ကိုရောက်ဖူးလို့လားလင်းနိုင်ဦးခေါင်းခါပြီးတော့ရောက်တော့ဘယ်ရောက်ဖူးမလဲဒါပေမဲ့အတွေ့အကြုံရှိရလေငါတော့တယောက်ဆိုရင်တိုက်ကလာတာကွာသိလားဒါပေမဲ့ तू ကတိုက်ကျိုးဖြတ်ထားတယ်ဟုတ်လားဂျားနဲ့သူတို့တိုက်ကလာတဲ့လူတွေဆိုအိမ်အောင်ပြုတ်လို့မရအောင်ဆိုဟုတ်လားလင်းနိုင်ဦးပြုံးတုံတုံလှုပ်ပြီးတော့ခေါင်းခါပြရင်နဲ့ငါအတော်ဆိုယူထားတာပဲကလေးတောင်မှ2ယောက်ရှိတယ်ဟေးအဲ့ဒါဆိုသူ့ရဲ့ဆွေတော်မျိုးတော်တွေကဘာမှမလုပ်ဘူးလားဘယ်လုပ်နိုင်မလဲကွတိုက်ကျိုးဖြတ်ထားပါတယ်ဆိုမှမောင်ဆိုးရှင်တစ်ချက်ခုံသွားတယ်တော်တော်လေးပျော်သွားပုံရပါတယ်အဲ့ဒါဆိုတိုက်ကျိုးဖြတ်ရင်ရပြီပေါ့အေးလင်းနိုင်ကိုခက်ပြက်ပြက်ပဲပြောပြီးတော့လက်ဖက်ရည်ကိုတငုံတောက်လိုက်ပါတယ်မောင်ဆိုးမျက်နှာပြုံးပြပြဖြစ်သွားပြီးတော့မှလက်ဖြောက်တစ်ချက်ကိုတီးလိုက်တယ်ငါမရမကောက်ဖြက်ပြက်မယ်မောင်ဆိုးကိုလင်းနိုင်ကိုအလန့်တကြားကြည့်လိုက်ပြီးတော့မလုပ်ပါနဲ့ကွာရတောင်ရခဲ့ယောက်ျားလေးဘဝအောင်ဘာပြောတာလဲငါကတိုက်ကျိုးကိုပြောတာတော်သေးတာပေါ့လင်းနိုင်ဦးကတက်ပြင်းကိုချရင်းနဲ့စလိတ်တလိတ်ကိုရှိုက်လိုက်ပြီးတော့မှမင်းဖြတ်ချင်တိုင်းဖြတ်လို့ရပါမလားကာယကံရှင်ဆန္ဒကလည်းရှိသေးတယ်ဒီကိစ္စမှာမေတော်ရာရဲ့ဆန္ဒအဓိကကွာဘာပဲဖြစ်ဖြစ်ကွာငါသူ့ကိုစီးအောင်ကြည့်မယ်အဲ့ဒါတော့မင်းသဘောပဲလေသူ့ဘက်ကမီးစိမ်းပြရဲဆိုရင်ငါဘက်ကိုတန်ချောင်းခောက်လိုက်ငါတော်ကိုဖြတ်ပေးတဲ့ဆရာစီမှာအပ်ပေးမယ်โอเคတငယ်ချင်းကျေးဇူးပဲမောင်ဆိုအခုမှပဲလွတ်လွတ်လပ်လပ်ပျော်သွားနိုင်ပြီးတော့မေတော်ရာကိုနီးအမျိုးမျိုးနဲ့စီးရုံးရမယ်လို့လည်းတွက်ထားတယ်။တိုက်ကျိုးမကလို့စတီကျိုးပဲဖြစ်ဖြစ်မရရတဲ့နီးနဲ့ကိုဖြတ်ပြစ်လိုက်မယ်ဆိုပြီးတော့တီးထားတော့တာဖြစ်ပါတယ်။ညအိယာဝင်နောက်ကြလို့မနက်ကိုနေဖင်ထိုးမှထားတယ်။ဒီနေ့တော့ပထမဆုံးအချိန်3ချိန်လွတ်လိုက်ရပြီဆိုတာသိလိုက်ပါတယ်။ပထမဆုံးအချိန်3ချိန်ကိုပြောတာပါ။ကျောင်းချိန်ပြောတာအိယာထနောက်ကြရခြင်းအကြောင်းကလည်းတညလုံးကံပြားကိစ္စနဲ့ပတ်သက်တဲ့လက်လန်းမီသမျှစာအုပ်တွေလိုက်ဖက်နေရလို့ဖြစ်ပါတယ်။အဲ့ဒီစာအုပ်တွေထဲမှာတိုင်နဲ့ပတ်သက်တဲ့ကိစ္စတွေရှာကြည့်တယ်။ထထဲဝင်တော့မတွေ့ဘူး။ဟုတ်မလို့နဲ့တောမရောက်တောင်မရောက်တွေရေးထားတာသာတွေ့ရတယ်။မောင်ဆိုးစိတ်ညစ်သွားပါတယ်။တိုင်နဲ့ပတ်သက်လို့ဘသူသွားမေးလို့မေးရမှန်းလည်းမသိဘူး။မိဘတွေကိုမေးကြည့်ရအောင်လည်းအိမ်မှာဖះလွယ်ပြီးတော့နတ်ဘိုးတော်ကိုးကွယ်မှုမပြုဘူး။မယုံကြည်လို့တော့မဟုတ်ဘူး။ဆွေစဉ်မျိုးဆက်ထုံတန်းစင်လာမရှိခဲ့လို့ဖြစ်ပါတယ်။အပေါ်တက်ကအပြိုကြီးမက်ခင်တို့ကိုသွားမေးကြည့်ရင်တော့အနေအကျဉ်းတော့သိနိုင်တယ်လို့တွေးမိပါတယ်။ဒါမှမဟုတ်လင်းနိုင်ဦးရဲ့အတော်ကိုသွားမေးရင်လည်းဖြစ်နိုင်တယ်။ဒါပေမဲ့လင်းနိုင်ဦးရဲ့အတော်ကသူနဲ့စိမ့်ပါတယ်ပြီးတော့အိမ်အောင်ကိစ္စနဲ့အလုံးရှုံနေရင်တော့ကောင်းကောင်းဖြေအားမှာမဟုတ်ဘူးအပြိုကြီးမက်ခင်တို့ကတော့အပေါ်တက်အောက်ထက်နေလာလို့နည်းနည်းပါးပါးဝင်ရောလိုက်တာနဲ့အဆင်ပြေနိုင်တယ်လို့မောင်ဆိုးတွေးမိပါတယ်ဒါကြောင့်အောက်ထက်ကစတိုးဆိုင်ကိုဆင်းပြီးတော့ကိန်းမုတ်တပူနဲ့ကော်ဖီမဲ့အထုပ်ကြီးတစ်ထုပ်ဝယ်ပြီးတော့အပြိုကြီးအခန်းကိုတက်ခဲ့ပါတော့တယ်အခန်းရှိရောက်တော့တကားပိတ်ထားတာတွေ့ရလို့3ချက်လောက်ခောက်လိုက်ပါတယ်တကားဖြည်းဖြည်းချင်းပွင့်သွားပြီးတော့အပြိုကြီးမျက်နှာပေါ်လာပါတယ်အမနေကောင်းတယ်နော်အေးကောင်းပါတယ်အမလွတ်လိုက်လို့လားမဟုတ်ဘူးအမကျွန်တော်အမစီကိုလာတာပါအမေလွတ်တာမဟုတ်ပါဘူးမေးစရာလေးရှိလို့ပါအပြိုကြီးမခင်တော့မျက်မှောင်ကြုံရင်းနဲ့တကားကိုဖွင့်ပေးတယ်သူလည်းအထဲကိုဝင်ပြီးတော့ဇွဲပေါ်မှာဝယ်လာချမ်းလာတာတွေကိုတင်လိုက်ပြီးတော့အမစားဖို့ပါကျွန်တော်ဝယ်လာတာမခင်တို့တန်တော်ကြည့်ပါတယ်တခါမှသူ့ကိုဒီလိုလာမပေးဘူးလို့တမျိုးကြီးဖြစ်နေတယ်ဒါပေမဲ့အကြောင်းကိစ္စတစ်ခုခုတော့ရှိမယ်ဆိုတာထူးခြားနေပြီဆိုတာကိုသဘောပေါက်မိလို့အသာညင်နေလိုက်တယ်မောင်ဆိုးကခုံတလုံးမှာဝင်ထိုင်လိုက်ပြီးတော့ဖျားစင်ဘက်ကိုလှည့်ကြည့်လိုက်ပါတယ်ဖျားစင်ပေါ်မှာအသီးဝဲမျိုးစုံအုံဝဲငပြောဝဲမျိုးစုံနဲ့အမွေးတိုင်တွေထွန်းထားတာကိုတွေ့လိုက်ရတယ်အဲ့ဒီအခါကျမှအခန်းထဲဝင်လာတော့ကရှားလိုက်တဲ့အမွေးနှန်းကအမွေးတိုင်တွေစီရဆိုတာကိုသဘောပေါက်လိုက်ပါတယ်အမဖျားစင်ကတော်တော်တက်ပေတာပဲနော်လှူထားတဲ့တတိတွေလည်းအများကြီးပဲမောင်ဆိုးစကားစားလိုက်ပါတယ်မက်ခင်တို့ကပြုံးလိုက်ပြီးတော့ဟိုဘက်ကသာသနာပွဲလေ
ဒီဘက်ကပွဲရတော့ပိုင်ရဆိုင်ရတွေအတွက်ပေါ့မောင်ဆိုးတစ်ချက်မျက်မှောင်ကျုပ်သွားပြီးတော့ပိုင်ရဆိုင်ရဆိုတာဘာလဲအမပိုင်ရဆိုင်ရဆိုတာသူ့နေရာနဲ့သူပိုင်တဲ့သူတွေကိုပြောတာပေါ့ကွယ်မင်းကိုရှင်းပြရရင်တော့အရှိကြီးပဲနားလည်မှလည်းမဟုတ်ဘူးထားပါတော့မခင်တို့ကထားခိုင်းပေးမယ်မောင်ဆိုးကမထားနိုင်ဘူးလာရင်ရည်ရွယ်ချက်ပျောက်သွားမှဆိုလို့ဖြစ်ပါတယ်စကဦးကိုဘလို့တန်းဟန်မလဲစဉ်းစားတယ်တဲ့ပဲမေးလိုက်ရင်ကောင်းမလားတွေးတယ်ဒါကြောင့်အမကိုကျွန်တော်မေးစရာလေးတစ်ခုရှိလို့တက်နိုင်ရင်ဖြေပေးပါလားမခင်တို့ကမျက်မှောင်ကျုပ်ပြီးတော့မောင်ဆိုးကိုကြည့်ပါတယ်မောင်ဆိုးကတခြားဟာမဟုတ်ပါဘူးအမတိုက်ကလာတာဆိုမခင်တို့ကတက်ပြင်းတစ်ချက်ကိုချပါတယ်ပြီးတော့ခေါင်းကိုဖြေးလေးစွာညှိပြပြီးတော့ဟုတ်ပါတယ်ဒါနဲ့မင်းကဘာလို့မလို့လဲ။အိုးဘာရတော့မဟုတ်ပါဘူးအမရဲ့။အဲ့ဒီတိုက်ဆိုတဲ့ဟာတကယ်ရှိလားလို့သိကြလို့ပါ။မခင်တို့မျက်နှာတီသွားပါတယ်ပြီးတော့မှလေးလေးနက်နက်လေးတန်းနဲ့ရှိတာပေါ့။အမဆွေတော်မျိုးတော်တွေဆိုအမကိုသိတ်ချက်တာအိမ်မက်တွေလည်းခဏခဏမက်တယ်လေ။ဟုတ်လား။ဘာတွေအိမ်မက်တာလဲ။အိမ်မက်ပေးရတွေကတော့အများကြီးပဲ။မနေ့ကဆိုပါဝါနဲ့နာလိုက်တာ။ဗျာမောင်ဆိုးဦးလဲလဲနဲ့ကြည်ပါတယ်မခင်တို့ကသူ့စကားမှားသွားပြီဆိုတာသဘောပေါက်လိုက်လို့ချက်ချင်းပဲအင်ဒရီဆဲပြီးတော့ဘာမှမဟုတ်ပါဘူးကွယ်မရေမရာနဲ့ပြန်ပိတ်တယ်မောင်ဆိုးတစ်ချက်စဉ်းစားလိုက်တယ်စဉ်းစားရင်းနဲ့တခုခုကိုသတိရသွားလို့ဒါနဲ့အမဘယ်တိုက်ကလဲဘာကိုပြောတာလဲဟိုပါလေကျွန်တော်တော့တိတ်ပြီးတော့တေးသေးချာချာမသိပါဘူးသူများတွေပြောလို့ကြားဘူးတာပါတိုက်မှာအမျိုးမျိုးရှိရဆိုဥပမာဥစ္စာတိုက်တို့နဂါးတိုက်တို့အဲ့ဒါမျိုးမခင်တို့သဘောပေါက်သွားတဲ့ဟန်နဲ့တစ်ချက်ပြုံးလိုက်ပြီးတော့ကောင်းချင်းပြရင်းနဲ့အမငကားတိုက်ကပါမောင်ဆိုးရုတ်တရက်အံ့ဩသွားတဲ့ဟန်နဲ့ဒါဆိုအမဘိုးတစ်ထောင်ကပေါ့ဟုတ်လားမောင်ဆိုးစကားကြောင့်မခင်တို့မျက်လုံးပြူးသွားပြီးတော့မင်းကဘယ်လိုလုပ်သိရလဲအမှန်တော့ငကားတိုက်ဆိုတာဘိုးတစ်ထောင်ကပဲလို့လင်းနိုင်ဦးပြောထားလို့ရန်ထုတ်လိုက်ခြင်းဖြစ်တယ်မခင်တို့ကလည်းမောင်ဆိုးပြောတာမှန်သွားလို့အံ့ဩတဲ့ပုံစံနဲ့ဖြစ်သွားတယ်မောင်ဆိုးကဆရာကြီးပုံစံနဲ့ဟုတ်သလားမဟုတ်ဘူးလားပဲပြောပါအမဟုတ်ပါတယ်အမဘိုးတစ်ထောင်ကပါမောင်ဆိုးအားရဝမ်းသာလက်ဖြောက်တစ်ချက်တီးလိုက်ပြီးတော့ဒါဆိုမေးတော်တာကိုသိလားဟမ်ဘယ်ကမေးတော်တာလဲသူကလည်းဘိုးတစ်ထောင်ကပဲလေအမတို့နဲ့အတူတူပဲလုပ်ပါဗျာရှိုးမနေပါနဲ့သိရင်သူ့အကြောင်းပြောပြပါမခင်တို့ဦးချောင်းချောင်းနဲ့အမတကယ်မသိတာပါသူကဘိုးတစ်ထောင်မှာဘာလုပ်တာလဲကျွန်တော်ဘယ်လိုလုပ်သိမှာလဲဗျာမသိလို့မေးပါတယ်ဆိုမှသူ့မှာယောက်ျားရှိတယ်ဗျမခင်တို့စဉ်းစားသွားတယ်မောင်ဆိုးပုံစံကြည့်ရတာဒီနေ့တစ်မျိုးဖြစ်နေတယ်သူမစီကိုမလာစဘူးအလားထူပြီးတော့မပေးစဘူးစားစရာတွေလာပေးတယ်ပြီးတော့ထူးထူးခြားခြားတိုက်အကြောင်းတွေပါတွေမေးပြီးတော့ဟိုလူတီလာဒီလူတီလာတွေနဲ့လုံနေပါတယ်မဟုတ်မှလွဲရောမောင်တော်ဖះကမောင်ဆိုးစိတ်တစ်မျိုးပြောင်းပြီးတော့အကျိုးတော်ထောက်လိုက်ပြီလားမသိဘူးအဲ့လိုတွေးလိုက်ပြန်တော့မခင်တို့နည်းနည်းတော့လန့်သွားပြန်တယ်တကယ်တမ်းတိုက်ကိုပြန်ရမယ်ဆိုတော့ကြောက်နေပါတယ်ချက်ချင်းတော့မဖြစ်သေးဘူးဒီဘဝမှာရစရာအကျွေးတွေကရှိနေသေးတယ်အရှိကန်ကအထက်ရောင်းတဲ့မတ်ဦးစီမှာပေးထားတာတော်တော်များတယ်သူသာအခုချက်ချင်းတိုက်ပြန်ရရင်မတ်ဦးဆိုတဲ့မိန်းမကထောင်ကလျားလားမသိဘူးအိုးစီပုံပေါင်းတီးပြီးတော့လိုက်တောင်မှပို့ခြင်းပို့အောင်မယ်တွေးတောနေစင်ပါပဲအမမေးတော်တာကိုတိသွားပြီမလားနည်းနည်းစဉ်းစားကြည့်လိုက်ရင်ထပ်ပြီးတော့တိလာလိမ့်မယ်သူလဲအမတို့တိုက်ကပဲဗျအတူတူပဲဒါပေမဲ့သူကနောက်မှရောက်တာကျွန်တော်နဲ့အသက်တူတူဆိုတော့အမထက်တော့ငယ်လိမ့်မယ်မခင်တို့ကအကောင့်တငိမ့်ငိမ့်လုပ်ပါတယ်မောင်ဆိုးစကားတွေကိုစိတ်ရည်လဲတယ်လို့ရှိလာပါတယ်သိကြတယ်မောင်တော်ဖះနဲ့မောင်ဆိုးတနည်းတစ်ပုံပတ်သက်နေလိမ့်မယ်လို့ယူဆလိုက်တယ်မေတော်ရာဆိုတဲ့နာမည်ကိုတော့မကြားဘူးပါဘူးဒါပေမဲ့ဘဝဟောင်းကတော့အတိအကျွမ်းနေဖြစ်ချင်ဖြစ်မှာပေါ့ဒါနဲ့မောင်ဆိုးကဘာလို့မေတော်ရာအကြောင်းကိုသိကျင်ရတာလဲပြီးတော့အရင်ဘဝယောက်ျားအကြောင်းတွေပါတယ်မင်းနေတာဆိုတော့မဟုတ်မှလွဲရောမောင်ဆိုးနဲ့မောင်တော်ဖះအဆက်အသွယ်ရှိရတဲ့နဲ့မောင်ဆိုးကခေါင်းကိုခါလိုက်ပါတယ်အဆက်အသွယ်ရှိဖို့နေတသားအဲ့ဒီတိုက်နဲ့ပတ်သက်တဲ့ကိစ္စကိုဟိုတလောလေးရမှတီးမိခောက်မိရှိတာပါအဲ့ဒါကလည်းကျွန်တော်ခုနကပြောတဲ့မေတော်ရာနဲ့ပတ်သက်နေလို့ပါအမရဲ့စရီကိုမမျိုးချနိုင်မဲနဲ့စက်တိုက်ပြောလိုက်တဲ့အခါမှာမက်ခင်တို့ကတန်တော်ကြည့်ပြီးတော့ဘယ်လိုများပတ်သက်နေလို့လဲမောင်ဆိုသူကကျွန်တော်ကိုပြောလို့ပါဘယ်လိုပြောတာလဲသူကတိုက်ကလာတာတဲ့သူတို့လိုတိုက်ကလာတဲ့လူတွေဆိုရင်ဒီဘဝမှာယောက်ျားယူလို့မရဘူးလို့ပြောတယ်ပြီးတော့အချိန်တန်ရင်ပြန်ရမှာလို့လည်းပြောလို့ပါ
အဲ့ဒါကျွန်တော်လည်းတိုက်အကြောင်းနားမလဲတာနဲ့အမကိုလာမေးတာပါ။အိုး तू ပြောတဲ့ဟာတွေကဟုတ်လားယင်မခင်တုံငြိမ်ချသွားပါတယ်။သူထင်ထားသလိုမောင်တော်ဖျားနဲ့ပတ်သက်နေတာမဟုတ်မှန်းသိလိုက်ရလို့စိတ်အေးသွားပါတယ်။အခုမောင်ဆိုးလာတဲ့ကိစ္စကိုသိလိုက်ရပြီ။မောင်ဆိုးကမေတော်ရာဆိုတဲ့ကောင်မလေးနဲ့ပတ်သက်ပြီးတော့တိုက်အကြောင်းကိုလာပြီးတော့စုံစမ်းခြင်းဖြစ်ပါတယ်။ဒါနဲ့မောင်ဆိုးနဲ့မေတော်ရာနဲ့ကဘာလဲ။ရုတ်တရက်မခင်တုံရဲ့အမေကြောင့်မောင်ဆိုးကရှက်ကုရှက်ကန်မူရဖြစ်သွားတယ်။ရီကျဲကျဲနဲ့ခေါင်းဝစပင်းတွေကိုလက်နဲ့ပုတ်ပြီးတော့မှအခုထိတော့ဘာမှမဆိုင်သေးပါဘူးမရဲ့နောက်တော့ဆိုင်လာမှာပါအဲ့ဒီဆိုင်မဆိုင်ဖို့ကိစ္စကလည်းတိုက်နဲ့ဆိုင်နေရလေတိုက်နဲ့ပြေးလဲတယ်ဆိုရင်ကျွန်တော်ဘက်ကဆက်ကြိုးစားလို့ရပြီအခုတော့သူနဲ့ကျွန်တော်ကြားမှာအဲ့ဒီတိုက်ကကန့်လန့်ခံနေလို့ပါအဲ့ဒါကြောင့်တိုက်အကြောင်းကိုသိကြလို့လာမေးတာပါမခင်တို့ကပြုံးစည်းစည်းဖြစ်သွားပြီးတော့ခေါင်းတငင်းငင်းလုပ်ပါတယ်။ငါတို့လည်းငယ်ရကြီးလာတာပါကွယ်ဆိုတဲ့မျက်နှာပေးမျိုးနဲ့မောင်ဆိုးကိုကြည့်ပြန်နေခဏနေတော့မှအဲ့ဒီမေတော်ရာဆိုတဲ့မိန်းကလေးပြောတာဖြစ်နိုင်ပါတယ်။ဒါပေမဲ့တိုက်ကလာတဲ့လူတိုင်းတော့မဟုတ်ပါဘူး။တချို့တွေဆိုရင်အိမ်အောင်23ဆက်ကြတဲ့လူတွေတောင်မှရှိရလေ။ဒါဆိုမေတော်ရာအိမ်အောင်ပြုတ်လို့ဘာလို့ရီးစားထားလို့မရတာလဲ။ तू ကလွတ်လပ်သူမဟုတ်လို့ပေါ့ကွယ်။မင်းနားလည်အောင်ရှင်းပြရမယ်ဆိုရင်တော့အရင်ဘဝမှာပိုင်ရှင်ရှိထားရင်သူတို့ကလိုက်ပြီးတော့နှောက်ယှက်တတ်တယ်။ဥပမာအမလည်းဒီအတိုင်းပဲလေမောင်ဖျားအမကိုအရေးတကြီးကြည့်နေတာ။မောင်ဆိုးနည်းနည်းတော့ကြော်ချမ်းသွားတယ်။သူနဲ့မခင်တို့အခုလိုမျိုးထိုင်ပြီးတော့စကားပြောနေတာတောင်မောင်ဖျားတွေ့သွားနိုင်တယ်။တော့ကြာသူ့ကိုဒုက္ခလာပြီးရင်ခက်မဲလို့တွေးမိတာကြောင့်ဖြစ်ပါတယ်။အဲ့လိုတွေးနေစင်မှာပဲမခင်တို့ကစကားကိုဆက်ပါတယ်။တချို့တွေကြတော့တိုက်ကလာတယ်ဆိုရင်လည်းလွတ်လပ်တယ်လေ။အိမ်အောင်ပြုတ်လို့ရတယ်။ဒါပေမဲ့တိုက်ကဆွေတော်မျိုးတော်တွေကိုတော့မေ့လို့မရဘူး။အရေးကြုံရင်ကြုံတယ်လို့မျိုးအတိမတ်ပြူတာလေးတွေလုပ်ပေးရတယ်လေ။အဲ့ဒါမှသူတို့ကလည်းပြန်ပြီးတော့အကူအညီပေးတာ။မေတော်တို့အမားတို့လိုကြတော့ဟိုဘက်ဘဝမှာကလေးကပိုင်ဆိုင်သူရှိထားတော့ဒီဘဝမှာအိမ်အောင်ပြုတ်လို့မရဘူးပေါ့ကွယ်။အဲ့ဒီသဘောပါ။မောင်ဆိုမျက်နှာငယ်လေးဖြစ်သွားပြီးတော့ဒါဆိုဘာမှလုပ်လို့မရတော့ဘူးလားယင်။ကျွန်တော်တငယ်ချင်းပြောတော့တိုက်ကျိုးဖြတ်ရင်ရတယ်ဆို။မောင်ဆိုးစကားကြောင့်မခင်တို့ကအသက်ပြင်းကိုချလိုက်ပြီးတော့ရတော့ရပါတယ်ဒါပေမဲ့အဲ့ဒီကိစ္စအန်တရယ်သိမ့်များတယ်ကာယကံရှင်ကိုယ်တိုင်သဘောတူမှလောက်တာကတော့ကောင်းတယ်ဘာလို့လဲမခင်တို့မျက်နှာတစ်ချက်တီသွားပါတယ်ပြီးတော့မှဘာဖြစ်လို့လဲဆိုတော့တိုက်ကျိုးဖြတ်ပြီးတော့မှဒုက္ခတွေရောက်ရင်ဘယ်လိုလုပ်မလဲအဲ့ဒီကြမှာလက်ရှိစည်းစိမ်တွေပြုတ်သွားရင်ဘယ်လိုလုပ်မလဲဘေးအန်တရယ်တွေကြုံလာနိုင်တယ်တိုက်ကဘယ်လိုလာပြီးတော့စောင့်ရှောက်နိုင်မလဲကျိုးဖြတ်ပြီးတော့မှဖြစ်လာတဲ့ပြဿနာတိုက်ကတာဝန်မယူတော့ဘူးလေစိတ်ဆိုးသွားတဲ့သဘောပေါ့မောင်ဆိုးကမျက်မှောင်ကုပ်ပြီးတော့တစ်ချက်စဉ်းစားတယ်တခုခုကိုသဘောပေါက်တယ်လို့မပေါက်တယ်လို့ခေါင်းခါလိုက်ပြီးတော့တိုက်ကမဆောင်ရှောက်လဲသူ့အိမ်ဟာဆောင်ရှောက်လို့ရတာပဲမလားအခုသူ့ကိုကြောင်းထားပေးတာတို့ထမင်းကျွေးတာတို့အဝတ်စားဝယ်ပေးတာတို့ကသူ့အိမ်ဟာလုပ်ပေးတာမဟုတ်ဘူးလားမခင်တို့မောင်ဆိုးရဲ့စကားကြောင့်ခေါင်းရှုပ်သွားတယ်။လက်တလောဘာပြန်ပြောလို့ပြောရမှမသိဖြစ်သွားတယ်။တော်တော်လေးကိုစဉ်းစားပြီးသွားတဲ့အခါကျမှဟုတ်တယ်လေ။ဒါပေမဲ့အဲ့ဓာတွေအားလုံးကတိုက်ကပံ့ပိုးမှုတွေပါတာပေါ့။မင်းနားလည်အောင်ပြောရမယ်ဆိုရင်တော့မမြင်ရတဲ့ပံ့ပိုးမှုတွေပါတာပေါ့ကွယ်။မမြင်ရတဲ့ပံ့ပိုးမှုဆိုတာကိုမောင်ဆိုးနားမလဲဘူး။မမြင်ရမှတော့ဘာတွေများပံ့ပိုးလို့ရမှာလဲမသိဘူး။ဒါပေမဲ့ထက်မေးမနေတော့ဘဲနဲ့အခုလောက်စုံစုံလင်လင်သိရတာတောင်မခင်တို့ကိုကျေးဇူးတင်လာပြီဒါလောက်ဆိုရင်တော့တိုက်အကြောင်းကိုတီးမိခေါင်းမိရှိသွားပြီကျန်တာကိုဘာသာကိုမိစဉ်ကြီးကယုံတာရှိတော့တယ်မခင်တို့ကိုနှုတ်ဆက်ပြီးတော့ပြန်လာခဲ့ပါတယ်အိမ်ပြန်ရောက်တော့မောင်ဆိုးတက်ပြင်းချမိတယ်မေတော်ရာနဲ့သူနဲ့နေဆက်ဖို့အရေးကတော်တော်လေးရှုပ်ထွေးမှုရှိလာမယ်လို့တွေးမိတာကြောင့်လည်းဖြစ်ပါတယ်မနက်ပိုင်းမိုးဖွယ်ဖွယ်လေးကျနေပါတယ်။ကျောင်းသွားကျောင်းလာတွေကထီးကိုစီနဲ့ဖြစ်ပါတယ်။ထုံးစံအတိုင်းမောင်ဆိုးမှာထီးပါမလာဘူး။ဘယ်သူနဲ့ကက်ဆောင်ရမလဲဆိုတာကိုချောင်းနေမိပါတယ်။ကန်တင်းမှာထိုင်ဆောင်နေတယ်။ထီးမဆောင်တတ်တဲ့အကျင့်ကလည်းသူ့အတွက်ဒုက္ခပါပဲ။ငငယ်ရဆိုမိုးရွာတဲ့နေ့တွေမှာကျောင်းကနေအိမ်အထိမိုးရေထဲမှာလမ်းလျှောက်ပြန်တက်လို့ခဏခဏအရိုက်ခံရတယ်။ဘယ်တော့မှမလွတ်ဘူး။ထီးပေးလိုက်လဲဘယ်နာပျောက်ကျကြံခဲ့လို့ကြံခဲ့မှမသိဘူးနောက်တော့အိမ်ဟာသူ့ကိုထီးမပေးတော့ဘူးအခုလဲမောင်ဆိုးအပြင်ကိုငင်းနေရင်လည်းအတီအကျွမ်းလေးတယောက်ယောက်တလီလီများတွေ့မလားဆိုပြီးတော့စောင့်နေမိတယ်အခုထိတော့ဘသူ့ကိုမှမတွေ့သေးဘူးငငယ်တော့ကလိုမိုးရီထဲပြေးပြီးတော့အတန်းသွားရအောင်လဲမဖြစ်ဘူး
ရှို့ဆွဲသွားနိုင်တဲ့အဝတ်အစားတွေရောစာအုပ်တွေရောရှို့ဆွဲသွားနိုင်တယ်။အဲ့ဒီအချိန်မှာပဲကန်တင်းရှိကိုခက်တုတ်ဖျက်လျှောက်လာတဲ့လင်းနိုင်ဦးကိုတွေးလိုက်ရလို့မောင်စိုးပျော်သွားပါတယ်။လင်းနိုင်ဦးမှာတော့ထီးပါမလာဘူး။မိုးကအင်ဂျီလိုဟာမျိုးကိုခေါင်းမှာခြုံရင်းနဲ့ရှောက်လာခြင်းဖြစ်ပါတယ်။ဒီတိုင်းတယောက်တည်းထိုင်နေရထက်ဆိုင်ရင်တော့လင်းနိုင်ဦးရှိတော့အပြင်းပြေနိုင်တယ်လို့တွေးရင်းနဲ့လမ်းပြီးတော့ခေါ်လိုက်မိပါတယ်။သူခေါ်တဲ့ကြတော့လင်းနိုင်ဦးကလှည့်ကြည့်ပြီးတော့ဘလို့ဖြစ်တာလဲတယောက်တည်းလာထိုင်နေတာ class မတက်ဘူးလားဆိုင်ထဲကိုဝင်လာတယ်မောင်စိုးကခုံတလုံးကိုထိုးပေးရင်းနဲ့မိုးတွေဒီလောက်ရွာနေတာမင်းမတွေ့ဘူးလားမိုးရွာတာတွေ့တာပေါ့မိုးရွာတိုင်းတာလေအတန်းမတက်ဘူးဆိုလို့ရှိရင်တော့ဟွန်းဘယ်လိုလုပ်မလဲမောင်စိုးခေါင်းကိုကုပ်လိုက်ပါတယ်ထီးပါမလာလို့ပေါ့ကွာအဲ့ဒါကြောင့်မင်းကိုလမ်းခေါ်လိုက်တာဘာလို့မလို့လဲပြင်းလို့ဘာကွာလင်းနိုင်ဦးကအော်ပါတယ်မျက်လုံးလဲပြူသွားတယ်။မောင်စိုးခက်အေးပဲစကားကိုဆက်လိုက်တယ်။မင်းရဲ့မိုးကအင်းကြီးကနှစ်ယောက်ဆက်လား။မင်းယူနေလား။လို့နှစ်ယောက်ဆက်မှာလဲကွ။ခေါင်းမှာစောင်းသွားရင်ဆက်မလားလို့မေးတာပါ။လင်းနိုင်ဦးကခေါင်းတစ်ခါခါလဲတစ်ခါခါနဲ့ရှုပ်ရှုပ်ရှက်ဝစ်ချင်ဝဲဝစ်ပေါ့ကွာ။မောင်စိုးကအရေးမဆိုင်သလိုစလိတ်ကိုတစ်ချက်ဖွာရှိုက်ပြီးတော့မှငါတိုက်အကြောင်းနည်းနည်းပါးစုံစမ်းထားတာပြီးသွားပြီသိလားလင်းနိုင်ဦးကအကြောင်းတောင်တောင်နဲ့အလဲကြည့်ရင်းနဲ့ဘဲကတိုက်လဲမင်းကလည်းငငယ်ရွယ်နဲ့တော်တော်မိတတ်တာပဲမိတော်တာနဲ့ပတ်သက်ပြီးတော့တိုက်ကိုပြောတာလीကွာလင်းနိုင်ဦးကောင်းချင်းလိုက်ပြီးတော့ပြောစမ်းမအောင်ဘာတွေထူးခြားလာလဲဘာတွေထူးခြားလာလဲဆိုတော့ငါတို့အပေါ်တက်ကအပြိုကြီးကတိုက်ကားကသူ့ကိုမျိုးကြည့်တော့တိုက်ကျိုးဖြတ်တယ်ဆိုတာဖြတ်ချင်တိုင်းဖြတ်လို့မရဘူးတဲ့ပြောရမယ်ဆိုရင်ကာယကံရှင်ကျင့်နှမ်းမှာတဲ့မကျင့်တတ်ဘူးဆိုလို့ရှိရင်တော့မှလူကိုဒုက္ခတွေပါဖြစ်စေတယ်တဲ့ကွလင်းနိုင်ဦးကအကောင်းတငင်းငင်းလုပ်ပြီးတော့နားထောင်နေပါတယ်ဘာမှတော့ဝင်မပြောဘူးမောင်စိုးကစကားကိုခဏရက်ပြီးတော့အဝေးကိုမျောငေးပြီးတော့ကြည့်တယ်တော်တော်လေးကိုကြာတော့မှမိတော်တာအဖြက်ခံပါမလားမသိဘူးကွာပြောရင်းနဲ့ခေါင်းငိုင်းဆိုင်ကြာသွားပါတယ်လင်းနိုင်ဦးကမောင်စိုးရဲ့ပခုံးကိုပုတ်လိုက်ပြီးတော့အဲ့လောက်ထိလဲတွေးဖို့မနေပါနဲ့ကွာမင်းကလည်းသူအဖြက်ခံကြလဲခံမှာပေါ့မင်းတွေးတာအစ်စ်နေကိုကြောနေပြီတော်တော်လေးနော်တကယ်ချင်းအရင်ဆုံးကမေတော်လာနဲ့မင်းဒီထက်ရင်းနှီးအောင်လုပ်အောင်ပါတန်ရောစင်နေပို့ပြီးတော့ခိုင်မာလာအောင်မင်းဆောင်ရွက်ရအောင်ပါကွပြီးတော့မှမင်းလှုပ်ချင်တာကိုပြောလို့ရမှာပေါ့ဒီအတိုင်းတိုက်ကျိုးဖြတ်မလားသွားမေးလို့ကတော့ကမင်းကိုပါးရိုက်ပြီးတော့လွတ်မှာတော့နော်မင်းပါးရိုက်လွတ်တာတောင်မှအနည်းဆုံးပဲလို့ငါပြောချင်တယ်မောင်စိုးလင်းနိုင်ဦးရဲ့စကားကြောင့်ထွေကြီးဖြစ်သွားပြီးတော့ခေါင်းကိုညှိလိုက်ပါတယ်ပြီးတော့လေစရီကိုတစ်ချက်မျိုးချလိုက်ပြီးတော့မှမင်းပြောတာငါသတိမထားလိုက်မိဘူးဟုတ်တယ်ကွာငါအဆင့်ကျော်တယ်လို့ဖြစ်နေတယ်အဓိကမိသွားတယ်ကွာကြီးစုပဲတငယ်ချင်းရာလာသွားရအောင်ဘာမပြောညာမပြောနဲ့မောင်စိုးကရုတ်တရက်ကြီးထားလိုက်တဲ့အခါမှာတော့လင်းနိုင်ဦးကြောင်တောင်တောင်နဲ့ကြည့်ပြီးတော့ဘလို့ဖြစ်ရတာတော့နေပါအောင်ကွာအရေးကြီးနေပြီနေလို့မရတော့ဘူးငါအတွက်ကအချိန်ကြီးကအရေးကြီးနေပြီဒီအချိန်မှာမေတော်တာအခန်းထဲကိုရောက်နေပြီကွဒီချိန်ရှိတုံးလေးမှာရင်းနှီးမှုရအောင်ယူထားမှအဆင်ပြေမှာပြောရင်းနဲ့မောင်စိုးကလင်းနိုင်ကိုချွတ်ပြီးတော့ပုံထားတဲ့မိုးကောင်ကိုလမ်းယူပြီးတော့ဝှက်ပြီးတော့ထွက်သွားတယ်ရုတ်တရက်တော့လင်းနိုင်ကကြောင်ပြီးတော့ကြည့်နေမိသေးတယ်ပြီးတော့မှဟဲ့ဘာလုပ်တာလဲငါ့ကိုဆောင်အတန်ကုန်လှမ်းអော်တော့တယ်မောင်စိုးကလှဲ့တောင်မကြည့်ဘူးမိုးရီထဲမှာခက်တုတ်ရှောက်သွားရင်းနဲ့ထွက်သွားပါတော့တယ်လင်းနိုင်ဦးသာမျက်လုံးပြူပြီးတော့ရောင်ပေနဲ့ကြံခဲ့လေပါတော့တယ်မောင်စိုးအတန်းရှိရောက်တော့ဆီယာမတောင်စားတဲ့နေပြီဖြစ်ပါတယ်ဒါကြောင့်အရှိပေါက်ကမဝင်တော့ဘဲနဲ့အနောက်ပေါက်ကနေပြီးတော့အနီးဆုံးခုံမှာဝင်ထိုင်လိုက်ပါတယ်အဲဒီနောက်မှာတခန်းလုံးကိုမျက်လုံးဝှက်ပြီးတော့ရှာတော့မိတော်တာကိုသူထိုင်နေကြအရှိဆုံးညာဘက်အစွန်လေးမှာတွေ့လိုက်ရပါတယ်မောင်စိုးမိတော်ရာရဲ့နောက်စီနာလေးကိုငေးကြည့်နေမိတယ်ရုပ်ကိုမမြင်ရပေမဲ့ဒီလိုမျိုးရှင်ထဲမှာစပင်လေးမြင်နေရတာတောင်မှကြည်ညိုပြီးတော့ပီတိတွေဖြစ်နေတာသူမိတော်ရာကိုအဲ့လောက်ထိကိုချက်တာဖြစ်ပါတယ်မျက်နှာလေးအပြင်နောက်စီလေးကိုပါချက်တယ်အဲ့ဒီအချိန်မှာကျောင်းသားတယောက်ရဲ့အတန်ကရုတ်တရက်ထွက်လာတယ်နားလည်ပါတယ်ဆီယာမကျောင်းသားတယောက်အတန်လို့သူကထင်လိုက်တာဘယ်ဟုတ်မလဲအားလုံးတန်ပြိုင်ပြောလိုက်တဲ့အတန်ဖြစ်ပါတယ်ဆီယာမပါပြောရဲဆိုတာကိုတော့မောင်စိုးမသိလိုက်ဘူး။ကျောင်းသားတွေအော်တန်ကြတော့မှရောင်ရမ်းနဲ့လိုက်ကောင်းအောင်လို့လိုက်ပြီးတော့ follow လိုက်တဲ့အခါနောက်စီပါဖေ။ဟေး
မောင်ဆိုးကိုကြောင်တောင်တောင်နဲ့ဆီယာမကြည့်ပါတယ်တခန်းလုံးကလည်းမောင်ဆိုးထိုင်နေတဲ့နေရာကိုလှမ်းကြည့်တယ်မောင်ဆိုးသူ့ကိုယ်သူလည်းကြောင်တောင်တောင်ဖြစ်သွားပါတယ်အမှန်တော့သူ့အတန်ကတခန်းလုံးရဲ့အတန်ကိုဖောက်ထွက်သွားနိုင်စရာတော့အကြောင်းမရှိဘူးဒါပေမဲ့ကန်ဆိုးတော့ရောင်ကန်ကန်နဲ့လိုက်អော်မိတာအားလုံးတက်ညီအော်ရာထက်ကိုနောက်ကျပြီးတော့တယောက်တည်းချွန်အော်မိတယ်လို့ဖြစ်သွားတာကြောင့်သူ့အတန်ကတဒန်းလုံးကြားရတယ်လို့တယောက်တည်းဟိမ့်ထွက်သွားတာဖြစ်ပါတယ်။မောင်ဆိုးကအတန်တုံတုံနဲ့မင်းဘာအော်လိုက်တာလဲဆီယာမရဲ့အမေကိုဘာမှမအော်ပါဘူးဆီယာမကခေါင်းကိုဖြင်းချင်းစွာခိုင်းရင်းနဲ့မင်းတခုခုအော်လိုက်ပါတယ်ဘာအစိဆိုလည်းမသိဘူးငါကြားလိုက်တယ်တခန်းလုံးရည်တန်ခက်အုပ်ကိုကြားလိုက်ရတယ်။မောင်ဆိုးကတော့ချွေးတွေပြန်နေတယ်။ဆီယမကိုဘာပြောလို့ပြောရမှန်းမသိအောင်ခေါင်းကိုကုပ်လိုက်နှာခေါင်းပို့လိုက်နဲ့ပြဿနာတက်ပြီးဒါပေမဲ့တခုခုတော့ပြန်ပြေမှသင်တော်လိမ့်မယ်။တခန်းလုံးကလည်းကြောင်တောင်တောင်နဲ့သူ့ကိုကြည့်နေကြပြီဖြစ်တယ်။ဒါကြောင့်မောင်ဆိုးစရီကိုတစ်ချက်မျိုးချလိုက်ပြီးတော့အိုးဒီလိုပါဆီယမကျွန်တော်ရောင်သွားလို့ပါ။ဘာတွေတွေးနေရလဲ။မောင်ဆိုးခေါင်းကုပ်ပါတယ်။အိမ်မှာအမေကတရက်စီစိုက်နေတာတတိယပြီးတော့တွေးမိလို့ပါ။အဲ့ဒီချိန်မှာတခန်းလုံးအော်တန်ကြတော့ကျွန်တော်ရောရောင်ပြီးတော့ထွက်သွားတာတဒန်းလုံးကရီတန်ဝါးကနေထွက်သွားပါတယ်မောင်ဆိုးရှက်ရှက်နဲ့ပြန်ထိုင်ပြီးတော့ရှေ့မှာခြာထားတဲ့စာအုပ်ကိုတောလန်တောင်လန်လှန်နေလိုက်တယ်ဒီကြားထဲမှာမေးတော်တာကတစ်ချက်ခိုးကြည့်လိုက်သေးတယ်ထုံးစံအတိုင်းနောက်စီလေးသာမြင်ရတယ်အဲ့ဒီနောက်ဆီယမစာဆက်တဲ့နေစာအသိင်အချိန်တန်တော့အတန်းပြီးသွားပြီးဆီယမထွက်သွားတယ်အဲ့ဒီချိန်မှာပဲလင်းနိုင်ဦးကအတန်းထဲကိုဦးရဖာရပြေးဝင်လာတာတွေ့လိုက်ရပါတော့တယ်လင်းနိုင်ဦးအတန်းထဲရောက်တော့ပေါင်ဆိုးကိုရှာတယ်အနောက်ပေါက်တဲ့ခုံမှာတွေ့တော့ပြေးလာပြီးလက်မောင်းကိုတစ်ချက်လှမ်းထိုးလိုက်ပြီးတော့တေချင်းဆိုငါ့ကိုတယောက်တည်းထားပြီးတော့ဘာလို့ထွက်သွားတာလဲအတန်းတက်ချင်လို့ပေါ့ကွာငါ့ကိုစောင့်ပါလားငါလည်းအတန်းတက်ဖို့လာတာပဲမင်းပါလာတဲ့မိုးကအင်ကြီးကတထဲတည်းမဆန့်ဘူးဆိုလင်းနိုင်ဦးဘာပြောမှမသိပဲကြောင်တောင်တောင်နဲ့မောင်ဆိုးကိုကြည့်နေပါတယ်ပြီးတော့ဘာမှမပြောတော့ပဲနဲ့သူထိုင်နေကြခုံမှာသွားထိုင်တော့တယ်မောင်ဆိုးကလည်းလင်းနိုင်ဦးနောက်ကလိုက်သွားပြီးတော့ဘေးမှာအသာဝင်ထိုင်ရင်းနဲ့မေတော်တာတနေ့တခြားပို့ပြီးတော့ချစ်ဖို့ကောင်းလာတယ်ကွာသိလားလင်းနိုင်ဦးကနောက်တစ်ချိန်ဘာသာရဲ့အတွက်စာအုပ်တွေကြုတ်ထုတ်ပြီးတော့ပြင်ဆင်နေပါတယ်မောင်ဆိုးကိုဘာမှပြန်မပြောဘူးအသက်တော့ဖြင်းညင်းစွာချတယ်မောင်ဆိုးကမေတော်တာကိုနောက်ကျောလေးကိုငေးကြည့်ပြီးတော့ငါသူ့ကိုတနေ့တခြားပို့ပြီးတော့ချစ်လာတယ်ကွာလက်လွတ်ဆုံးရှုံးမခံနိုင်တော့ဘူးထမင်းစားဆင်းနေဆိုရင်သူ့နောက်ကိုလိုက်သွားမယ်ကွာသိလားလင်းနိုင်ဦးကအေးပြီးရောခေါင်းငိမ့်ပြလိုက်တော့မင်းမလိုက်ခဲ့လင်းနိုင်ဦးမောင်ဆိုးကိုကြောက်လန့်တကြားလှည့်ကြည့်ပြီးတော့မင်းကမင်းသွားပါလားငါမအောင်မောင်ဆိုးကခက်အေးပဲကြည့်ပြီးတော့မင်းအလုံးမမရှိတာကွာငါသိပါတယ်အပူတွေပြောမနေပါနဲ့လိုက်ခဲ့စမ်းပါကွာလင်းနိုင်ဦးကရှားလို့ရညာနောက်တစ်မျိုးထပ်ပြီးတော့ပြောကြည့်တယ်အားရပဲထားပါတော့မင်းနောက်ကိုလိုက်ပြီးတော့ငါကဘာလုပ်ရမှာလဲဒါမျိုးဆိုတာတယောက်တည်းလှုပ်ရှားရတာကွာသိလားဒီတခါတော့မောင်ဆိုးတွေ့ဝေသွားပါတယ်လင်းနိုင်ဦးမောင်ဆိုးပုံကိုကြည့်ပြီးတော့အာတက်သွားတယ်ခဏကြာတော့မောင်ဆိုးကခေါင်းငိမ့်ပြတယ်ဟုတ်တယ်မင်းမလိုက်တော့နဲ့ငါတယောက်တည်းသွားတော့မယ်လင်းနိုင်ဦးကတော့ရေငတ်တုံးရေရင်းနဲ့ဆိုတာထက်ချောင်းထဲကိုပြုတ်ကြတဲ့မြောက်တကောင်လိုပဲအိမ်တွေမရကိုပျော်သွားပါတယ်ဒါပေမဲ့သူပျော်ရှင်သွားတာကိုသိမပြရဲဘူးတော်ကြာမောင်ဆိုးကစိတ်ပြောင်းပြီးတော့အတင်းပြန်ခေါ်နေမှာဆိုတာကြောင့်ဖြစ်ပါတယ်ငါမလိုက်ချင်လို့မဟုတ်ဘူးဆိုတာမင်းနားလည်ပါတယ်နော်ပြောပြီးတော့တစ်ချက်ကလိလိုက်သေးတယ်မောင်ဆိုးကတော့သူ့စကားကိုမကြားတဲ့အလားမေးတော်တာကိုပဲညည်းကြည့်နေပါတယ်ကျောင်းသားကျောင်းသူတွေရဲ့အတန်းတွေကတခန်းလုံးစုညံနေပါတယ်မေတော်ရာလမ်းလျှောက်ရင်ခက်သွက်သွက်ရှောက်တတ်တယ်သူများလိုစတိုင်တွေဘဲတွေမများပဲနဲ့ခက်မြင်မြန်လေးလှမ်းတတ်ပါတယ်ဒါပေမဲ့မေတော်ရာဘလောက်မြန်အောင်ပဲရှောက်မောင်ဆိုးကတော့အသာလေးမိအောင်လိုက်နိုင်ပါတယ်တမိုင်းဌာနတွေကထွက်တော့မေတော်ရာကိုမောင်ဆိုးမိသွားပြီဒါပေမဲ့ချက်ချင်းရင်ပေါင်တန်းမလျှောက်ရဲသေးပဲနဲ့ခက်ခွာလေးကနေပြီးတော့ခဲရို့လေးလိုက်ရပါတယ်မေတော်ရာအတိုင်းတက်ပြီးတော့အကြမ်းမြင်အာယုံရအတွင်းအပညာရှင်တယောက်ဖြစ်တယ်ဆိုရင်တော့မောင်ဆိုးလိုက်လာတာကိုရှင်းမိလိမ့်မယ်ဖြစ်တယ်အခုတော့တိုင်းပညာရှင်တယောက်မဟုတ်လို့မောင်ဆိုးလိုက်လာတာကိုမရှင်းမိဘူးမောင်ဆိုးကလည်းကိုဖို့ပညာမသုံးမဲနဲ့ဒီတိုင်းလိုက်လာခြင်းဖြစ်ပါတယ်ခဏလေးကြာတော့မောင်ဆိုးအနာကက်သွားပြီးတော့မေတော်ရာဟုတ်တော့အဲ့လိုမျိုးမေတော်ရာရှောင်ပြီးတော့လဲကြည့်တော့မောင်ဆိုးကတွေ့လိုက်တဲ့အခါဘာလိုက်လောက်တာလဲလန့်သွားတာပဲငါနင်းနဲ့စကားပြောချင်လို့ဟာငါမအောင်မေတော်ရာရဲ့ဘက်ကအဲ့လိုမျိုးလဲလဲရောရှိတာပါမောင်ဆိုးကတော့ဘာပြောဆက်လိုက်ဖို့ဆုံးဖြတ်ပြီးသားဖြစ်တာကြောင့်
နင်ကငါ့ကိုဆိုအမြဲတမ်းအဲ့လိုပဲဆက်ဆံတာပဲနော်မိတော်ရာရဲ့နင်ငါ့အပေါ်မှာတငယ်ချင်းတယောက်လိုတော့ဆက်ဆံတဲ့ပါတယ်ဟာငါတို့တဒန်းသားတွေပါမောင်စိုးကမျက်နှာငယ်လေးနဲ့ပြောတော့မိတော်ရာကမျက်နှာရှုံသွားပြီးတော့ငါနင့်ကိုတငယ်ချင်းလိုသဘောထားလဲနင်ကငါ့ကိုတငယ်ချင်းတယောက်လိုသဘောထားမှာမဟုတ်တာငါ့ကိုတွေ့ရင်နင်အမြဲပဲဘာမဟုတ်တဲ့စကားတွေပဲလိုက်ပြောနေရပဲမလားမောင်စိုးကသူ့မျက်နှာကိုငယ်တဲ့ငယ်အောင်ထပ်လုပ်လိုက်ပြီးတော့ဒါကတော့ရနေရလာတဲ့ဆန္ဒကိုထိန်ချုံမရနိုင်လို့ပါဟာဒါပေမဲ့နင်မကြိုက်ရင်လောလောဆယ်ငါမပြောတော့ပါဘူးစိတ်ချပါမောင်စိုးကဟိုလိုဒီလိုလေးကတိပေးလိုက်တယ်လောလောဆယ်ဆိုတဲ့စကားပါနေလို့နောက်ဆိုရင်တော့အာမမခံနိုင်ဆိုတဲ့သဘောတက်ရောက်တယ်နောက်ဆိုရင်တော့အာမမခံနိုင်ဆိုတဲ့သဘောတက်ရောက်တာကြောင့်မေတော်တာလဲမောင်စိုးရဲ့စကားအဓိပ္ပာယ်ကိုတကယ်ကိုသဘောပေါက်ပါတယ်ဒါပေမဲ့ဘာမှတော့ပြန်မပြောတော့ဘူးအခုလောလောဆယ်မှာနားကြီးတက်တာရင်ပြီးရောဆိုပြီးတော့ထားလိုက်တော့တယ်မောင်စိုးပုံကနှင်လွတ်ရင်လဲသွားမဲရုပ်မဟုတ်တော့အော်လွှတ်ရအောင်လဲမောင်စိုးဘက်ကသူမကိုကာယအိန္ဒြေပြတ်အောင်လိုက်စော်ကားနေတာမဟုတ်လို့မသိလိုက်မသိတာပဲနေလိုက်တော့တယ်။မောင်စိုးကတော့မေးတော်တာငြိမ်သွားတာတွေ့လိုက်ရလို့အာတက်သွားပါတယ်။ဖပြန်လိုလိုက်ကက်နေရကနေတောက်တဲ့လိုထက်ကက်ဖို့ကြိုးစားပါတယ်။နည်းနည်းစိတ်ထဲမှာရဲသွားတယ်။တဆင့်တိုးပြီးတော့ကက်သွားတယ်။နင်ဘယ်သွားမလို့လဲ။ဘယ်သွားပေါ့။ငါလဲလိုက်ချင်တယ်ဟာ။မေးတော်တာစက်ခနဲလှည့်ကြည့်ပြီးတော့နေနဲ့ပါဆိုင်လို့လဲမလိုက်နဲ့။မောင်စိုးရောင်တောင်နဲ့ခြေလန်းရက်ပြီးတော့ကြံခဲ့တော့မလို့လုပ်ပြီးတော့မှအာတင်ပြီးတော့ဆက်လိုက်လာပါတယ်။မေးတော်ရာရဲ့နင့်အပြောတွေကသစိမ်းဆန်လိုက်တာငါနင်တခုခုလိုတယ်ဆိုရင်အကူညီပေးမလို့ပါအမှန်တော့သူ့စကားအထိပ္ပယ်မရှိမှန်းမောင်စိုးသိတယ်။ပါဇက်ထဲရှိရာပြောလိုက်ခြင်းဖြစ်ပါတယ်။တက္ကသိုလ်လိုနေရာမျိုးမှာကျောင်းသူတယောက်ကိုဘယ်သူမှခြုံခိုတိုက်ခိုက်စရာလည်းမရှိဘူး။ပြီးတော့တခြားအန်တီရဲ့ကြားရောက်စရာလမ်းလည်းမရှိဘူး။မေတော်ရာကရုပ်တိမရှိတဲ့မောင်စိုးရဲ့စကားကိုအရေးမလုပ်ဘဲနဲ့ဆက်လျှောက်သွားပါတယ်။မောင်စိုးကအနောက်ပေတီတီနဲ့ဆက်လိုက်တယ်။အဆောင်တစ်ခုရှိကိုရောက်တော့သူမရုတ်တရက်ချိုးဝင်သွားပြီးတော့မိမအိမ်သားတစ်ခုတည်းခက်တုတ်ဝင်သွားလေတော့တယ်။ရုတ်တရက်ဆိုတော့မောင်စိုးကအရှိန်မသေးသေးပဲနဲ့အပေါက်ဝနာလောက်ထိကိုရောက်သွားတယ်။အိမ်သားတွေကထွက်လာတဲ့ចောင်းသူတယောက်ကသူ့ကိုကြည့်ပြီးတော့ဟဲ့ဒါမိမအိမ်သားနော်ဦးကြောင်ကြောင်မလုံးနဲ့ဝါတီးလို့ရတဲ့ကိစ္စမဟုတ်ဘူး။မောင်စိုးအတိဝင်သွားပြီးတော့ရှက်ကိုရှက်ကန်းနဲ့ဒီကလည်းတော်တော်စူးစူးဝါးခံစားနေရလို့မေ့ပြီးတော့ဝင်လာမိတာပါ sorry ပါပြောပြီးတော့လက်ထွက်ခဲ့ရတယ်။ဒါပေမဲ့ကော်ရီဒါအချို့ကိုရောက်တော့နေရံမှာအသာကက်ရက်ပြီးတော့ခုနအကြောင်းသူထွက်သွားတဲ့အထိစောင့်ပြီးအိမ်သာအပေါက်ဝနာမှာရစ်တီပြန်လုံနေလိုက်ပါတော့တယ်။ဒီတစ်ခါတော့အခက်လန်းလန်းမှာသာရရဲတော့တယ်။အပေါက်ဝနာထိတော့မသွားရဲတော့ဘူး။သူမအိမ်သာထဲရောက်တော့နာရီကိုကြည့်ပြီးစိတ်ပူသွားမိတယ်။မမြင်ရင်တော့ဒုက္ခပဲလို့ရေယွံရင်းနဲ့မတက်ရက်နေမိတယ်။မတက်ရက်နေတဲ့သဘောကလည်းဘာလို့မှမသိလို့ရက်နေခြင်းဖြစ်ပြီးတော့အစတည်းကအိမ်သာသွားချင်ရင်ဝင်လာခဲ့ခြင်းလည်းမဟုတ်ဘူး။မောင်စိုးဘေးနားကနေကပ်ပါလာလို့တမင်လှည့်ဝင်လာတဲ့သဘောပဲ။ဒီထဲရောက်မှလုံအောင်မဲ့ကိစ္စကိုသတိရပြီးတော့စိတ်ညစ်သွားတယ်။အချိန်ကတော်တော်လေးကိုနီးစပ်နေပြီ။ဘိုးတထောင်စိတ်ကန်းထိသွားမယ်ကိစ္စလုံရမယ့်အလုပ်ကဆွေတော်မျိုးတော်တွေအတွက်မြစ်ထဲမှာငကားစာမျောဖို့အတွက်ဖြစ်တယ်။ငကားစာဆိုတာပေါက်ပေါက်ဆုံးတဲ့နွားနို့ကိုမြစ်ထဲမျောဖို့လုပ်ရမယ့်အချိန်ကနေ့လယ်တနာရီအခု7နာရီထိုးပြီးသွားပြီ။သွားဖို့လာဖို့နဲ့အချိန်ကျော်သွားရင်ဒုက္ခလို့တွေးရင်နဲ့စိတ်ညစ်လာပါတယ်။ခဏကြာတော့မောင်စိုးသွားလောက်ပြီးချင်းပြီးတော့အိမ်သားတွေကအထွက်မှာမတ်တက်ကြီးရက်ပြီးတော့အုတ်နေရမိပြီးရက်ကြည့်နေတဲ့ကိုရောချောကိုတွေ့ရလို့မိတော်တာတော်တော်လေးကိုစိတ်ညစ်သွားတယ်။ဒါပေမဲ့ခဏချင်းပဲအကြံတစ်ခုရသွားပြီးတော့မောင်စိုးနာကိုကတ်သွားတယ်။နင်ငါနောက်ကိုတကယ်လိုက်ချင်တာလား။ရုတ်တရက်မေးလိုက်တဲ့သူမစကားကြောင့်မောင်စိုးမျက်လုံးပြူးအကြောင်သားဖြစ်သွားပြီးတော့ဘာနင်ဘာပြောလိုက်တာလဲ။နင်နားတော့မလေးပါဘူးနော်။နင်ငါနောက်ကိုတကယ်လိုက်ချင်တာလားလို့မောင်စိုးပါဇက်ကရုတ်တရက်အပြေမထွက်ဘူးမျက်လုံးသာပိုပြူးတစ်ထက်ပြူးလာတယ်ထင်မထားတဲ့စကားကိုကြားလိုက်ရတာကြောင့်အပျော်လုံးကမျက်လုံးမှာတက်ဆွသွားပုံရတယ်မောင်စိုးစီကအပြေမရခင်မှာပဲမိတော်ရာရှေ့ကနေဦးဆောင်ပြီးတော့ထွက်သွားတော့တယ်မောင်စိုးခြေလန်းနေကအိမ်မက်ထဲမှာလမ်းလျှောက်သူလိုမိတော်ရာနောက်ကိုပါသွားပါတယ်လိုက်လာရတယ်မောင်စိုးစီထဲမှာအခုထိဘာမှမသေးခွဲသေးဘူး။ကျောင်းပြင်ထိဘတ်ကားစီးတယ်။အဲဒီနောက်တက္ကစီငှားလို့လွယ်မဲ့နေရာရောက်တော့ဆင်းပြီးတော့ကားငှားပြီးခီးဆက်တယ်။သူမေးတာလည်းပြန်မပြောဘူး။ရှာမရှိနဲ့လိုက်ခဲ့မလိုက်ရင်လည်းနေခဲ့
အဲ့လိုသာပြန်ပြောနေလို့ခက်စိတ်စိတ်သာနေခဲ့ရတယ်တခုတော့သိတယ်ခုနကားငါးတော့ကဘိုးတထောင်စိတ်ကမ်းဘတ်ဆိုလားပြောတဲ့ကြားလိုက်တယ်သူ့ဘဝကတော့မိတော်ရာနောက်ကနေပြီးတော့ကပ်ပါလိုက်ရရင်ပြီးရောဖြစ်လို့ဒလဘက်ပါကူကူလိုက်ရမှာပဲဖြစ်တယ်ဘိုးတထောင်စိတ်ကမ်းကိုရောက်တော့မိတော်ရာကကျော်ဘိုးကြီးကိုဖွင့်ပြီးတော့ဟိုရှာတီရှာလုပ်တယ်ကျော်ဘိုးအိတ်ထဲလက်နိုင်ပြီးတော့ပြန်ထုံးမှာပေါပေါစိုးတထုပ်ပါလာပါတယ်ဘာမပြောညာမပြောနဲ့သူ့ဘက်ကိုအထုပ်လန်းပေးပြီးတော့စားပါနေမဲစားငါပေါပေါစိုးမကြိုက်ဘူးနင်စားဖို့ပေးတာမဟုတ်ဘူးငကားစာကျွေးမလို့ငတုံးရဲ့မောင်စိုးကြောင်တောင်နဲ့မေတော်ရာကိုကြည့်နေမိတယ်လက်ထက်ကပေါပေါဆုပ်လေးကိုလည်းငေးနေမိတယ်ပေါပေါဆုပ်ကိုငါးရီလိတ်တီအစာဖြစ်တာအသုံးပြုတာကြားဘူးတယ်ငကားရီစားတယ်လို့တော့မကြားဘူးဒဏ္ဍာရီထဲမှာတော့ငကားရီကတိမ်ညွန့်စားတာသာကြားဘူးပါတယ်အခုမှဘလို့ဖြစ်ပြီးတော့ပေါပေါဆုပ်ဖြစ်သွားလဲမသိဘူးချားပါမေတော်ရာကြောက်လို့လဲထက်မမေးရတော့ဘူးဒုက္ခပဲဟာဘယ်မှာကြံခဲ့လဲမသိဘူးကျော်ဘိုးအိတ်ကိုမှွေနှောင်ရင်းနဲ့စိတ်ပြတ်တဲ့အမူအရာနဲ့ပြောနေတဲ့မေတော်ရာကိုကြည့်ပြီးတော့ဘာဖြစ်တာလဲနွားတို့ကလည်းကြံခဲ့ပြီဟာအဲ့ဒါမှဒုက္ခပဲနင်တောက်မလို့လားနောက်မှတောက်ပါလားဟာဒါလေးအရင်ကျွေးလိုက်လေငါတောက်မှာမဟုတ်ဘူးဟာငကားစာနွားတို့နဲ့ပေါက်ပေါက်ဆိုကျွေးရတာဒုက္ခပါပဲဟာငါစိတ်ညစ်လိုက်တာကောင်းလေးကိုအသာဖိုင်ရင်းနဲ့ပြောတယ်မေတော်ရာကိုကြည့်ပြီးတော့သူတနာသွားပါတယ်ငါဘာလုပ်ပြရမလဲဒီနားမှာရှိမယ်ထင်တယ်သွားဝယ်ပေးရမလားမေတော်ရာရဲ့မျက်နှာအချက်ချင်းပဲဝန်းလန့်သွားပါတယ်မောင်စိုးကိုရှင်းရှင်းစစတစ်ချက်ကြည့်ပြီးတော့နင်တကယ်ပြောတာလားယင်တကယ်ပြောတာပေါ့မေတော်ရာရဲ့နင်အတွက်ဆိုရင်ငါဘဝတစ်ခုလုံးအေးပါအဲ့ဒါကြီးထားပါတဆိုနင်ငါ့ကိုနွားနိုးစစ်ဒဗလင်းလောက်ရအောင်ဝယ်ပေးနော်ငါအတွက်မရလို့မဖြစ်ဘူးဟာကုညီပါဟာမျက်နှာညူညူလေးနဲ့အကူညီတောင်းတဲ့သူမပုံရိပ်မောင်စိုးတကူလုံးဟာဂျူလီတယောက်လိုအားအင်နေပြေလာပြီးတော့ဒါမျိုးတစ်သက်လုံးအားကိုးရလိမ့်မယ်လို့မထင်ထားလို့စကားတော်မှမပြောနိုင်ပဲမေတော်ရာရှိရနေပြီးတော့လှည့်ထွက်ခဲ့လိုက်တယ်ဘိုးတထောင်ဖျားလမ်းမကြီးကဒီနေ့တော့သူ့အတွက်ခါတိုင်းလေးတွေချက်တောင်မှပို့ပြီးတော့တာယာလှပနေပါတော့တယ်ကန်နာလန်းပေါ်ရောက်တော့နည်းနည်းတော့တူပြီးသွားတယ်။နွားနို့ကိုဘယ်မှာသွားဝယ်ရမှန်းမသိလို့ဖြစ်ပါတယ်။အရင်ဆုံးလက်ဖိဆိုင်လေးဘက်ကိုစုံစမ်းကြည့်တယ်။မရဘူး။ပဲနို့ပဲရမယ်လို့ပြန်ဖြေတယ်။ပဲနို့တော့ငကားရီကြိုက်မှာမဟုတ်လို့နွားနို့ကိုပဲမရအောင်ရှာရတော့တယ်။လမ်းတစ်ဖက်ကိုကူးလိုက်တော့ခက်လန်းလန်းမှာစတိုးဆိုင်လေးတစ်ခုကိုသွားတွေ့တယ်။ဘယ်လန်းထိတ်လဲတေချာမကြည့်မိဘူးစတိုးဆိုင်ရှိမှာနွားနို့စစ်စစ်ရပြီဆိုတဲ့ဆိုင်းဘုတ်တစ်ခုထဲနဲ့တင်အပျော်လုံးစို့ပြီးတော့ပြေးမိသွားပါတယ်။ဆိုင်းဘုတ်ရှိကိုရောက်တော့ဆိုင်အပြင်ထုတ်ထားတဲ့ရေခဲတတာနာမှာကောင်မလေးတစ်ယောက်မတ်တက်ရက်နေတာကိုတွေ့လို့ညီမလေးနို့ရှိလားရှင်ကောင်မလေးကြောင်တောင်နဲ့ကြည့်တော့နောက်တစ်ခွန်းညီမလေးတို့စီမှာနို့ရှိသေးလားလို့ရှင်ရဲ့အကြီးနှလုံးလောက်ကောင်မလေးမျက်လုံးကရုတ်တရက်ဒုံနဲ့တိုးလိုက်တယ်လို့မျိုးဖားကုံညင်းတကောင်လိုဖောင်းထွက်လာပါတယ်။မောင်ဆိုလဲကောင်မလေးဘာဖြစ်သွားပါလဲဆိုပြီးတော့ကြောင်ကြည့်နေမိတယ်။ကောင်မလေးမျက်နှာကနီယားနေပြာကနေမဲလာပြီးတော့ရှင်နှမချင်းမဆာမနာမိုက်တိုင်းလာ ਈ လားအခုမန်နေဂျာနဲ့တိုင်မယ်မျက်ရည်တွေလဲကျပြီးတော့ငိုယိုပြီးဆိုင်ထဲကိုပြေးဝင်သွားတော့တယ်။မောင်စိုးကြောင်တောင်နဲ့ကြံခဲ့တယ်။အဝေးကပြေးလာလို့တကူလုံးချွေးတွေကရွှဲနေပြီ။ခဏကြာတော့ဆိုင်ထဲကတနာဝတ်ထားတဲ့လူတစ်ယောက်ထွက်လာတာတွေ့ရတယ်။သူ့နောက်မှာကောင်မလေးကအခုထိအငိုမတိတ်သေးဘူး။ဘေးမှာမိန်းကလေးနှစ်ယောက်ကသူ့ကိုချော့နေရလဲတွေ့ရတယ်။ထွက်လာတဲ့လူကသူ့ကိုကြည့်ပြီးတော့ကိုညီကဘာပြောလိုက်တာလဲ။အိုးကျွန်တော်နိုးရှိလားလို့မေးတာပါ။အဲ့လိုတက်ပြင်းကိုချပြီးတော့ဘာလို့မေးရလဲလိုချင်လို့ပါအတီပေါက်ပြောနေတဲ့မောင်စိုးကိုကြည့်ပြီးတော့အဲ့လိုဘာပြောရမှန်းမသိတော့ဘူးတခုခုတော့လွဲမားနေပြီဆိုတာကိုသူသဘောပေါက်လိုက်မိတယ်လူတစ်ယောက်ကိုအဖြစ်မှန်ကိုမသိပဲရမ်းပြီးတော့ဆွဆွဲလို့မရမှန်းကိုလည်းသဘောပေါက်ပါတယ်ဒါကြောင့်မို့ညီလေးလိုချင်တဲ့နို့ဆိုတာဘယ်နို့လဲနွားနို့လေဘာဖြစ်လို့လဲမန်နေဂျာကောင်မလေးကိုလှည့်ကြည့်လိုက်တယ်ကောင်မလေးလည်းမျက်ရည်တွေကြားကနေမန်နေဂျာကိုပြန်ကြည့်နေတယ်မောင်စိုးကအကောင်းကိုကုတ်ပြီးတော့ကုံသွားပြီဆိုလဲအာမနာနဲ့ပြောပါဒီမှာအရေးကြီးနေတဲ့အချိန်သိမ့်မရလို့မန်နေဂျာကခေါင်းငိမ့်ပြီးတော့ရှိပါတယ်ဟဲ့မိတဲ့အကြီးဆုံးနှလုံးကိုပေးလိုက်ခုနငိုနေတဲ့ကောင်မလေးကမျက်လုံးလေးကလေးနဲ့ထုတ်ပြီးတယ်အငိုတော့တိတ်သွားတာတွေ့ရတယ်မန်နေဂျာကတက်ပြင်းချပြီးတော့စကားတစ်ခုကိုတီးတူးရေရွတ်ပြီးတော့လှည့်ထွက်သွားပါတော့တယ်မြန်မာစကားများတဲ့ရှုပ်တာပဲမောင်ဆိုနှုံနှလုံးကိုပိုက်ပြီးတော့ပိုးတထောင်စိတ်ကမ်းဘက်ကိုလုံးနေအောင်ပြေးပါတော့တယ်ဒီနွားနို့တွေသာမြင်သွားရင်မေတော်တာဘလောက်ပြောလိုက်မလဲမောင်ဆိုတွေးရင်းနဲ့ပြုံးမိပါတော့တယ်
မေတော်ရာကနွားနို့ပလင်နှလုံးကိုကင်ပြီးတော့ပြေးလာတဲ့မောင်ဆိုးကိုတွေးလိုက်ရလို့ပျော်သွားတယ်စိတ်ထဲမှာလည်းမောင်ဆိုးရဲ့လုပ်ရည်ကိုင်ရည်ကိုကြည်နပ်သွားမိပါတယ်ရန်ကုန်မြို့လေကောင်မှာနွားနို့ရှာရတာလွယ်တဲ့အလုပ်တော့မဟုတ်ဘူးတင်ကျင်တဲ့ဆိုင်မှာတင်တတ်တာအခုတော့သူမတွေးနေစင်မှာပဲမောင်ဆိုးကအနားရောက်လာတယ်ရော့ဒီလောက်ဆိုရင်ဖြစ်မလားပိုတောင်ပိုနေသေးရဲ့ပိုရင်နင်းပြန်ယူသွားနော်အာရပါတယ်နင့်ငကားတွေသာဘိုင်းဝအောင်တိုက်လိုက်ပါမောင်ဆိုးစကားကြောင့်မေတော်ရာရှိပါတယ်အဲ့နောက်လေစိတ်ကိုဆင်းပြီးတော့လေတစင်းငားတယ်အဲ့ဒီနောက်သူတို့မျိုးလေကောင်ကိုထွက်ခဲ့တော့တယ်မောင်ဆိုးနင့်နာမည်အရင်ကဘာလဲနင်မသိဘူးလားတန်းနဲ့နေပြီးတော့ငါသိတာမောင်ဆိုးပဲသိတာအရင်ကမသိဘူးလေစိုးပလားတဲ့တငယ်ချင်းတွေကအိမ်မှာခေါ်တဲ့အတိုင်းမောင်ဆိုးပဲခေါ်ကြတော့မောင်ဆိုးပဲတွင်သွားတာဒီလိုနဲ့မြင့်လေကောင်ကိုရောက်လာတယ်မေတော်ရာကပါဇက်ကရွတ်စရာရှိရာတွေကိုရွတ်ပြီးတော့နွားနို့တွေပေါပေါဆုပ်တွေပါရေထဲကိုတွန်းချတယ်အဲ့တော့သူတို့ပြန်လာခဲ့လိုက်တော့လမ်းရောက်တော့နင်ရေကူးတက်လားယောက်ျားဖြစ်ပြီးတော့ရေတောင်မကူးတတ်ဘူးမောင်ဆိုးရဲ့ရင်ထဲမှာတစ်ချက်တော့အောင်သွားတယ်ဘာဆိုင်လို့လဲဟာဆိုင်တာပေါ့အခုအချိန်လှေမောက်တယ်ဆိုရင်ငါ့ကိုဘယ်သူကကဲမှာလဲမောင်ဆိုးကတန်ပန်သမားကိုလှည့်ကြည့်မိတယ်။တန်ပန်ခတ်နေတဲ့လူကတော့လေလေးတချွန်ချွန်နဲ့သူတို့ပြောတာကိုကြားဖို့မပေါ်ဘူး။ပြောလေဘသူကဲမလဲလို့နင်ရေမကူးတတ်ဘူးလား။မေတော်ရာကခေါင်းခါပြတော့နင်တို့ကငကားမျိုးဆိုဘာလို့ရေမကူးတတ်ရတာလဲ။ဒီတခါတော့မောင်ဆိုးရဲ့စကားကြောင့်မေတော်ရာကကြောင်တောင်ဖြစ်သွားလေတယ်။တော်တော်လေးကြောင်စဉ်းစားပြီးတော့မှငါတင်မထားလို့မတက်တာပေါ့တင်တက်မှာပေါ့။အော်ငကားကလည်းရေကူးတင်ရတာပဲလားနော်ပါဆိုင်လေငါကရေကြောက်လို့ဒါဆိုအခုမြင့်လေကောင်အထိဘာလို့လာတာလဲမေတော်ရာမောင်ဆိုးကိုစိုက်ကြည့်ပြီးတော့နင်ပါလို့လာတာငါမြင့်လေကောင်မှာဒီလိုကြွေးကျင်တာကြပြီအရင်တစ်ခေါက်တော့ကကြောက်လို့ကမ်းပေးမှာပဲကြွေးရတာဒီတစ်ခါတော့နင်ပါတယ်ဆိုပြီးတော့ရေကူးတတ်တယ်ထင်ပြီးတော့ခေါ်လာတာအခုတော့နင်ကအလကားပဲမောင်ဆိုးရင်ထဲမှာတစ်ချက်ဆွေးသွားတယ်။မိန်းကလေးတယောက်ရဲ့အားကိုးခြင်းကိုဘယ်ယောက်ျားလေးရမှမခဲပဲနေကြပါမလဲ။ဒီတစ်ခေါက်နွေရာသီမှာရေကူးတန်တန်သွားတတ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ကန်ဆယ်ရောက်တော့လေပေါ်ကနေဆင်းကြပြီးတဲ့နောက်နင်ကြောင်းပြန်သွားအောင်မလား။မေတော်ရာကကောင်းခါပြတယ်။အိမ်မဲပြန်တော့မယ်။နင်ရောမောင်ဆိုးလည်းကောင်းခါပြပြီးတော့ဒါဆိုအေးဆိုင်တစ်ဆိုင်သွားထိုင်ရအောင်ဟာ။အေးစေးပေါ့။မေတော်ရာစဉ်းစားတယ်။နောက်တော့ကောင်းကြီးပြလိုက်တယ်။သွားလေငါလည်းရေစာနေပြီ။မောင်ဆိုးရင်ထဲမှာပထမဆုံးအကြိမ်ပြောသွားတယ်။ဒါသူ့ဘဝမှာမေတော်ရာရဲ့ပထမဆုံးအကြိမ်လိုက်ရောမှုဆိုတာကြောင့်လည်းဖြစ်ပါတယ်။မေတော်ရာအတမ်းမြရီခွက်ကိုပိုက်လေးနဲ့၄-၅ ဘက်လောက်ကိုမှွေလိုက်ပါတယ်။အဲဒီနောက်မှာတော့ရေခဲ2 တုံးလောက်ကိုတွန်လိုက်တယ်။ပြီးတော့မှနှက်ခမ်းဖျားလေးနဲ့တိတ်ပြီးတော့တငုံဆုပ်တော့ပါတယ်။မောင်ဆိုးကမေတော်ရာကိုကြည့်ရင်းနဲ့စက်ခနဲမျက်လုံးလန်ကြည့်တော့မှကမန်းကတန်းမေတော်ရာကိုအကြည့်လွှဲရတော့တယ်။နင်ကမောင်နှမဘယ်နှယောက်ရှိရလဲမေတော်ရာမေးတာဖြစ်ပါတယ်မောင်ဆိုးကတူးရဲတော့သားပါငါတယောက်တည်းလေဩအဲ့နောက်မှာစကားမပြောပြကြတော့ဘူးမောင်ဆိုးကလည်းဘာစကားစပြောရမှန်းမသိဘူးအရင်အချိန်နေတုန်းကတော့မျက်နှာပြောင်တိုက်ပြီးတော့စကားအတင်းလိုက်ပြောတယ်အခုလိုမျိုးနှစ်ယောက်သားအချိန်နေပြီးတော့ဘာပြောရမှန်းမသိဘူးပြောစရာစကားမရှိလို့တော့မဟုတ်ဘူးရှင်ထဲမှာပြောစရာတွေကအများကြီးပဲဒါပေမဲ့ပြောမထွက်ဘူးဘယ်ကစပြောလို့ပြောရမှန်းလည်းမသိဘူးတည်ငြိမ်နေတဲ့အချိန်လေးကြောင့်မေတော်ရာကပဲစကားဆက်ပါတယ်ငါဘူတထောင်ဖျားကိုတနင်္လာနေ့တိုင်းရောက်တယ်မောင်ဆိုးကခေါင်းထောင်ကြည့်ပြီးတော့ဟုတ်လားဘာလာလောက်တာလဲဖျားလာရှစ်ခိုးတာပြီးတော့အမတော်ညာနန်းတွေစီမှာလေလာပြီးတော့ပွဲပေးတာညာနန်းတွေဘာတူလဲဆိုတာမောင်ဆိုးမမေးဖြစ်ဘူးသူသိနေလို့ဖြစ်ပါတယ်ဒီလိုနဲ့မေတော်ရာကစကားဆက်ပါတယ်အမတော်မွေးနေ့က1268ခုနှစ်ပြာသူလာဇန်9ရက်စနေနေ့မှာမွေးတာအင်္ဂလိပ်လို့ဆိုရင်တော့1906ဒီဇင်ဘာ22ရက်ပေါ့ဟာမောင်ဆိုးကခေါင်းငိတ်ပြီးတော့အလိုက်တတိပဲဆက်ပြီးတော့နားထောင်နေလိုက်ပါတယ်အမတော်က1316ပြာသူလာပြည့်နေ့စနေနေ့ပေါ့မနက်4:10မိနစ်မှာမွေးရလေမဟာဇေယတိဋ္ဌိမြတ်တာရှင်ဖះကိုလာပြီးတော့လူရန်သွားတာမောင်ဆိုးစိတ်ဝင်စားဖြစ်သွားပြီးတော့ကိုယ်တိုင်လာသွားတာလားမေတော်ရာချက်ချင်းမဖြေသေးဘူးတခုခုကိုတွေးဆသလိုရှိပြီးတော့မှမြင်တဲ့လူတွေကမြင်လိုက်တယ်လေအလူကန်တဲ့ဂောဘကအဖွဲတွေတော့တွေ့မှာပေါ့အေးတွေ့တယ်ဒါပေမဲ့သူကဒီဖះကိုလှူပြီးတော့ပြန်သွားတာလမ်းမှာတင်ပျောက်သွားတယ်လို့ပြောတယ်
မောင်ဆိုးလည်းဆက်မမီတော့ဘူးဂမ်ဘီယာနဲ့ပတ်သက်တဲ့တချို့ကိစ္စတွေကနားမလဲပဲဝင်ပြီးတော့မဆွေးနွေးရကောင်းတယ်လို့သူသိထားလို့ဖြစ်ပါတယ်အဲဒီနောက်မှာမေတော်ရာကအေးကိုဆက်တောက်တယ်မောင်ဆိုးကမေတော်ရာကိုမဝင့်မရဲကြည့်ပြီးတော့တိုက်ကျိုးဆိုတာဖြတ်ရင်ရတယ်ဆိုရုတ်တရက်ပြောလိုက်တဲ့မောင်ဆိုးရဲ့စကားကြောင့်မေတော်ရာကြောင်သွားပြီးတော့ဘာကျိုးတိုက်ကျိုးလေတိုက်အဲ့ဒါဘာလို့ဖြတ်ရမှာလဲမောင်ဆိုးဘာဆက်ပြောရမှန်းမသိတော့ဘူး။နေ့ကိုငါယူခြင်းလို့ပြောရင်တော့ပါးနဲ့လက်ဝါးဝမ်းဆက်ဖြတ်သွားနိုင်တယ်။မောင်ဆိုးအကြံအိုက်သွားပြီးတော့ခေါင်းကိုကုပ်ပါတယ်။ပြောလေဘာလို့ဖြတ်ရမှာလဲ။မသိဘူးလေဟာငါကြားဘူးလို့မေးကြည့်ရပါ။ငါတော့မဖြတ်ပါဘူး။ဒါဆိုနင်ကနင်ရဲ့မောင်တော်ဖះကိုချစ်လို့ပေါ့။မိတော်ရာစုပ်တစ်ချက်ကိုတတ်လိုက်ပြီးတော့ဘာဆိုင်လို့လဲဟာအဲ့ဒါနဲ့တိုက်ကျိုးဖြတ်တာနဲ့ပြီးတော့မောင်တော်ဖះဆိုတာဖြူသလားမဲသလားတောင်ငါမှမသိတာဒါဆိုနင်ကဘာလို့မဖြတ်တာလဲမဖြတ်ချင်လို့မောင်ဆိုးတက်ပြင်းကိုချတယ်မဖြတ်ရင်နင်တစ်သက်လုံးအပြိုကြီးလောက်ရမှာနော်မိတော်ရာဒေါသထွက်သွားတဲ့လေတန်းနဲ့ငါဘာလို့အပြိုကြီးလောက်ရမှာလဲဘာဆိုင်လို့လဲတကယ်ပဲနင်မဲပြောတော့မောင်တော်ဖះမကြိုက်ဘူးဆိုအဲ့ဒါကြောင့်ရီးစားတောင်မှထားလို့မရဘူးဆိုအဲ့ဒါနင့်ကိုအမြင်ကက်လို့ပြောတာမောင်ဆိုးရဲ့မျက်နှာကမီးလာကစားတရားအားလိုမျိုးချက်ချင်းပဲဝင်းထက်သွားပါတယ်တကယ်နင်အဲ့ဒါဆိုယောက်ျားယူလို့ရတယ်ပေါ့ဟုတ်လားဘာဆိုင်လဲဟာပျော်လိုက်တာသိလိုက်ငါယောက်ျားယူလို့ရတာနဲ့နင်နဲ့ဘာဆိုင်လဲနင်ဖောက်မလားနဲ့နော်ငါအကောင်းဆက်ဆံတာမောင်ဆိုးကမန်းကတန်းလက်ကပြရင်နဲ့မဖောက်ပါဘူးငါပျော်သွားလို့ပါဘာလို့လဲနင်ယောက်ျားယူလို့ရလို့လေမိတော်ရာကြောင်တောင်နဲ့ကြည့်ပြီးတော့အဲ့ဒါနင်းနဲ့ပါဆိုင်လဲဆိုင်မဆိုင်ဟာနင်ယောက်ျားယူလို့ရရင်ပြီးပြီဟေးမိတော်ရာမောင်ဆိုးကိုမျက်လုံးပြူးပြီးတော့ကြည့်နေမိတယ်မောင်ဆိုးအပျော်လွန်ပြီးတော့သူ့ရှိရခုံပေါက်ပြီးတော့ပြေးထွက်သွားတော့တယ်အေးဘိုးတော်ရှင်းမသွားဘူးမိတော်ရာမောင်ဆိုးဖြစ်သွားတဲ့ပုံကိုကြည့်ပြီးတော့နားမလည်နိုင်ပဲကြံခဲ့ပါတယ်ယူနဲ့ဘာကောင်မှမသိဘူးသူမပါဇက်ကနေလှုပ်ယုံလေးလှုပ်ပြီးတော့ရေရွမိပါတော့တယ်မေတော်ရာယောက်ျားယူလို့ရပြီကွာသိလားလင်းနိုင်ရှဲမြင့်မေတော်ရာယောက်ျားယူလို့ရပြီကွာသိလားပျော်လိုက်တာကွာမင်းတို့ဒီမှာခဏဆောင်ငါဟိုကောင်လေးကိုသွားပြောလိုက်အောင်မယ်မောင်ဆိုးကိုကြည့်ပြီးတော့လင်းနိုင်ဦးနဲ့ရှဲမြင့်တယောက်မျက်နှာတယောက်ကြည့်မိကြတယ်မနေ့ကနေခင်းကြောင်တောင်ကမောင်ဆိုးပျောက်သွားတာသတိထားမိတယ်ဒါပေမဲ့ဒီမနက်အเจ้าအလာမှာဒီလိုဖြစ်သွားလိမ့်မယ်လို့မထင်ခဲ့ဘူးအခုတော့နေ့တစ်ပိုင်းနဲ့အဲ့လောက်သွတ်ခါလာအောင်ဘာတွေဖြစ်လာပြီလဲမောင်ဆိုးကတော့ကိုဘဝနဲ့ကိုတော်တော်တာယာနေတဲ့ပုံရပါတယ်။ပစိုးလေးမှပြီးတော့အတန်းဒီဘက်ကိုလုံးလျောင်ပြေးသွားလိုက်တယ်။ကော်ရီဒါတက်လျှောက်မုန်းမြင်လေးမမြင်ပြေးလာတဲ့သူကိုចောင်းသားတွေရှောင်ပေးလိုက်ရတယ်။ပေကက်ရှက်နေတဲ့ចောင်းသားတချို့ဝင်တိုးသွားပါတယ်။တော့ကဘာကြီးတေလို့အမွေရလာတာချက်နဲ့ရက်ွက်မီးလောင်လို့ယူသွားတာလည်းဖြစ်နိုင်တာပဲ။ဘသူတွေပါပြောမောင်ဆိုးကတော့လှည့်တောင်မကြည့်ဘူး။ဒီလိုနဲ့မောင်ဆိုးအတန်းထဲဝင်ပြီးတော့ဟိုကြီးတီလောက်ပါတယ်ပထမဆုံးအချိန်ဖြစ်လို့လူမများသေးဘူးဒီလိုနဲ့နောက်ဆုံးတန်းမှာလက်ပေါ်မျက်နှာမှောက်ပြီးတော့အိတ်နေတဲ့ចောင်းသားတစ်ယောက်ကိုသွားတွေးလို့မောင်ဆိုးအမြန်လှမ်းသွားလိုက်တယ်ဟဲ့အောင်တေးမေးတော့တာလေသိလားမလီမောလိုက်တာယောက်ျားယူလို့ရပြီကွတေစီဆိုတဲ့ကောင်ရုတ်တရက်အနိုးခံလိုက်ရတဲ့ပြစ်စုပ်ပန်နဲ့အဆက်မမိသေးဘူးတောကြီးတောင်ကြီးလုပ်ပြီးတော့ကမန်ကတန်ထိုင်ရလိုက်တယ်ပြီးတော့မှခေါင်းကုပ်ပြီးတော့ကြောင်တော်နဲ့ပြန်ထိုင်ပြီးမောင်ဆိုးကိုလှည့်ကြည့်ပါတယ်သူခင်ဗျာအခုမှမောင်ဆိုးကိုမြင်ပုံရတယ်ဟေ့အောင်ငါပြောတာကြားလားမေးတော်တာလေးသိလားယောက်ျားယူလို့ရပြီကွတေကြီးကမျက်လုံးပြူသွားပြီးတော့ယောက်ျားနောက်လိုက်သွားပြီဟာဘယ်တော့ကလဲဒီကောင်အိတ်ချင်မှုလို့နဲ့ဘာတွေပြောနေရလဲလိုက်သွားတာမဟုတ်ဘူးယူလို့ရတာကိုပြောတာလာကွာကန်တင်းရောက်မှပဲရှင်းပြမယ်ဟိုကောင်လေးကဟိုမှာအေးပြက်တယ်ကွာလာပါကွာနေ့လေကြာမှပြန်အိတ်အခုလီမွန်တီးလေးတောက်လိုက်လမ်းသွားမှာပေါ့တော်ကြီးကအကောင်းကုတ်ပြီးတော့ပါလာတယ်ကန်တင်းရောက်တော့လင်းနိုင်ဦးနဲ့ရဲမြင့်တို့ရှိနေသေးတယ်မောင်ဆိုးတို့ကဝိုင်းမှာဝင်ထိုင်ပြီးတော့မှားစရာရှိတာကိုမှားတယ်တေကြီးကလင်းနိုင်ဦးနဲ့ရဲမြင့်ကိုမေးဆက်ပြတယ်နှစ်ယောက်လုံးကပခုံးတွန်းပြတယ်သူတို့လည်းအခြေအနေကိုဘာမှတိတိကျကျမသိဘူးဆိုတဲ့သဘောမောင်ဆိုးကအားလုံးကိုတစ်ချက်ဝေးကြည့်လိုက်ပြီးတော့မနေ့ကငါဘယ်ရောက်သွားလဲမင်းတို့သိလားရွာသားကြီးလားသိလိုက်ပါလားဘိုးတထောင်ကွအဲ့ဒါဘာဖြစ်လဲဟဲဘယ်သူနဲ့လို့မင်းတို့ထင်လဲစိတ်ညစ်တယ်ကွာပြောကြလဲပြောမပြောကြလဲနေအတန်းတက်တော့မယ်လင်းနိုင်ကိုလွယ်အိတ်ကိုယူပြီးတော့ကုံထားတော့မောင်ဆိုးကမန်းကတန်းလန်းဆွဲပါတယ်နေပါအောင်ကွာဒီတစ်ချိန်လေးမတက်မိရနဲ့မင်းအတွက်ဂုံလူတန်းမဝင်တာပါပဲထူးမသွားပါဘူးထိုင်ပါအဲ့ဒါဆိုပြောမှပြင်မြန်ပြော
လင်းနိုင်ဦးစိတ်မရှိသလိုပြန်ထိုင်နေငါမေတော်တာနဲ့သွားတာကွသွားပြီမင်းတော့မတရားယူသွားပြီလားမဖြစ်နိုင်တာလေဘာလို့စိတ်ကူးရင်ကျင်တာလဲကွာငါတကယ်ပြောတာကွာအစိတ်တောက်ပြောတာတေချင်လို့ပဲမှတ်လိုက်မယ်လုံးဝမယုံဘူးမင်းကိုဟိုကအကက်တောင်မခံတာအတူတူသွားတယ်ဆိုတာတော့လုံးဝပဲမောင်စိုးဘာဆက်ပြောရမှန်းလည်းမသိတော့ဘူးရှင်ထဲမှာတော်တော်လေးမခံနိုင်ဖြစ်သွားတယ်သူနဲ့မေတော်တာနဲ့တွဲသွားတော့ကဘသူတွေမြင်လိုက်လဲရှောက်ပြီးတော့စဉ်းစားကြည့်တယ်ကန်ဆိုးကျင်တော့တရင်တနည်းတည်းကဘသူမှမတွေ့လိုက်ဘူးတွေ့ရင်လည်းသက်တည်ပြလို့ရအောင်မယ်တခုတော့ရှိတယ်အင်္ဂလိပ်ဆီယာမတော့တွေ့လိုက်တယ်ဒါပေမဲ့ဆီယာမကမျက်စိသိမ့်မကောင်းလို့သူတို့မန်းတောင်မှအသိချင်မှသိမဲ့ပုံစံမောင်စိုးရလာပါကွာအတန်းသွားတတ်တာအကျိုးရှိပါတယ်လာတငယ်ချင်းမောင်စိုးပေကက်ကက်နဲ့ဆက်ထိုင်နေပြီးတော့မင်းတို့မယုံလဲငါကြိမ်ပြောပါမယ်ကွာတကယ်ပါသူနဲ့ငါနဲ့ဘိုးတထောင်စိတ်ကမ်းမှာမျက်လေအထိလှေစီးတော့ငါတော်မှနိုးဝယ်ပေးလိုက်ရသေးတယ်ပြန်တော့အေးတွေတောင်တောက်ကြသေးရဲ့သိလား၃ယောက်စလုံးမောင်စိုးကိုကြောင်စီစီနဲ့ကြည့်ကြတယ်လင်းနိုင်ဦးကမောင်စိုးရဲ့နဖူးကိုခပ်ဖွားဆန်းပြီးတော့ကိုပူတော့မရှိဘူးမောင်တော်ဖះပြူစားလိုက်တာများလားမောင်တော်ဖះအတန်ကြားမှာမောင်စိုးမျက်လုံးလက်ခနဲ့တစ်ချက်ဖြစ်သွားပြီးတော့မောင်တော်ဖះနဲ့သူနဲ့ဘာမှမဆိုင်ဘူးသိလားသူယောက်ျားယူလို့ရတယ်လို့ငါ့ကိုပြောတယ်၃ယောက်လုံးပြိုင်တူကောင်းခါမိကြတယ်မောင်စိုးကတော့ဘာမှအရေးမလုပ်တော့ပဲသူကြုံတွေ့ရသမျှကိုတလုံးမကြံပြောပြတယ်လင်းနိုင်ဦးရဲမြင့်နဲ့တေကြီးတို့ရဲ့မျက်နှာတွေကအံ့ဩခြင်းမယုံကြည်ခြင်းတွေတလဲစီဖြစ်နေကြပါတော့တယ်ကျောင်းတက်ချိန်ဖြစ်လို့ကန်တင်းအတွင်းမှာလူရှင်းနေတယ်ကြံသေးတာဆိုလို့မောင်စိုးတို့ဝိုင်းအပြင်တဝိုင်းနှဝိုင်းတာဖြစ်ပါတယ်မေတော်တို့အိမ်နဲ့မောင်စိုးတို့အိမ်ကမနီမဝေးလို့ဆိုရမယ်အညာစကားနဲ့ပြောရင်တော့တပြတာတာလောက်လည်းမဝေးစိုက်ကားစီးသွားရင်လည်းမရသလိုကားငါသွားရအောင်လည်းမဝေးသေးဘူးတော်တော်ကွာကြတဲ့အကွာဝေးဖြစ်တယ်ဘတ်စကားစီးရင်လည်းမှတ်တိုင်မရှိဘူးမေတော်နဲ့မောင်စိုးကအရင်အထက်ဆိုင်ရင်နည်းနည်းရင်းနှီးလာတယ်လို့ပြောရမယ်ကျောင်းမှာတွေ့ရင်ပြုံးပြရီပြမေးထူးခေါ်ပြောအစံလောက်တော့ရှိလာပြီလို့ဆိုရမယ်ဟိုနေ့ကကန်တင်းမှာတွေ့တော့သွားနှုတ်ဆက်တော့စကားပြန်ပြောတယ်ဒီလိုလိုက်ရောမှုလေးရတာကမောင်စိုးအတွက်အခွင့်အရေးတစ်ရပ်ပဲဖြစ်တယ်တငယ်ချင်းတွေကလည်းမောင်စိုးရဲ့အခြေအနေတိုးတက်မှုကိုကြည့်ပြီးတော့ဝမ်းသာကြတယ်ဒါကြောင့်ထုံးစံအတိုင်းညှောက်ပေးကြပါတယ်မင်းအတွက်ဒီအဆက်လေးမှာတင်းတိမ်နေလို့မဖြစ်ဘူးနော်ဒီထက်အခြေအနေကောင်းထပ်စူးစမ်းရမယ်ဟုတ်တယ်ဟဲ့အောင်စာမရလို့သွားရှင်းခိုင်းတာတွေဘာတွေသွားလို့အဲ့ဒါကြီးတော့မရိုးလုံးလားရိုးပေမဲ့လွယ်ကူတဲ့နီးကိုပြောတာလေငါမရလဲမင်းတို့မေးလဲရတာပဲအားလုံးကတယောက်မျက်နှာတယောက်ကြည့်ပြီးတော့ငါတို့ရဲ့အရေးချင်းတွေကိုသူသိနေရမယ်ကွာရှင်းမပြနိုင်ဘူးဆိုတာယုံပါပါမောင်စိုးငိုင်းသွားတယ်တေးကြီးပြောတာမှန်တယ်အားလုံးသူ့လိုကိုလိုလူတွေဖျားစုမိုးချိုးပြစ်ကြိမ်ပြောရင်တောင်ယုံမှာမဟုတ်ဘူးဒါဆိုငါဘယ်လိုစပြောရမလဲပါဇက်နဲ့စပြောပေါ့တေးချင်းစိုးကလည်းအဲ့ဒါတော့သိတာပေါ့ဘယ်လိုဇလန်းစရမလဲမေးတာတေးကြီးကမေးစိတ်ပို့ပြီးတော့စဉ်းစားတယ်လင်းနိုင်ဦးကခုံကိုလက်ညှိုးနဲ့ခောက်ပြီးတော့လေးလေးနဲ့တွေးပြီးတော့မေးတယ်ရဲမြင်းကတော့ဦးကြောင်ကြောင်နဲ့ထိုင်နေတယ်ခဏနေတော့မှမင်းတပတ်လောက်ကြောင်းပြတ်လိုက်မောင်စိုးကလင်းနိုင်ဦးအတန်ကြားလို့လဲကြည့်ရင်ဘာဆိုင်လဲဆိုင်တာပေါ့တပတ်လောက်ကြောင်းပြတ်တာတန်းစားလို့ရှိရင်လေကွာမင်းစာရီသွားရှင်းခိုင်းပြီးရင်နေမကောင်းလို့ပြောလိုက်ပေါ့ကွာ तू ကရုံပါမလား तू သိရမှာမဟုတ်တာမောင်စိုးကလည်းမင်းကလည်းငတ်တုံးပဲမောင်စိုးငိမ့်ချသွားတယ်အဲ့ဒီစီစဉ်မစိုးဘူးလို့တွေးမိတယ်သူကြောင်းမတက်ရင်မေတော်ရာဘက်ကသတိထားမိနိုင်တယ်တဒန်းနဲ့သားဆိုတော့တဖြည်းဖြည်းနဲ့တော့သတိထားမိလာမှာပဲဖြစ်တယ်ဒါပေမဲ့အိမ်ထဲကပြဿနာရှိတယ်နေကောင်းရတာနဲ့ကြောင်းမသွားဘူးဆိုရင်ပြဿနာရှာမယ်ဒါကြောင့်အိမ်ကိုဘယ်လိုပြောရမလဲငါ့ကိုဘာလို့ကြောင်းမသွားရလဲမေးမှာပေါ့ဒီတစ်ခါငိမ့်သွားတာကလင်းနိုင်ဦးပါတဘာဝကြလို့စဉ်းစားသွားရတယ်ဒီချိန်မှာပဲရဲမြင့်ဝင်ပြီးတော့ဒါတော့ဟုတ်တယ်ကွာအတိတ်ပဲမရှိဘူးဒီလိုလုပ်ပါလားအားလုံးကရဲမြင့်ကိုဝိုင်းပြီးတော့ကြည်ကြပါတယ်မင်းကြောင်းမပြတ်နဲ့တော့ဒီတိုင်းပေါ်တင်ကြီးပဲသွားငါပြက်လိုက်ဖြစ်ပါမလားကွာငါကြည့်စမ်းမအောင်ကွာရတော့လဲအမျက်ပေါ့မရတော့လဲအရင်ပဲဟာမောင်စိုးခဏလောက်ငြိမ်ပြီးတော့မှအေးလေလှုပ်ကြည့်တာပေါ့ပါတော့ရိုက်မလွတ်တော့ပါဘူးအားလုံးကပြုံးမိကြပါတယ်မောင်စိုးကိုကြည့်ပြီးတော့သူတို့ရီလဲရီချင်သွားပါတယ်မောင်စိုးအဖြစ်ကရီစားထားချင်လိုက်တာလဲတာလို့နှုံလိုက်တာလဲခြာလို့ဆိုတဲ့ပုံစံဖြစ်နေပါတယ်တိတ်တဆိတ်အလစ်ချောင်းနေမိတယ်ဓမြတိုက်ဖို့မဟုတ်ဘူးမေတော်ရာတယောက်တည်းရှိမဲ့အချိန်ကိုဖြစ်ပါတယ်ဒီနေ့မှာမေတော်ရာကဝင်းခိုင်အေးရိုးနဲ့အဖွဲကြနေပါတယ်ခိုင်ဝင်းအေးဆိုတဲ့မိန်းမကတော်တော်လေးကိုစကားများတယ်မဟုတ်တာဟုတ်တာရောသူ့ပါဇက်ကအကုန်ထွက်တယ်ဆက်လဲဆက်စုတယ်
ဘယ်မိသားကွင်းရရီးစားဘက်နဲ့ရောက်ထားတာအစသူသိတယ်သူတို့လန်ထိတ်ကကုန်းရရောင်းတဲ့မိန်းမကိုသူ့ယောက်ျားကတနေ့ဘယ်နှချက်ရိုက်တယ်ဆိုတာလဲသူစိတ်ဝင်စားပြန်နေအခုလဲကြည့်လွေမိုးမင်္ဂလာဆောင်တဲ့နေရာငါအိတ်မပြောဘူးသိလားဟဲဘာဖြစ်လို့လဲမပြောချင်တော့ပါဘူးဟာထားလိုက်ပါတော့အဲ့လိုအမြင်လုပ်ပါတယ်ကျန်တဲ့လူတွေကသူအိတ်မပြောတဲ့အကြောင်းစိတ်ဝင်စားသွားကြတယ်ဘာလို့လဲဝိုင်းမင်းရင်တော့အထာကိုင်းနေသူနဲ့လွယ်မိုးနဲ့ပဲပတ်သက်မှုရှိခဲ့တယ်လို့တကယ်တော့ခိုင်ဝင်းအေးကရင်ရင်လေးနဲ့ကြောင်တောင်တောင်ဖြစ်နေခြင်းသာဖြစ်တယ်စကားဝိုင်းတစ်ခုကိုသူကဥဆောင်ရမှကျန်တဲ့လူတွေကသူပြောသမျှနားထောင်မှကြိုက်တယ်တခြားတစ်ယောက်ကဥဆောင်ပြောရင်သူ့ကိုစိတ်ဝင်စားလာအောင်အမြဲလုပ်ပြတတ်တယ်အခုလဲသူ့ကိုစိတ်ဝင်စားလာတော့မှစကားလမ်းကြောင်းပြောင်းပြီးတော့ဟိုနေ့ကငါတို့လမ်းထိပ်ကညောင်ပင်မှာတရေ6လို့သိလားဟုတ်လားဘယ်လို6တာလဲရှာကြီးကတထောင်လောက်ရှိတယ်တဲ့ခေါင်းပြက်ကြီးနဲ့စပင်ဖားလာကြီးချထားတာတဲ့အမလီအဲ့ဒီသတင်းကြားပြီးကြတယ်ငါတို့လန့်လိုက်တာဟာညဘက်ဆိုရင်လမ်းထိပ်ကိုမထွက်ရဲတော့ဘူးအားလုံးကပထမတော့ငြိမ်ပြီးတော့နားထောင်နေသေးတယ်နောက်တော့တယောက်ကတွေးတွေးဆဆလေးတန်းနဲ့ဟဲ့ခေါင်းပြက်ကြီးလည်းပြောသေးတယ်နှစ်တရေကရှာဘလို့ထုတ်တာလဲအားလုံးကအဲ့ဒီတယောက်စကားကိုလိုက်ပြီးတော့ထောက်ခံကြပြီးတော့အေးလေစပင်ကရောဘယ်နေရပေါက်နေမှာလဲခိုင်ဝင်းအေးကသူ့စကားမှားသွားမှန်းတော့သိတယ်ဒါပေမဲ့ရုတ်တရက်ဆိုတော့အရှုံးမပေးချင်သေးတာကြောင့်တရေပါဆိုမှဟာခေါင်းမရှိလဲရှာထုတ်လို့ရချင်ရမှာပေါ့ဟာစပင်လဲသူ့ဘာသာသူပေါက်ချင်တဲ့နေရာမှာပေါက်မှာပေါ့မယုံရင်နင်တို့အချောက်ခံကြည့်ပါလားအားလုံးကအချောက်မခံရဲကြလို့စက်ကလေးတွေပူသွားကြတယ်။တရေဆိုတဲ့တတဝါကိုလည်းတကယ်မမြင်ဘူးလို့ဟုတ်ချင်လဲဟုတ်လိမ့်မယ်လို့ယူဆလိုက်ကြတော့တယ်။အဲဒီနောက်ခိုင်ဝင်းအေးကအီရက်စစ်ပွဲအကြောင်းဆက်ပြောတယ်။အရှိလေပိုင်းပြဿနာကိုတင်ပြတယ်။ဗတ်ခန်းရဲ့အထူးကောင်းတန်ရာကိုဆွေးနွေးတယ်။အားလုံးကနားလေလဲမလဲလဲအပြင်းပြေပြီးရောနားထောင်ကြတယ်။ဒုက္ခရောက်နေတာမောင်ဆိုးပါ။သူကကော်ရီတာမှာရက်ပြီးတော့စောင့်နေရင်းနဲ့ခြေထောက်တွေတောင်မှသွေးတောင်းလာပါတယ်။ခိုင်ဝင်းအေးဦးဆောင်ခုံမောင်းနေတဲ့စကားဝိုင်းကိုကြည့်တော့လေအခြေအနေကထူးခြားမှုအရေးလက်ခံတာပြမလာသေးဘူးဒီအတိုင်းဆက်သွားနေရင်တော့မတ်တက်လေးဖြတ်သွားနိုင်လို့အတန်းတွေကိုခက်တီတီနဲ့ဝင်လာခဲ့လိုက်တော့တယ်မောင်ဆိုးဝင်လာတော့ခိုင်ဝင်းအေးကတစ်ချက်လှည့်ကြည့်တယ်ပြီးတော့မှဘာမှမဖြစ်တယ်လို့နဲ့စကားဆက်ပြောတယ်မေတော်ရာကမောင်ဆိုးကိုကြည့်ပြီးတော့ပြုံးပြတယ်မောင်ဆိုးပြန်ပြီးတော့ပြုံးပြကသူတို့ဝိုင်းနာခုံလေးမှာသွားပြီးတော့ထိုင်နေလိုက်တော့တယ်ခိုင်ဝင်းအေးကမောင်ဆိုးကိုကြည့်ပြီးတော့နင်ရိုနီနဲ့ဒိုလေးကိုဘယ်သူကြိုက်လဲဟမ်ရိုနီနဲ့ဒိုလေးကိုဘယ်သူပိုကြိုက်လဲလို့ဘယ်သူမှမကြိုက်ဘူးဘာလို့လဲငါမှဘောလုံးပွဲတိတ်ပြီးတော့ဝါသနာမပါတာခိုင်ဝင်းအေးစိတ်ထက်ကျသွားတဲ့အမူအရာနဲ့ယောက်ျားဖြစ်ပြီးတော့ဘာလို့လဲဘာဆိုင်လို့လဲငါဘာသာငါဝါသနာပါချင်မှပါမှာပေါ့ခိုင်ဝင်းအေးဘာမှဆက်မပြောတော့ဘူးအဲ့ဒီချိန်မှာပဲတယောက်ကထပြီးတော့လူစုခွဲဖို့လုပ်ပါတယ်ခိုင်ဝင်းအေးငါတို့ကန်နေသွားမယ်ဟာဒီမှာထိုင်နေရတာလဲကြာတော့ညောင်းလာပြီအဲ့ဒီအကြံကိုအားလုံးကလက်ခံလိုက်ကြလို့မောင်ဆိုးပျော်သွားပါတယ်အားလုံးကန်တင်းသွားဖို့ထားရကြတော့မောင်ဆိုးမေတော်ရာနာကိုမတိမတာချန်ကက်သွားပြီးတော့မေတော်ရာငါနင့်ကိုပြောစရာရှိလို့ခဏနေလို့ရမလားမေတော်ရာချက်ချင်းပဲပြန်ခေါင်းချင်းပြပြီးတော့ငါလည်းနင့်ကိုပြောစရာရှိတယ်ဘာလဲအေးစေးပေါ့ဟာနင်ပြောမှသာအရင်ပြောစမ်းပါငါနင့်စီကစာအုပ်ငားချင်လို့ဘာစာအုပ်လဲအင်္ဂလိပ်စာနင်လက်ချမမှန်မလိုက်ဘူးလားလိုက်တော့လိုက်တယ်ဟာဒါပေမဲ့တိတ်မစုံလို့မေတော်ရာတစ်ချက်တော့စဉ်းစားတယ်ပြီးတော့မှခေါင်းညှိလိုက်တယ်အေးရတယ်လေဒီနေ့တော့မပါဘူးနောက်နေ့မှယူလေမောင်ဆိုးတော်တော်လေးကိုပြောသွားတယ်သူထင်ထားတာတော်တော်ပြောယူရမယ်လို့ထင်ထားမိတာအခုတော့ထင်ထားတာထက်ကိုအဆင်ပြေနေပါတယ်မေတော်ရာမောင်ဆိုးကိုကြည့်ပြီးတော့နင်တို့အိမ်နဲ့ငါတို့အိမ်ကနီးရယ်နော်ရုတ်တရက်ဆိုတော့မောင်ဆိုးကြောင်တောင်တောင်နဲ့ခေါင်းညှိပြပြီးတော့နီးရယ်လေဘာလို့လဲအဲ့ဒါဆိုမနေ့ပြန်ငါအိမ်ကိုလာခဲ့ပါလားငါနင့်ကိုအခုညီတောင်းကြလေးရှိလို့ပါရမလားပေါင်စိုးဆိုတဲ့ကောင်ကမေတော်ရာခိုင်းရင်တော့ပြောရမယ်ဆိုရင်အင်ဒရင်းနဲ့ချက်သက်စီကိုတောင်မှပျော်ပျော်ကြီးတောက်ပြမှာပဲဖြစ်တယ်ဒါကြောင့်ဘာခိုင်းမလဲမေးမနေပဲနဲ့အတင်းကြီးကိုခေါင်းငိမ့်ပြတယ်မေတော်ရာကပြုံးပြီးတော့မောင်စိုးကိုကြည့်ပါတယ်နင့်ကိုငါလိပ်စာပေးလိုက်မယ်မောင်စိုးချက်ချင်းပဲခေါင်းခါပြတယ်နင့်လိပ်စာကိုငါသိပြီးသားပါမေတော်ရာကတန်တော်မှုရလေးဖြစ်သွားပြီးတော့နင်ဘယ်လိုလုပ်ပြီးတော့သိရလဲနင်နဲ့ပတ်သက်တဲ့ကိစ္စတွေငါအကုန်သိထားတယ်ဆိုတာနင်မေ့သွားပြီလားမေ့တော့တာခေါင်းငုံသွားတယ်မျက်လွှာချပြီးတော့ငြိမ်သက်တိတ်ဆိတ်နေတယ်မောင်စိုးကငါ့ကိုနင်ကြိုက်တယ်လို့အသုံးပြုနိုင်ပါတယ်မေ့တော့တာရဲ့ထားမသွားရင်ငါကျင်တတ်ပါတယ်ဟာမောင်စိုးကသူ့ရဲ့ထိုင်ရတော့သူတော်တော်လေးကိုခိုက်သွားတယ်မေ့တော့တာလည်းအဲ့ဒီစကားကြောင့်မောင်စိုးရှိရနေဖြည်းဖြည်းချင်းလဲထွက်သွားမိပါတယ်
ဒီတစ်ခါမရှိပဲပြက်လိုက်တဲ့မြားလေးပုတ်တိုက်ပြီးတော့ထိသွားပုံပေါ်ပါတယ်။ကတင်ပေါ်ငုတ်တုကြီးထိုင်ပြီးတော့ဘာလို့လို့မှမသိဖြစ်နေမိတယ်။မနက်အစောကြီး6 နာရီလောက်ဆိုတော့မတရားကြီးစောလွန်းနေပါတယ်။ဒီနေ့စနေနေ့လည်းဖြစ်လို့အကြောင်းလဲသွားစရာမလိုခါတိုင်းဆိုရင်တော့ဒီလိုနေ့မျိုးနေဖင်ထိုးအောင်အိပ်ပြီးတော့10 နာရီကျော်လောက်မှထားတတ်တယ်။အခုတော့စိတ်စောလွန်းနေတာကြောင့်အစောကြီးနိုးနေမိပါတယ်။ဘာလို့ရမလဲ။လမ်းထဲကပဲပြုတ်တဲ့အော်တန်ကိုကြားလို့အကြံတစ်ခုရသွားပြီးအိတ်ခမ်းထဲကပြေးထွက်လိုက်ပါတယ်။မိဖို့ကြောင့်လည်းရောက်တော့ဈေးသွားဖို့လုပ်နေတဲ့အမေကိုတွေ့ရတယ်။ဒေါ်တင်တီတာကသူ့သားဖြစ်သူမောင်ဆိုးကိုကြည့်ပြီးတော့အန်အော်တကြီးလေးတန်းနဲ့ဘလို့ဖြစ်ပြီးအစောကြီးဟုတ်တယ်အမေအိတ်မပြောလို့ထလာတာတားကိုပဲပြုံးနဲ့ထမင်းကြော်ပေးပါလားဒေါ်တင်တီတာကပြုံးပြီးတော့ခေါင်းငိမ့်ပါတယ်ပြီးတော့ပကံတစ်ချက်ကိုယူပြီးတော့ချန်ပီယံထွက်ပြီးပဲပြုတ်သွားဝဲပါတယ်ညငါးတစ်တာအကြံတော့ရှိတယ်စားခြင်းရေခဲတစ်တာတွေမှာသွားယူခဲ့နှွေးပေးမယ်မောင်ဆိုးကသွားယူပြီးတော့လာပေးတယ်။အားလုံးပြီးသွားတော့မောင်ဆိုးထမင်းဝိုင်းမှာကြံခဲ့တယ်။ဒေါ်တင်တီတာကဈေးကိုထွက်သွားတယ်။အဖေနိုးလာရင်တောက်ဖို့ကော်ဖီနဲ့ပေါင်မုတ်ထောဘတ်တို့ကိုအစင်သင်းလုပ်ပြီးတော့အုပ်ဆောင်လေးနဲ့အုပ်ထားပေးခဲ့တယ်။မောင်ဆိုးထမင်းကြော်စားရတဲ့စဉ်းစားတယ်။မိတော်တော်တို့အိမ်ကိုဘယ်အချိန်သွားရင်ကောင်းမလဲလို့တွေးမိတယ်။အစောကြီးသွားလို့လည်းကောင်းမယ်မထင်ဘူး။နောက်ကျရင်လည်းကောင်းပုံမပေါ်ပါဘူး။ဘာခိုင်းမှန်းမသိသေးလို့နောက်ကျရင်စိတ်ကောက်နေဦးမယ်။ဒီလိုနဲ့10 နာရီလောက်သွားမယ်လို့ဆုံးဖြတ်လိုက်တော့တယ်။10 နာရီထိုးတော့မောင်ဆိုးအိမ်ရထွက်တယ်။ကားငါပြီးမေတော်ရာတို့အိမ်ကိုသွားတယ်။ဟိုရောက်တော့မေတော်ရာကိုခြံထဲမှာတွေ့ရတယ်။မောင်ဆိုးကိုမြင်တော့မေတော်ရာထွက်လာပြီးတော့တကားဖွင့်ပေးရင်းနဲ့ငါအခုပဲနေအောင်စောင့်နေတာမေ့များသွားပြီလားလို့ဘယ်မေ့မလဲဘယ်ချိန်လာမှမသိလို့ဟာတော့ကြအစောကြီးဆိုတော့အားနာလို့မေတော်ရာခြံထဲကိုဦးဆောင်ပြီးတော့ဝင်သွားတယ်။မောင်ဆိုးနောက်ကနေပြီးတော့လိုင်းဝင်သွားတယ်။အိမ်ဝကိုရောက်တော့တန်ပန်းတကားနားမှာထောင်ထားတဲ့ချင်းတောင်ကြီးကိုတွေ့ရတယ်။အထက်ကိုကြည့်တော့အုံသီးတွေမေတော်ရာကချင်းတောင်ကိုလက်ညှိုးထိုးပြပြီးတော့နေငါ့ကိုလှုပ်ပေးရမှာဒါပဲ။နေတယောက်တည်းမလုပ်ရပါဘူး။ငါလည်းလုပ်မှာပေါ့။မောင်ဆိုးအုံသီးတွေကိုကြည့်ပြီးတော့မျက်လုံးဖြူသွားပါတယ်။ငါကဒါတွေကိုခွဲပေးရမှာလားယင်။ဘယ်ရလားခွဲပေးရမှာလဲ။ရှည်မျောရမှာဘယ်မှာသွားမျောရမှာလဲ။ရေစီးတဲ့မြောင်းတစ်ခုကိုလည်းမျောရမှာဟာဘယ်မြောင်းမဆိုရေစီးနေရပြီဒါပေမဲ့တစ်ခုတော့ရှိတယ်မြောင်းအရက်ကနေတောင်ရက်စီးတဲ့မြောင်းဖြစ်ရမယ်မောင်ဆိုးကောင်းချောက်သွားပါတယ်အရှိနောက်တောင်မြောက်ကိုဘလို့မှန်းဆမှမသိဘူးနေထွက်ရအရက်ကိုမှန်းပြီးတော့မောကြည့်တော့လေနေမင်းကအကောင်းတက်တဲ့ကိုရောက်ခါနေတယ်ဦးကြောင်ကြောင်ဖြစ်နေတဲ့မောင်ဆိုးကိုကြည့်ပြီးတော့မေတော်ရာကနင်းစိတ်ညစ်သွားပြီလားမညစ်ပါဘူးဟာဘယ်ဟာမြောက်အရက်ဘယ်ဟာတောင်ရက်ဆိုတာမသိလို့ပါဒါနဲ့နေပါအောင်နင်ကဒီအုံသီးတွေရေမျောပြီးတော့ဘာလို့မလို့လဲရရချင်းမလို့မောင်ဆိုးအကြံအိုက်သွားတယ်ခြေပဲခြေနိုင်တော့နဲ့ရရပဲလို့တွက်နေမိတယ်ဒါပေမဲ့မတက်နိုင်တော့ဘူးခိုင်းတာတော့လုပ်ပေးရလိမ့်မယ်ဒီလိုနဲ့အရှိအနောက်တောင်မြောက်ကိုစဉ်းစားရင်အကြံတစ်ခုရသွားပါတယ်နင့်မှာတန်လိုက်အိမ်မြောင်ရှိလားဘာလို့မလို့လဲအဲ့ဒါရှင်အဆင်ပြေတယ်နောက်ဆိုရင်လေဘယ်မြောင်ကဘယ်ကိုစီးမှမသိတာမေတော်ရာတစ်ချက်တွေ့ဝေသွားပါတယ်။နောက်တော့မောင်ဆိုးရဲ့အကြံကိုလိုက်ခံလိုက်ပြီးတော့ငါမှတော့မရှိဘူး။ဘေးအိမ်ကလူတစ်ယောက်စီမှာတော့ရှိမှထင်တယ်။သူကဘူမိဗေဒနဲ့ကြောင်းပြီးထားတော့ရှိနိုင်တယ်။ပြောပြီးတော့ခြံထဲကနေထွက်သွားတယ်။မောင်ဆိုးကအုံသီးချင်းနားမှာမတက်ရက်ပြီးတော့ကြံခဲ့တယ်။ခဏကြာတော့လက်တဝါးစာမရှိတရှိပြောရမယ်ဆိုလို့ရှိရင်တော့တန်လိုက်အိမ်မောင်လေးတစ်ခုကိုပါလာတယ်လို့ရှင်းရှင်းပြောရင်လည်းရပါတယ်။တန်လိုက်အိမ်မောင်လေးရဲ့အရွယ်စားကတော့လက်တဝါးစာမရှိတရှိဖြစ်ပါတယ်။ရှော့ငါကားသွားငားလိုက်အောင်မယ်။နေဒီမှာစအောင်မောင်ဆိုးတန်လိုက်အိမ်မြောင်ကြည်ရင်းနဲ့အကြံခဲ့တယ်။တန်လိုက်အိမ်မြောင်ကမောင်ဆိုးလက်ထဲမှာခြာလက်ဘက်လည်နေပါတယ်။လက်ထဲမှာရေရင်ညီညီတက်တက်ကန်လိုက်တော့မြောင်ရက်ကိုတွေ့ရတယ်။အဲ့ဒီအချိန်မှာပဲအိမ်ထဲကအတော်ကြီးတစ်ယောက်ထွက်လာပြီးတော့မောင်ဆိုးကိုကြောင်တောင်တောင်လေးကြည့်ကဒါမေတော့တငယ်ချင်းထင်တယ်။ဟုတ်ပါတယ်အန်ဒီ။အော်အေးမေတော့ကဒီနေ့သူရရကိစ္စအကူအညီတောင်းထားတာလို့ပြောလို့ဒါကိုကျေးဇူးတင်တယ်နော်။အန်ဒီတို့လည်းလူပွဲမရှိတော့လိုက်လို့မပေးနိုင်ဘူးဖြစ်နေတာ။မောင်ဆိုးကခေါင်းကိုညှိပြလိုက်ပြီးတော့ရပါတယ်အန်တီကိစ္စမရှိပါဘူးတငယ်ချင်းတွေပဲဟာပဖွားကြီးကပြုံးပြပြီးတော့အထဲပြန်ဝင်သွားတယ်ခဏကြာတော့မေတော်ရာကတက်ဆီတစ်စီးငှားပြီးတော့ပြန်လာပါတယ်အဲဒီနောက်မှာအုံသီးတောင်းကိုတင်နေကားဆရာကအုံသီးတောင်းကိုကြည့်ပြီးတော့ကြောင်တောင်းနဲ့ဘယ်သွားမလို့လဲကြည့်မြင်တိုင်းသေးလားကားဆရာရဲ့အမေကိုမဖြေနိုင်အားသေးပဲနဲ့နှစ်ယောက်စလုံးကားပေါ်ဝင်ထိုင်ပြီးတော့မှမေတော်ရာကဦးလေးဟိုဟာလေးရေမြောင်းနေများတဲ့နေရာကိုသိလားကားဆရာကရေကြော်ဘက်ကိုပြောတာလားအဲ့ဒီမှာရေမြောင်းနေရှိလားကားဆရာကခေါင်းကိုကုပ်ပါတယ်ရေမြောင်းမဲကွယ်မြို့နယ်တိုင်းမှာရှိတာပေါ့ဦးလေးတို့အိမ်သားမှာတော့ရှိသေးတယ်ဘာလို့မလို့လဲဒါသမီးတို့လုံးစရာရှိလို့ပါအဲ့ဒီဦးလေးတို့အိမ်ကဘယ်နားမှာလဲဘ
ရင်အောင်နာမှာအဲ့ဒီကိုမောင်းပါကားဆရာကြီးကသဘောကောင်းပုံရတယ်မောင်ဆိုးတို့နှစ်ယောက်ကိုသမီးစားတယ်လို့ထင်နေပုံလဲရတယ်လမ်းရောက်တော့တူမကြီးတို့ကအုံးသီးတွေနဲ့ဘရင်အောင်ဘက်ကိုဘာသွားလို့မလို့လဲဆက်စုပါတယ်မောင်ဆိုးကမပြောခင်မှာမေတော်တာကရရသွားချင်မလို့ပါကားဆရာကြီးကပြုံးပြီးတော့ခေါင်းငိတ်သွားတယ်ဆက်မမေးတော့ဘူးမောင်ဆိုးကတော့တန်လိုက်အိမ်မြောင်ကိုဟိုကြည့်ဒီကြည့်လုံနေပါတယ်တတနဲ့တကူနိုင်မှာပါတဲ့တန်လိုက်အိမ်မြောင်လောက်သာမြင်ဘူးတယ်ဒီလောက်ကြီးတဲ့တန်လိုက်အိမ်မြောင်မျိုးလုံးဝမတွေ့ဘူးဒါမှတကယ်တန်လိုက်အိမ်မြောင်စစ်ပဲလို့မှတ်ချက်ချလိုက်မိပါတယ်တဖြည်းဖြည်းနဲ့ကားလေးကတရရိပ်ပြေးနေပါတယ်တန်လိုက်အိမ်မြောင်ကိုကြည့်ရင်းနဲ့မောင်ဆိုးရဲ့အတွေးတွေလည်းပြေးလာနေပါတယ်မေတော်ရာကိုချစ်ရတာသိတော့မလွယ်ဘူးသူ့ရဲ့တိုက်ကိစ္စနဲ့အလုရှုပ်နေတဲ့ကြားမှာကိုပါရောရောင်ပြီးတော့တိုက်နေရပြီးကြာရင်တော့သူမနဲ့တိုက်အကြားအကူအညီပေးရလုံးလို့တိုက်ပွဲစားတော်မှဖြစ်သွားနိုင်တယ်။ဒါပေမဲ့ဘာပဲဖြစ်ဖြစ်ချင်မတော့လုပ်ပေးရတော့မယ်။ဟိုတခါလဲနွားနိုးနဲ့ပေါပေါဆုပ်ကိုရေးသွားမျောတယ်။ဒီတခါလဲအုံးသီးကိုရေးမျောရပြန်ပြီ။ငကားတွေတော်တော်အလုရှုပ်တယ်လို့မောင်ဆိုးတွက်မိပါတယ်။အဲဒီလိုနဲ့ဟိုမရောက်ဒီမရောက်တွေတွေးနေရင်နဲ့ကားကရက်သွားတယ်။ပတ်ဝန်းကျင်ကိုအခုမှအတိဝင်လာပြီးတော့ကြည်လိုက်ပြီးတော့ရက်ွက်တစ်ခုကိုရောက်နေပါတယ်။အားလုံးကနေလန်းလေးတွေဖြစ်တယ်။မိုးရွာထားလို့ရေအိုင်နေဟိုတကွက်ဒီတကွက်တွေ့ရပါသေးတယ်။အိမ်လေးတွေကခြံဝင်းလေးတွေနဲ့မကျဲမကျဲတည်ရှိတယ်။လမ်းဘေးနှစ်ဖက်မှာရေမြောင်းလေးတွေနဲ့အကျယ်ကြီးတော့မဟုတ်ဘူး။အကြီးဆုံးနေရာက4 ပေခွဲလောက်ရှိပြီးတော့အကျဉ်းဆုံးက2 ပေကျော်လောက်တော့ရှိမယ်။မောင်ဆိုးစဉ်းစားမနေတော့ဘဲနဲ့တန်လိုက်အိမ်မြောင်ကိုကင်ပြီးတော့ဆင်းနေပြီးတော့တလန်းလန်းလျှောက်သွားပြီးတော့အရှိနောက်တောင်မြောက်ကိုကြည့်တယ်။မြောက်ဖက်ညွန်ပြရာထားဘက်ကိုတွေ့ပြီးလမ်းနဲ့အပြိုင်မျက်နှာမူရာဘက်ကမြောက်ဖက်ဒါဆိုအားလုံးကွက်တီပဲ။အဲ့ဒီမြောင်အတိုင်းမျောလိုက်ရင်တော့အဆင်ပြေပြီ။အားရဝမ်းသာစွာနဲ့ကားနောက်ဖုံးကိုဆွဲလန်ပြီးတော့အုံဒီတစ်လုံးကိုထုတ်တယ်မေတော်ရာကလည်းကူညီပေးတယ်အဲ့နောက်အမြောင်တစ်ခုနောက်ကိုသွားပြီးတော့လွတ်ချမလို့အလုံးမှာတော့မေတော်ရာကပေးငါကိုယ်တိုင်လက်နဲ့ကင်ပြီးတော့မှချရမှာနင်ကယူပေးမောင်ဆိုးလဲမေတော်ရာရဲ့လက်ထဲအုံဒီထည့်ပေးပြီးတော့နောက်တစ်လုံးကိုပြေးယူတယ်ကားစီကလည်းသူတို့လုပ်ပုံတွေကိုကြောင်တောင်နဲ့ကြည့်နေပါတယ်မောင်ဆိုးလည်းလက်ထဲကင်ထားတဲ့တန်လိုက်အိမ်မြောင်ကိုကားစီကလက်ထဲကိုအသာထိုးထည့်ရင်းနဲ့ဦးလေးဒါလေးခဏကင်ထားပါလက်မအားလို့အေးဘာလေးလဲတန်လိုက်အိမ်မြောင်ပြောပြီးတော့မေတော်ရာလက်ထဲနောက်တစ်လုံးသွားထည့်ပါတယ်မေတော်ရာကပျော်ရွှင်ပဲရေမြောင်းထဲကိုအုံးသီးရတပွန်းပွန်းပြစ်ချနေပါတယ်နေစမ်းမအောင်မင်းတို့ကငါအိမ်ရှိကိုအမိုက်တွေလားပြစ်နေရအောင်ဘာကောင်းနေလဲပြောတဲ့သူကိုလမ်းကြည့်လိုက်တော့အသားညွညနဲ့ခက်ပိန်လူကြီးတယောက်မောင်ဆိုးအုံးသီးကင်ပြီးတော့လမ်းလေကောင်မှာတွားရက်ပါတယ်မေတော်ရာကကမန်ကတန်မောင်ဆိုးနာကိုပြေးကပ်သွားပါတယ်။တမိုင်းပေးတာဝန်အရဒီကိစ္စကိုမောင်ဆိုးကဥဆောင်ဖြေရှင်းရတော့မှဖြစ်တယ်။မောင်ဆိုးခက်အေးပဲမေတော်ရာရဲ့ရှေ့ကနေရက်လိုက်ပြီးတော့အမိုက်မဟုတ်ပါဘူးဦးလေးအုံသီးတွေပါ။အုံသီးတွေဆိုလဲပြစ်ချစရာလားကွ။ဒီမှာရေမြောင်းပိတ်နေလို့မနေ့ကမှပတ်စံပေးပြီးတော့ဆဲခိုင်းထားတာ။မင်းတို့ပြစ်ချလိုက်တဲ့အုံသီးတွေဟိုမှာစုံနေပြီတွေ့လား။မောင်ဆိုးကဲကြည့်လိုက်တော့အုံဒီသုံးလုံးကရေမြောင်းအောင်ကကွန်ကရစ်ပိုက်အဝမှာစုံနေကြတယ်ဖြစ်ချင်တော့အုံဒီသုံးလုံးကပိုက်အဝမှာတစ်ခုနဲ့တစ်ခုတစ်ပြီးတော့စို့သွားခြင်းဖြစ်တယ်ရေကအရှိန်နဲ့စီးပြီးတော့ဟန်တာခြင်းခံလိုက်ရတာကြောင့်ချက်ချင်းရေအိုင်တက်လာပါတယ်ညညပိန်လူကြီးကမောင်ဆိုးတို့အနာကိုရောက်လာပြီးတော့ကဲမင်းတို့ဒီကိစ္စကိုဘယ်လိုရှင်းမလဲငါအိမ်ရှိမှာမြောင်းပိတ်ရင်တော့ရက်ွက်ရုံကိုတိုက်ရမှာပဲမိုးရာသီမှာရေမြောင်းပိတ်တယ်ဆိုရင်ချင်းအန်တရယ်ဘယ်လောက်ရှိရဲဆိုတာမင်းတို့သိလားအဲ့လိုမြောင်းပိတ်လို့ချင်နေများလာရင်သွေးလွန်တုပ်ကွေးယောဂါဆိုတာသိပါတယ်ဦးလေးရဲ့အဲ့ဒီအန်တီရဲ့တွေကျွန်တော်တို့နားလည်ပါတယ်ဒါပေမဲ့ဒီအုံသီးကိစ္စမလုပ်လို့မဖြစ်လို့ပါနေစမ်းမအောင်ဒီအုံသီးကိုမြောင်းနဲ့ပြစ်ချတဲ့အလုပ်ကဘယ်လောက်များအရေးကြီးနေလို့လဲဟိုဆွေတော်မျိုးတော်တွေအတွက်ပါဘာမင်းတို့ဆွေမျိုးတွေကဒီမြောင်းထဲမှာရှိလို့လားမောင်ဆိုးဘာဆက်ပြောရမှမသိကြောင်တောင်ဖြစ်သွားတဲ့အခါမေတော်ကဒေါသတကြီးဝင်ပြီးတော့ဒီမှာဦးလေးလူကြီးဖြစ်ပြီးတော့ဒီလိုပြောဖို့မလိုပါဘူးနောက်ပြီးတော့ကျမဆွေတော်မျိုးတော်တွေကိုစော်ကားစရာမလိုဘူးအခုဒီမြောင်းကလည်းဦးလေးဝယ်ထားတာမဟုတ်ဘူးပြည်သူပိုင်ရေမြောင်းဒါပေမဲ့ဦးလေးအိမ်ရှိမှာဖြစ်နေလို့ကျမတို့မားတယ်ပဲထားဦးလေးဘက်ကကျမဆွေတော်မျိုးတော်တွေကိုမြောင်းနဲ့အထိပို့စရာမလိုပါဘူးနော်မှတ်ထားပါပိန်ညိုလူကြီးကြောင်တောင်ဖြစ်သွားပါတယ်သူခင်ဗျာစိတ်ဆိုးလို့သာပြောလိုက်ရတယ်ဆွေတော်မျိုးတော်တွေဆိုတာဘယ်သူမှန်းတောင်မသိဘူးအခုလိုမေတော်ရဲ့ဘက်ကသူပြောလိုက်တဲ့စကားတော့ဆွေတော်မျိုးတော်အတွက်ကိုကက်ကက်လန်အောင်ပြန်ရန်တွေးလို့ခေါင်းရှုပ်သွားပါတယ်သူတို့ပြစ်ချသွားတဲ့အုံဒီကဆွေတော်မျိုးတော်တွေနဲ့ဘယ်လိုပတ်သက်နေရလဲ
ဘလို့ပဲပတ်သက်ကောင်လေးလက်ထဲမှာကင်ထားတဲ့အုံသီးနောက်တစ်လုံးကိုကြည့်ချင်းအားဖြင့်ထပ်ပြီးတော့ပြစ်ချအောင်မှတေးကြနေပါတယ်မတားလို့တော့မရဘူးဆွေတော်မျိုးတော်တွေကြောင့်ရောင်းရည်ရှန်သွားရင်တော့꽌ရှိပါတယ်ဒါပေမဲ့ကလေးရည်နဲ့ဖက်ပြီးတော့ရံမဖြစ်ချင်တော့လို့သက်ဆိုင်ရာလူကြီးတယောက်ကိုတွားခေါ်ဖို့အဆုံးဖြတ်လိုက်ပါတော့တယ်မင်းတို့ဆွေတော်မျိုးတော်တွေကိစ္စခဏမိထားကြစို့နော်အခုငါတူမကြီးပြောသလိုဒီမြောင်းကဥမပိုင်ပါဘူးဒါကြောင့်ဆိုင်ရာလူကြီးတွေနဲ့သာရှင်းကြတော့ပြောပြီးတော့ထွက်သွားပါတယ်အဲ့ဒီလူကြီးထွက်သွားတော့မောင်စိုးကမိတော်ရာကိုလှည့်ကြည့်တယ်မိတော်ရာကဘာမဆိုင်ညာမဆိုင်မောင်စိုးကိုမျက်စောင်းထိုးပြီးတော့ဒါမျိုးတော့အပြောမခံနိုင်ဘူးသိလားမောင်စိုးအုံသီးပိုက်ပြီးတော့ဘာဆက်လောက်ရမှန်းမသိတော့ဘူးချင်းထဲမှာလည်းနောက်ထပ်နှလုံးလောက်ကျန်သေးတယ်ကားဆရာကိုလမ်းကြည့်လိုက်တော့လေတန်လောက်အိမ်မြောင်ကိုကန်ပြီးတော့ကြောင်တောင်တောင်နဲ့ရှက်နေပါတယ်ခဏကြာတော့ပိန်ပိန်ညိုညိုလူကြီးနဲ့လူတစ်ယောက်ပါလာတယ်အနားရောက်တော့သူတို့ပဲကိုစိုးတန်းပြောလို့ဆိုလို့ကိုမရဘူးကိုစိုးတန်းဆိုသူကမောင်စိုးနဲ့မိတော်ရာကိုကြည့်ပြီးတော့ငါညီတို့ကဘလို့ဖြစ်ကြတာလဲပြောပါအောင်ကျွန်တော်တို့ကရရလာချေတာပါအဲ့ဒါဒီကဦးလေးကမြောင်းပိတ်တယ်ပြောလို့ပါဒါတော့ဟုတ်တယ်ကွဒီမြောင်းကမနေ့ကမှဖော်ထားတာမိုးရသည်ဆိုလို့ရှိရင်မင်းတို့လည်းသိတဲ့အတိုင်းရေမြောင်းတွေကပိတ်ဆို့တတ်တယ်လေဒါနဲ့မင်းတို့ဘယ်သူခေါ်လာတာလဲပေါင်စိုးနဲ့မိတော်ရာတို့အတိုင်းပဲမထားပဲကားဆရာကြီးကိုလှည့်ကြည့်မိတယ်သူတို့အကြီးကြောင့်ကားဆရာခန္ဓာကိုယ်တစ်ချက်တွန့်ကနေဖြတ်သွားတယ်ကိုစိုးတန်းကမျက်မှောင်တစ်ချက်ကိုကျုံလိုက်ပြီးတော့ခမရကိုဝင်းတော်မလားဘလို့ဖြစ်တာလဲဇက်ကတော့နည်းနည်းရှုပ်လေပြီတနွယ်ခင်ပြီးတော့ဒဇင်လုံးတအုပ်လုံးမှာပါကုန်ပြီတချို့အိမ်တွေကသူတို့ကိုသတိထားမိပြီးတော့ထွက်ကြည့်ကုန်တယ်အခုမှတော့ဘာမှမတက်နိုင်တော့ဘူးကားဆရာကတန်လိုက်အိမ်ရောင်လေးကိုကင်ပြီးတော့ခရင်ရွက်ကတ်လာတယ်ကျွန်တော်မသိဘူးဆရာဒီကလေးတွေကရေမြောင်းရှိတဲ့နေရာမောင်းပေးပါရရချေချင်လို့ဆိုတာနဲ့ကျွန်တော်လည်းဒီကိုမောင်းလာပေးတာဒီလိုအုံးသီးတွေရေထဲပြစ်ချမယ်လည်းမထင်မိဘူးကိုစိုးတန်းကကားဆရာလက်ထက်ကတန်လိုက်အိမ်မြောင်ကိုသတိထားမိသွားပြီးတော့ခမရလက်ထက်ကဘာလဲဒီကောင်လေးဟာတန်လိုက်အိမ်မြောင်ဆိုလားကိုစိုးတန်းကတန်လိုက်အိမ်မြောင်လေးကိုကင်ပြီးတော့ဟိုကြည့်ဒီလောက်ပါတယ်ပြီးတော့နားမလည်နိုင်သလိုမောင်စိုးတို့ဘက်ကိုလှည့်ကြည့်တယ်ဒီကိစ္စကိုတေချာနားလိုက်အောင်ရှင်းပြမှရတော့မယ်ဆိုတာကိုမောင်စိုးသဘောပေါက်လိုက်တော့တယ်တော့ကြနားမလည်နိုင်တာတွေများပြီးတော့ရှုပ်ထွေးသွားနိုင်တယ်လေဒါကြောင့်မောင်စိုးကပဲဥဆောင်ပြီးတော့ရှင်းပြပါတယ်ကျွန်တော်တို့ကမြောက်ကတောင်ဘက်အရက်ကိုစီးနေတဲ့ရေမှာဒီအုံသီးတွေကိုမျောရမှာပါဒါကြောင့်တန်လိုက်အိမ်မြောင်ယူလာခဲ့တာအခုဒီရက်ကွက်မှာရှိတဲ့မြောင်းတွေကကျွန်တော်တို့လိုချင်တဲ့အတိုင်းကွက်တီဖြစ်နေလို့လုံးလိုက်မိတာပါကိုစိုးတန်းဆိုရလို့နည်းနည်းတော့နားလည်သွားဟန်တူတယ်တန်လိုက်အိမ်မြောင်ကိုမောင်စိုးကိုပြန်ပေးပြီးတော့ရေမြောင်းအခြေအနေကိုတွားကြည့်တယ်အုံသီးသုံးလုံးကပိတ်ဆို့နေသေးပဲကိုစိုးတန်းသူတို့ကိုပြန်ကြည့်ပြီးတော့ဝလုံးနဲ့ထိုးမှရမယ်ညီလေးကုညီနိုင်မလားမောင်စိုးကအကောင်းညင်ပြီးတော့မိတော်ရာလက်ထဲအုံသီးကိုထည့်ပြီးအုံသီးသုံးလုံးကိုဝလုံးနဲ့သွားထိုးပေးတယ်။အုံသီးတွေမြောင်းပိုက်ထဲတစ်လုံးပြီးတစ်လုံးဝင်သွားတော့မိတော်ရာကအနာကက်လာပြီးတော့ဒါလေးသုံးလုံးပဲကျွန်တော်ညှို့လိုက်မယ်နော်။ဒီတစ်ခါတော့မပိတ်เสียအောင်စိတ်ချပါ။မောင်စိုးကဝလုံးကင်ပြီးတော့မြောင်းပေးနာထိုင်ပြီးတော့ကိုစိုးတန်းကိုကြည့်တယ်။ကိုစိုးတန်းလည်းမပြောတာတော့ဘူး။မြောင်းမပိတ်အောင်တစ်လုံးပြီးတစ်လုံးမျောပေါ့ကွာ။ပြောပြီးတော့ထွက်သွားပါတော့တယ်။မောင်စိုးကဝလုံးလေးကင်ပြီးတော့စောင့်ပေးတယ်မိတော်ရာကလက်ကျန်အုံသီးတွေကိုတစ်လုံးပြီးမှတစ်လုံးပြစ်ချပေးတယ်အားလုံးပြီးဆုံးသွားတော့ပြန်ကြတယ်လမ်းရောက်တော့မိတော်ရာကမောင်စိုးအနာကိုကပ်ပြီးတော့ငါနင့်ကိုကျေးဇူးတင်လိုက်တာသိလားမောင်စိုးချွေးရကြမိတော်ရာကိုပြုံးပြတယ်အဲဒီနောက်မှာတော့ရပါတယ်ဟာမောင်စိုးစကားဆုံးတော့မိတော်ရာညက်လွာချသွားပါတယ်မိုးရီအသေးအတန်ကိုရွာနေတယ်။ကောင်းကင်ကလည်းမဲမှောင်နေပါတယ်။ထီးတလက်ကိုចောင်းသား3ယောက်ဝိုင်းဆောင်ရင်းနဲ့ရှုပ်ရှက်ခတ်နေတာကိုမြင်ရတယ်။မောင်စိုးကော်ရီဒါတစ်ခုမှရရင်နဲ့အပြင်ကိုငေးကြည့်နေမိပါတယ်။အချက်ကတခါတရံလူရဲ့ရင်ကိုပြင်းပြရိုက်ခတ်စေမှန်းမောင်စိုးသိသွားပါတယ်။မိတော်ရာကြောင်းမတက်ခြင်းကသူ့ရဲ့ရင်ကိုတော်တော်လေးကိုလှုပ်လှုပ်ရှားရှားဖြစ်နေခဲ့တယ်။လွမ်းနေဆိုတာတဲ့ဘာအကြောင်းပြချက်မှမရှိပဲရင်ထဲမှာဘာရီခံစားနေရမှမသိဘူးချစ်သူတွေမဖြစ်သေးပဲနဲ့ဒီလောက်အဖြစ်သေးစရာမလိုသေးမှန်းသူလဲသူ့ကိုယ်သူနားလဲတယ်ဒါပေမဲ့လွမ်းနေဘာမှမတတ်နိုင်ဘူးမင်းရောက်နေတာကိုငါတို့ကလိုက်ရှာနေတာလှည့်ကြည့်လိုက်တော့လင်းနိုင်ဦးသူဘာမှမပြောပဲအပြင်ဘက်ကိုသာပြန်ငင်းနေပါတယ်မင်းပုံစံဘာဖြစ်နေရလဲသူခေါင်းခါပြန်လိုက်ပါတယ်ပြီးတော့တက်ပြင်းကိုချတယ်မိုးရီစက်တွေကိုပြန်လဲပြီးတော့ငေးမောနေမိတယ်လင်းနိုင်ဦးကခေါင်းကိုဖြည်းလေးစွာခိုင်းရင်းနဲ့မင်းလည်းဒီပုံတိုင်းဆက်သွားရင်တေးမှာပဲမောင်စိုးကခြာကနေလှည့်ကြည့်ပြီးတော့ဘာကိုပြောတာလဲဒီနေ့မေတော်ရာအကြောင်းမတက်လို့ဖြစ်နေရမလားပြောတဲ့စကားမှန်နေလို့ဘာမှပြန်မပြောပြဘူးလင်းနိုင်ဦးကဆက်ပြောတယ်
ပျော်ပျော်ရွှင်ရွှင်နေစမ်းပါကွာမင်းပုံစံယောက်ျားဈေးကြလိုက်တာလွမ်းတာနဲ့ယောက်ျားဈေးကြတာဘာဆိုင်လို့လဲယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်ချစ်ရင်လွမ်းမှာပဲဘာဆန်းလို့လဲလင်းနိုင်ဦးကမောင်ဆိုးပခုံးကိုစုပ်ကန်လိုက်ပြီးတော့ငါအကောင်းနဲ့ပြောတာပထမတော့မပြောဘူးလို့ပဲထားမလို့ဒါပေမဲ့မင်းပုံစံကိုကြည့်ပြီးတော့ပြောတင်ပြောထိုက်တယ်ထင်လို့ပြောရတာမင်းရတာခံစားနေရတာမေးတော်တာမင်းကိုတော့အတုံးချနေတယ်လို့ပဲနော်တကယ်ချင်းချစ်တာကွာဘယ်တက်နိုင်မှာမလဲတူဖွားဖွားပြောတဲ့မောင်ဆိုးစကားကြောင့်လင်းနိုင်ဦးစိတ်မကောင်းဖြစ်သွားပါတယ်လာကွာကန်တင်းဘက်ကိုသွားရအောင်ဟိုကောင်နေစောင့်နေကြပြီမောင်ဆိုးစိတ်မပါတဲ့ခြေလမ်းလေးနဲ့လင်းနိုင်ဦးရဲ့နောက်ကိုပါလာပါတယ်သူ့ခေါင်းထဲမှာအရာရာကမေတော်တာလွယ်ပြီးတော့အခုအချိန်မှာဘာမှမရှိဘူးကန်တင်းကအကြစိမ့်တစ်ခွက်တည်း၎င်းတငယ်ချင်းတွေနောက်ပြောင်ကြည့်စေတဲ့စကားတွေဒီ၎င်းလှပတဲ့အယောင်ဆုံးចောင်းသူလေးတွေဒီ၎င်းအရာအားလုံးမေတော်တာကိုလွမ်းတဲ့စိတ်အောက်မှာပျောက်ကွယ်သွားပါတယ်မနေ့ကဆိုတိလားသူ့ကိုလာခေါ်နေကြတာတဲ့သူမလိုက်ဘူးနဲ့အော်တာအကျယ်ကြီးပဲလင်းနိုင်ဦးကခိုင်ဝင်းအေးကိုဘသူလာခေါ်တာလဲငါလည်းဘယ်သိမလဲဟာသူတတိယတော့ပြောပြတာသူ့ကိုလာခေါ်ကြတာတဲ့သူကြောက်တယ်တဲ့တေကြီးကတွေးဆဆအမူအရာနဲ့အဖျားကြည့်ရင်အဲ့လိုပဲဖြစ်တတ်တယ်ဟာမိန်းကလေးဆိုတော့ခံနိုင်ရည်ပဲရှိမလဲခိုင်ဝင်းအေးကရှောက်သီးတုပ်ကိုတစွန်းကောက်စားလိုက်ရင်နဲ့ငါတော့ကလည်းအဲ့လိုပဲဖြစ်တယ်လင်းနိုင်ဦးကမောင်ဆိုးကိုလှည့်ကြည့်တယ်မောင်ဆိုးကတက်ပြင်းကိုချတယ်ခိုင်ဝင်းအေးကြောင့်စိတ်ညစ်တယ်ဘယ်ဟာဖြစ်ဖြစ်သူပါကြတယ်သူများလှလှပပတေးတေးတက်တက်လေးတင်ရင်တောင်မှသူလိုက်တေးကြတဲ့သဘောမှရှိတယ်ခိုင်ဝင်းအေးအကြောင်းသိရတာနဲ့တေးကြီးကအစထောင်ပေးလိုက်တယ်နင်းတော့ကဘသူလာခေါ်တာလဲငါတော့ကလာခေါ်တဲ့လူကရိန်းနဲ့တော်တော်တူတယ်ဟာသိလားမျက်ခုံးပိတ်ပိတ်လေးနဲ့ပြောရမယ်ဆိုရင်ဒါပေမဲ့ကိုရီးယားတော့ဖြစ်ပုံမရဘူးခေါင်းမှာထိုးထထောင်နှုတ်ဝတ်တန်စာတွေနဲ့ဟာနည်းနည်းတော့အမြင်ကက်သွားတယ်ဒါပေမဲ့မိတော်တာအကြောင်းလေးသိကျင်သေးလို့စိတ်မဝင်စားတော့လဲဆက်ပြီးတော့နားထောင်ပေးကြရတယ်တေးကြီးကပဲဆက်ပြီးတော့နင့်ကိုလက်တရားဒီလိုမျိုးတိုးတိတ်တောက်ပြန်ပဲလေးဝတ်လာကြတယ်ဆိုတော့ဘယ်သူပြောရလဲရုပ်ရှင်တွေထဲမှာနင်တို့မမြင်ဘူးလားဘာဆိုင်လဲအဲ့ဒါစိတ်ကူးရင်ပြီးတော့ရှောက်ရိုက်ထားတာလက်တွေဝတ်လာတာနင်မြင်ဘူးလို့လားခိုင်ဝင်းအောင်ဘာဆက်ပြောရမှန်းမသိတော့ဘူးလင်းနိုင်ဦးကဝင်ပြီးတော့နက်တီကအဝတ်မဝတ်ပဲဒီအတိုင်းနေချင်နေမှာပေါ့သူတို့ကိုမြင်ရတာမှမဟုတ်တာလင်းနိုင်ဦးစကားကြောင့်ခိုင်ဝင်းအေးကနည်းနည်းတော့ကြောချမ်းသွားပါတယ်ဒါပေမဲ့အရှုံးမပေးဘူးကိုရီးယားနဲ့ဖြစ်မှာပေါ့အဲ့ဒါဆိုကိုရီးယားကားတွေကလိုလာမှာပေါ့နင်းနဲ့ကြမှာအချွန်တက်တွေနဲ့ခိုင်ဝင်းအေးကရှောက်သီးတုပ်စုံကိုဆွတ်ခနဲပြစ်ချလိုက်တယ်ငါတို့ကအလက်ကားစားတာပါခိုင်ဝင်းအေးကနင်းစီလာတာတကယ်နန်းဟာသိလားအဲ့ဒါနင့်ကိုနမိတ်လာပြသွားတာခိုင်ဝင်းအေးစူကောက်ကောက်ဖြစ်နေရကနေဘာနမိတ်လဲနင်နောက်ဘွားကြရင်နက်ဖြစ်မယ်ဆိုတဲ့သဘောဟုတ်လို့လားတေကြီးကဟုတ်တာပေါ့နက်တောင်မှယူနဲ့မဟုတ်ဘူးနက်သမီးလှလှလေးဖြစ်မှာတစ်ဖက်နက်သား900နဲ့တကယ်ပေါ့ခိုင်ဝင်းအေးဟေးနင်မေတော်တော်စီကိုတရင်သွားမင်းငါတို့ဗာလိုက်ချင်တယ်ဟာဘာဖြစ်လို့လဲဆိုတော့ငါတို့လည်းသူ့တငယ်ချင်းတွေပဲတန်းနေသားတွေပဲဟာအခုလိုမျိုးသူနေမကောင်းဖြစ်နေစမှာလေလိုက်ကြည့်တယ်လို့ထင်တယ်ခိုင်ဝင်းအေးကကြာစံဟင်းကားကိုကိုအောင်တောက်ပြီးတော့မှအေးလေလိုက်ခဲ့ကြတယ်လိုက်ခဲ့ပေါ့ငါကတော့မနေ့ပြန်သွားမယ်ပြောရမယ်ဆိုလို့ရှိရင်လေနင်တို့နဲ့ရောဘယ်လိုချိန်ရမှာလဲမင်းတို့ကိုဘယ်ချိန်အားလဲငါအိမ်အရင်လာမလားလင်းနိုင်ဦးတို့အကြောင်းတောင်ဖြစ်နေသေးတယ်မောင်ဆိုသူတို့ကိုပါဆွဲထည့်ပြီးတော့ပေါ်တင်ခွင်စင်နေပြီဆိုတာကိုတော့သဘောပေါက်ပါတယ်ရတယ်လေမင်းစီကိုအရင်လာလိုက်တာပေါ့ခိုင်ဝင်းအေးနဲ့ရောဘယ်လိုချိန်မလဲငါနဲ့မေတော်ရာတို့လမ်းထိပ်မှာစုံမယ်လေ9နာရီလောက်ဒါဆိုလဲပြီးရောလေမင်းတို့ငါအိမ်ကိုမနက်8နာရီလောက်အရောက်လာပေါ့လင်းနိုင်ဦးတို့ကမောင်ဆိုးကိုမျက်စောင်းထိုးပြီးတော့ခေါင်းငိမ့်ပြလိုက်တယ်မောင်ဆိုးကတော့မိုးမမြင်လေးမမြင်ပျော်ရွှင်နေပါတယ်မနက်8နာရီခွဲကလေးကလူစုံနေပြီကြီးတော်နွားလိုက်ကြောင်းမဲ့လင်းနိုင်ဦးတို့တေကြီးတို့ရောက်နေကြပြီရဲမြင့်မှာဘယ်ရဘလို့သတင်းရပြီးတော့ရောက်လာလည်းမသိဘူးလူနာသွားမိမဲ့လူတွေကလူနာမေးရနဲ့မတူပဲပျော်ပျော်ရွှင်ရွှင်နောက်နေကြလို့မောင်ဆိုးရဲ့အမေကနင်တို့ကမွေးနေသွားမှာလားလူနာသွားမိမှာလားမွေးလူနာဘလို့ကတော့နော်အန်တီကတော့တကယ်ဖျားနေရလူနာပါအန်တီရဲ့သားတို့ကိုတွေ့လိုက်ရင်ဒီလိုပဲပျော်ပျော်နေတတ်လို့ပါမောင်ဆိုးဘာမှမပြောဘဲနဲ့နေနေတဲ့အခါမောင်ဆိုးမေလည်းပြုံးပြပြီးတော့အလဲထွက်သွားပါတယ်အဲ့ဒီအခါမှာတေကြီးကမောင်ဆိုးနာကိုကတ်လာပြီးတော့လက်အောင်ဟဲ့အောင်ကြာရင်ချင်းကြီးကမကောင်းမောင်ဆိုးကကောင်းနေပါတယ်လင်းနိုင်ဦးလည်းသဘောပေါက်တယ်အားလုံးပဲအိမ်ကနေထွက်ခဲ့ကြပါတယ်မေတော်လာတို့လက်ထိတ်ကိုရောက်တော့ခိုင်ဝင်းအေးကိုမတွေ့ရသေးဘူးနိုင်ဝဲလောက်ကိုစောင်းလိုက်မှခိုင်ဝင်းအေးရှောက်လာပါတယ်စောင့်နေရတာကြာသွားပြီလား sorry ဘတ်ကားတွေကကြက်နေလို့ဟာ
ဒီလိုနဲ့မေတော်ရာရဲ့အိမ်ကိုရောက်လာကြတဲ့အိမ်ရောက်တော့မေတော်ရာကကတင်ပေါ်မှာဆောင်းလေးခြုံပြီးတော့ပက်လက်ကလေးဘေးမှာမေတော်ရာရဲ့အမေရောအဖေပါရှိတယ်။ဒါအပြင်လေကတုံးအဖြူဝတ်ထားတဲ့လူကြီးတစ်ယောက်ပါရှိပါတယ်။အဲ့ဒီလူကြီးကပါဇက်ကဘာရီရွှွနေမှမသိဘူး။ပွားစီရွှွနေတာလာတွေ့ရတယ်။တေကြီးကအနာကက်လာပြီးတော့တိုက်เสียထင်တယ်ကွာသိလား။ဟုတ်လို့လားကွာ။ပါဇက်ကဒါလောက်ရွှပြီးတော့ပြောနေမှာတော့ဒါပဲဖြစ်မှာပေါ့ကွာ။ခမရတို့ကိုကျွန်တော်ပြောသားပဲဒီအရွက်ကိုရအောင်ရှာပါလို့အခုတော့ဖြစ်ပြီမလားမေတော်ရာရဲ့အမေကပြပြတလဲနဲ့ကျမတို့လည်းရှာတာပဲလက်လဲမီရဘလို့မှရှာမတွေ့လို့ပါဟွန်းဒုက္ခဒါဒုက္ခပေးတာသူ့ကိုဘယ်သူကဒုက္ခပေးတာလဲအားလုံးကခိုင်အေးဝင်းကိုကြည့်ကြပါတယ်တမီးတို့ကသူနဲ့ပေါင်းနေရကြပါပြီသူ့ကိုဒုက္ခပေးရလို့မရှိပါဘူးတကယ်ပါအခုဘဝမဟုတ်ဘူးအရင်ဘဝဟုတ်လားဟုတ်တယ်အရင်ဘဝမကြည်နဲ့တာဒီညောင်မုတ်စိတ်အရွက်ကို2ရက်အတွင်းမရလို့ဖြစ်တာဗျခင်ဗျားတို့ညံ့နေဗျာဟုတ်ကဲ့ပါဆရာရဲ့ကျမတို့လည်းစုံစမ်းပါတယ်မရှိလို့ပါမောင်စိုးသဘောပေါက်တင်တဲ့လောက်တော့ရှိသွားတယ်မေတော်ရာကိစ္စတွေလိုက်ပြီးတော့ဆောင်ရွက်ပေးနေကြဖြစ်လို့ဒါရတနာတစ်ခုလောက်ခိုင်းမှန်းသဘောပေါက်လိုက်ခြင်းဖြစ်ပါတယ်ညောင်မုတ်စိတ်ကမေတော်ရာအတွက်ဒီတစ်ချိန်အရေးကြီးနေပြန်ပြီဒါကြောင့်မဝင်မရဲဝင်ပြီးတော့အန်တီညောင်မုတ်စိတ်ကိုဘာလို့မလုပ်လဲလှုပ်ရှားလေးတွေရှိလို့ပါသားရဲ့အန်တီတို့ရှာတာလဲနှံ့နေပြီညောင်မုတ်စိတ်ပင်ကိုမတွေ့လို့ဘယ်နေ့နောက်ဆုံးလဲအန်တီအချိန်ကတော့ကြော်နေပြီဒါပေမဲ့မနေ့ပြန်တရက်တော့ခွင့်လွှတ်လို့ရသေးတယ်အဲ့ဒီချိန်မှာပဲမေးတော်တာကအိတ်နေရာကနေနိုးလာတယ်သူမဘေးနာကလူတွေကိုဦးချောင်ချောင်နဲ့လိုက်ကြည့်ပြီးတော့နင်တို့ရောက်နေတယ်ခိုင်ဝင်းအေးကမေးတော်တာရဲ့နှဖူးလေးကိုအတာဖွားဖွားတာဆန်ပြီးတော့ရောက်နေရကြပြီဟာနေကောင်းအောင်လေနော်ငါတို့ရှိတယ်အေးဟာသွေးလွန်တုတ်ကွေးဆိုလားအဲ့ဒါပြက်တာဒါပေမဲ့အဖျမကြသေးဘူးငါလဲစေးတောက်ကကြောက်ဘယ်ဟာလားသွေးလွန်တုတ်ကွေးရမှာလဲသွေးလွန်တုတ်ကွေးဆိုလဲဒီလောက်ဆိုပျောက်တော့ပြီအခုဟာအရင်ဘဝမကြိမ်နဲ့လို့ဖြစ်တာတိုက်စရာအတင်းကြီးစကားစားဖြစ်ပြီးတော့ဝင်ပြောတယ်မေတော်ရာကတော့ဘာမှဆက်မပြောတော့ဘူးမေတော်ရာရဲ့အမေတွေလည်းခေါင်းလေးငုံပြီးတော့နားထောင်နေကြတယ်မောင်စိုးမနေနိုင်တော့ဘူးအဲ့ဒီကျွန်တော်တို့လိုနေတဲ့ညောင်မုတ်စိတ်ကိုမနေ့ပြန်နေ့လည်းလောက်ရအောင်ရှာပေးရင်ရလားတိုက်စရာဝင်လာပြီးတော့ရတယ်နေ့လယ်7 နာရီလောက်ရရင်ပြီးပြီကျန်တာငါအပိုင်းထားမောင်စိုးတငယ်ချင်းတွေကိုတစ်ချက်လှည့်ကြည့်လိုက်ပြီးတော့မှမေတော်ရာရဲ့အမေနဲ့တိုက်စရာကိုကြည့်ပြီးတော့ရကိုရစေရမယ်စိတ်ချပါညောင်ပင်တိုင်းကညောင်မုတ်စိတ်ထွက်လာမထွက်လာတော့မောင်စိုးမသိဘူးဒါပေမဲ့ညောင်မုတ်စိတ်ထွက်တဲ့ညောင်မုတ်စိတ်ကိုတော့မြင်ခဲ့ဘူးတယ်ညောင်ပင်ကတက်တန်းရဲမှမုတ်စိတ်ထွက်တယ်လို့ထင်တယ်ဒါပေမဲ့နှုတ်စဉ်အခါမှာတော့ထွက်လာမသိဘူးညောင်မုတ်စိတ်ရှာပုံတော့မှအားလုံးပါလာကြတယ်လင်းနိုင်ဦးရဲမြင့်တေစီပြီးတော့ခိုင်အေးဝင်ဖေကညောင်ပင်မဟုတ်ဘူးတဲ့ကိုပိုင်ခြံဝင်းထဲမှာပေါက်နေတဲ့ညောင်ပင်လို့ပြောတယ်အဲ့လိုသတင်းစကားယူလာတော့တော်တော်စိတ်ညစ်သွားပါတယ်ရန်ကုန်မှာညောင်ပင်ကိုအိမ်တိုင်းမထားဘူးညောင်ပင်ကတွေးကြရငုံပြီးတော့အမြင့်ဆွဲတတ်ကြတာကြောင့်အပင်မကြီးခင်ကလေးကခုတ်လဲပြစ်ကြတာများပါတယ်အပင်ကြီးလာရင်လဲဟိုအကောင်ခိုးဒီအကောင်ခိုးနေမှကြောက်ကြလို့စောစောစီးစီးကလေးကကိစ္စတုံးပြစ်ကြတာများတယ်ဒါပေမဲ့ရှိတော့ရှိရဲ့ရှားတယ်မတတ်နိုင်ဘူးဂရီပေးပြီးမို့ရှာရပြီးတော့မယ်လင်းနိုင်ဦးကဘယ်ရသတင်းရလာလဲမသိဘူးငါတို့ရက်ွက်တဲ့ချက်တစ်ချက်မှာတော့ရှိရဲကွနက်ကုန်းနေပိုင်းနဲ့ကိုးကွယ်ထားပုံရတယ်လွယ်တော့လွယ်မှမထင်ဘူးစူးစမ်းကြည့်မလားမောင်စိုးအတွက်မျောလင်းချက်လန်းစာလေးတော့ပေါ်လာတယ်ဘာပဲဖြစ်ဖြစ်စူးစမ်းကြည့်ရမှာပဲဖြစ်တယ်မင်းတို့ပါလိုက်ခဲ့နော်မခေါ်ရင်လည်းလိုက်မှာပဲဖြစ်တယ်ခေါ်တော့မှအင်တာနက်နဲ့ဖြစ်ကုန်ကြတယ်လာပါကွာလိုက်ခဲ့ပါကုသိုလ်ရပါတယ်တေးကြီးကဘိုက်ကိုပုတ်ပြတယ်အခုချိန်မှာအစားအသောက်အတွက်လိုအပ်နေကြောင်းပြတဲ့သဘောပဲမောင်စိုးကဒါကိုသဘောပေါက်ပြီးတော့စိတ်ချပါကွာအားလုံးပြီးသွားရင်မင်းတို့ကြိုက်တာစားငါကျွေးပါမယ်ဒီလိုမှပေါ့အဲ့ဒီစကားကိုခိုင်ဝင်းအေးရဝင်ပြောခြင်းဖြစ်ပါတယ်အဲ့ဒီနောက်မှာသူတို့တစ်ဖွဲ့လုံးလင်းနိုင်ဦးတို့ရက်ွက်ဘက်ကိုခြိတက်လာပါတော့တယ်အိမ်အခြေအနေကြည့်ရတာတော့တိတ်ဆိတ်ငြိမ်သက်တာတွေ့ရတယ်လူပြိုကြီးအိမ်ရိုးလိုလည်းသိရတယ်တူမ3ယောက်နဲ့အတူတူနေထိုင်နေမောင်စိုးကလင်းနိုင်ဦးနာကိုကပ်ပြီးတော့မင်းနဲ့တော်တော်ခင်လားမခင်တဲ့အပြင်ငါ့ကိုဆိုကြည့်လို့မရဘူးကြားရတာအားရှိစရာပဲအဲ့လူကြီးကမလွယ်ဘူးကွသူ့ကိုခင်လို့မယ်လို့စကားပြောရင်တောင်မှသူ့တူမရဲ့မျက်နှာနဲ့ဝင်ပြီးတော့ရောတယ်လို့ထင်နေတာတရက်ကွက်လုံးနဲ့မတည့်ဘူးဒါနဲ့များမင်းကဘာလို့ခေါ်လာသေးလဲ
မင်းအဆင့်ပြောင်းလဲပြောရသေးတယ်မောင်ဆိုးငြိမ်သွားပါတယ်ဘာလို့လောက်ရမှမသိဖြစ်ပါတယ်တေကြီးကအဲ့လောက်လဲစိတ်မညစ်ပါနဲ့ကွာတောင်းလို့မရရင်ခိုးမယ်လေတငယ်ချင်းတွေကဒါမျိုးတော့အားကိုးရပါတယ်အခုချိန်မှာဘယ်သူမှနောက်ဆုတ်ဖို့စိတ်ကူးမရှိဘူးခံဝင်းအရာအစားပါမေတော်တာငါတငယ်ချင်းသူအခက်အခဲဖြစ်နေချိန်မှာငါကူညီရမယ်ပါလေနင်းကိုယ်တိုင်ညောင်ရက်ကိုတက်ခူးမလို့လားဟဲ့မင်းကလေးကညောင်မင်ပေါ်တက်စီရလားဒါဆိုနင်ကအဲ့ဒီလူပြိုကြီးဆိုတဲ့လူကိုငါစီးယုံထားမယ်နင်တို့ကဟိုဘက်ခြံစည်းယုံနာကြနေတဲ့ညောင်ကိုင်းရအရွက်ကိုတက်ခူးဘလို့လဲအားလုံးတယောက်မျက်နှာတယောက်ကြည့်မိကြတယ်ခိုင်ဝင်းအေးရဲ့အကြံကအခုချိန်မှာအသင့်တော်ဆုံးဖြစ်ပါတယ်လင်းနိုင်ဦးကအိုးဆောင်ပြီးတော့အဲ့ဒီအကြံကိုထောက်ခံတယ်သူ့အကြံကောင်းတယ်ဒီလူကြီးဒီအတိုင်းတောင်းနေဆိုရင်ပြီးမှာမဟုတ်ဘူးအဲ့တော့ခိုင်ဝင်းအေးဘလို့စီးအောင်ပါလဲခိုင်ဝင်းအေးကရှက်ပြုံးလေးနဲ့တခိခိရေးပြီးတော့မာယာတွေသုံးရမှာပေါ့ဟာအားလုံးရှိဖြစ်ကြပါတယ်ခဏကြာတော့သူတို့အုပ်စုခွဲလိုက်တယ်မောင်စုတို့ယောက်ျားလေးအုပ်စုကဘေးဘက်ခြံကောင်းရနာကိုကတ်သွားကြတယ်လူရှင်းတဲ့ရက်ွက်ဖြစ်လို့သူတို့လှုပ်ရှားမှုကိုဘယ်သူမှသတိမပြုမိဘူးပြီးတော့ရက်ွက်နေကန်လင်းနိုင်ဦးတယောက်လုံးပါလာလို့ဘာပြဿနာမှမရှိဘူးခိုင်ဝင်းအေးကတော့ခြံတကားနာသွားလိုက်ပြီးလူခေါ်ခေါင်းလောင်းကိုတီးလိုက်ပါတယ်ခဏကြာတော့ခြံထဲကိုအသက်40လောက်ခံမှန်းရတဲ့လူတစ်ယောက်ဆင်းလာပါတယ်ဘယ်သူနဲ့တွေ့ကြလို့လဲအကိုကြီးနဲ့ပေါ့လူပြိုကြီးကြောင်တောင်ဖြစ်သွားတယ်ဒါပေမဲ့သူ့ကိုအကိုကြီးလို့ခနဲ့ကလေးကခေါ်လိုက်လို့ချိန်နဲ့သွားပုံကမျက်နှာမှာဘလုံးမဖုံးပြီးမရဘူးညီမလေးလူမားနေပြီနဲ့ထင်တယ်အိုးမမားပါဘူးအကိုကြီးမအကိုကြီးပါညီမလေးကိုမမတ်မိဘူးလားလူပြိုကြီးကနည်းနည်းတော့တွေ့ဝေးသွားတယ်သူတိတ်တိတ်ကြိတ်ပြီးတော့ရှုပ်ထားတဲ့ခွင်နေလာရှုပ်နေပြီလားဆိုပြီးတော့စိုးရင်သွားပါတယ်ဒါပေမဲ့ချက်ချင်းပဲပြန်ပြီးတော့ဟန်ဆောင်လိုက်တယ်ညီမနာမည်ဘယ်သူလဲဟင်အခုမှကြည့်မမတ်မိကြအောင်စောင့်နေပြန်ပြီတန်စင်ကိုမမတ်မိတော့ဘူးလားလို့တန်စင်ဟုတ်လားလူပြိုကြီးကရှေးရွံ့ရင်းနဲ့ခြံတကားကိုဖွင့်ပြီးတော့အပြင်ထွက်လာပါတယ်ဘယ်ရပါလဲမြောက်ဥက္ကလာကလေအကိုကြီးဟိုတခါအိမ်လာလေတော့လိပ်စာပေးသွားတာတန်စင်အကိုကအကိုကြီးတငယ်ချင်းလေအဲ့ဒါအကိုကြီးစီကိုအလုံးလျှောက်လာတင်ခိုင်းလိုက်လို့လူပြိုကြီးတက်ပြင်းကိုချတယ်လူမားတာတေးကြသွားပြီဆိုတာသိလိုက်လို့ဖြစ်တယ်ဒါပေမဲ့ကောင်မလေးကအလှထပါထလေးဖြစ်လို့နည်းနည်းတော့ရှင်းလိုက်အောင်ပါပဲလို့စိတ်ထဲမှာတေးထားလိုက်ပြီးတော့ငါညမအိမ်မားလာပြီအကိုကြီးကဘာအလုံးမမလုပ်ဘာအလုံးလျှောက်လာမှတောင်းမထားပါဘူးဒါနဲ့ညီမလေးလိပ်စာဘလို့ရေးထားရလဲအဲ့ဒီအချိန်မှာခိုင်ဝင်းအေးကခြံဝါးတဲ့မှာရုတ်တရက်ထိုင်ကုန်ပြတ်တော့တယ်ညီမလေးတရုတ်လာရင်လည်းလိပ်စာပျောက်သွားတယ်အကိုမှားလိုက်တာလောက်လေးနဲ့လာခဲ့ရတာတင်ရင်တော့ဒုက္ခပဲညီမလေးတို့အဆုခံရတော့မှာလူပြိုကြီးကပတ်ဝန်းကျင်ကိုတစ်ချက်လေးလာလိုက်တယ်လူရှင်းနေတာတွေးလို့တော်တော်လေးကိုအားရကျဉ်းနေသွားတယ်ဒါကခွင်ကောင်းမယ်မငိုပါနဲ့ညီမလေးရဲ့အကိုကြီးကူညီပေးမှာပေါ့အဲ့ဒီချိန်မှာတေကြီးကအုတ်တိုင်းတောင်းကချောင်းနေရာကနေလှစ်ခနဲခွာလိုက်ပြီးတော့မောင်ဆိုးလို့ရှိရအောင်ပြေးထွက်ခဲ့တယ်အခြေအနေကောင်းပြီဟဲ့ဟျောင်းနေလှုပ်ရှားတော့ငနေရမျောနေပြီโอเคဒါဆိုဘယ်သူအရင်တက်မလဲအားလုံးကမောင်ဆိုးကိုကြည့်တယ်ဒီကိစ္စသူကိစ္စဖြစ်လို့မောင်ဆိုးသူ့တာဝန်ကိုနားလဲပါတယ်ဒါကြောင့်မင်းတေးမင်းကဗလာအကြီးဆုံးဆိုတော့ငါ့ကိုထမ်းပေးငါတက်မယ်တေးကအင်တာနက်လုံးနေတာတွေ့ရလို့လင်းနိုင်ဦးကဟျောင်းလုံးမဖြစ်အမြန်လို့လေဟိုမှာမင်းဖေကမျောနေတော့လေအရာအလုံးအေးစစ်စစ်ပဲလူပြိုကြီးခင်များလဲမျောလို့ကောင်းလို့ပဲမောင်စိုးအုံနရံပေါ်ရောက်တော့အနီးဆုံးအကိုင်းကညောင်ရက်ကိုလှန်ဆွဲပါတယ်လက်တကန်းအလိုကိုနည်းနည်းလေးလိုနေသေးလို့အရှိကိုနည်းနည်းအားယူပြီးတော့ဆွဲတော့ခွေးပြဝက်ပြအုံနရံပေါ်ကခြေချော်ကြတယ်မိယာအကိုင်းကိုလှန်ဆွဲတော့လဲခန္ဓာကိုယ်ဝိတ်ကိုမနိုင်လို့မြေပြင်ပေါ်ဖင်ထိုင်ရလေးကျသွားတယ်ကြောက်အားလက်အားနဲ့ကုံယုံထပြီးအုံနရံကိုမောကြည့်တော့တော်တော်မြင့်လို့ပြန်တက်မရတော့ဘူးမောင်ဆိုးစိတ်ကိုအေးထားပြီးတော့ဘာလို့မလဲစဉ်းစားတယ်သူလဲကြတဲ့အချိန်ကြောင့်မြေပြင်မှာညောင်ရက်တွေပြန့်ကျဲနေတာတွေ့တယ်။ဒါကြောင့်အားတက်သွားပြီးတော့လိုရမယ်ရ3ရက်လောက်ဘောင်းမီအိတ်ထဲကိုကောက်ထည့်ထားလိုက်ပြီးတော့အကြံတစ်ခုရသွားလို့ခက်တီတီပဲခြံဝါဘက်ကိုလမ်းလျှောက်ထွက်ခဲ့တယ်။ခိုင်အေးဝင်းကမောင်ဆိုးခြံဝါကိုလမ်းလျှောက်လာတာတွေ့လို့တော်တော်ကြောက်လန့်သွားတယ်။လူပြိုကြီးကတော့ခြံဝါကိုကြော်ခိုင်းထားလို့ဘာမှမသိဘူး။ညီမလေးကြုံတဲ့အချိန်တိုင်းကြုံဝင်มาထွက်ပါတော့အကိုကြီးအိမ်ကညီမလေးအတွက်တကားမရှိဓာတ်မရှိခြံဝါမှာလှည့်ကြည့်တော့မှပြုံးကြီးရှိနေတဲ့မောင်ဆိုးကိုတွေ့လိုက်ရတော့နေကောင်းနေတော့အကိုကြီးတောင်းမယ်
အေးကောင်းတယ်ဟဲ့ပြန်ပြောပြီးတော့အလှဲ့မှာတစုံတစ်ခုကိုသဘောပေါက်သွားတဲ့ဟန်နဲ့ဟာဒီကောင်ဘယ်ကထွက်လာတာလဲခိုင်ဝင်းအေးပါမသိဘူးလေငါအိမ်နေရဟဲ့နေအောင်မောင်ဆိုးကအလှဲ့တောင်မကြည့်တော့ဘူးတခါတည်းတုတ်ချီတင်ပြီးတော့ပြေးပါတော့တယ်မောင်ဆိုးပြေးတာတွေ့တော့လင်းနိုင်ဦးတို့တေကြီးတို့လည်းတစ်ဖက်လမ်းကနေထွက်ပြေးကြတယ်လူပြိုကြီးခင်များမှာတော့ဒီကောင်တခိုးအဲ့ဒီကောင်တခိုးအိုးအကိုကြီးကလည်းအဲ့လိုမအော်ရအောင်လေသူများတွေကြားကုန်မယ်ညီမလေးမတွေ့မိပါဘူးခြံဝမှာညီမလေးတို့ရှိတာပဲဒါဆိုဒီကောင်ဘယ်ကနေရောက်လာတာလဲသူ့ဘာသာသူပေါ်လာတာနေမှာပေါ့နဲ့လာမှမသိတာဘာနဲ့လဲညောင်ပင်ဆောင်နဲ့ဟေးလူပြိုကြီးမျက်လုံးပြူးပြီးတော့ကြံခဲ့တဲ့အချိန်မှာခိုင်ဝင်းအေးလည်းခက်တွက်လှည့်ထွက်ခဲ့တယ်လူပြိုကြီးခင်များဘာတွေဖြစ်ကုန်မှန်းတွေးမရအောင်ခေါင်းကုပ်လိုက်ဖင်ကုပ်လိုက်နဲ့ကြံရိပ်ခဲ့တာဖြစ်ပါတယ်ဘဝမှာလူတစ်ယောက်ကတစ်ကြိမ်တစ်ခါတော့ချစ်ဖူးကြတယ်အချစ်ကတစ်ခါတရံလူတစ်ယောက်အတွက်နစ်နာမှုလားဒါမှမဟုတ်ပျော်ရွှင်မှုလားမိတော့ဘာလဲဟာခိုင်ဝင်းအေးကခေါ်ခြင်းဖြစ်ပါတယ်မိတော်တာကနေကြစီစားနေရကနေပြန်ပြီးတော့ထူးတယ်နင့်ကိုမောင်ဆိုးကတော်တော်ချစ်တာပဲနော်တော့ပါဟာဘာလဲလာပြောနေမှလည်းမသိဘူးနင်ရောအဲ့ဒီကောင်ဘလို့သဘောထားလဲဘလို့မှသဘောမထားဘူးခိုင်းချင်တိုင်းခိုင်းပြီးတော့ဘာဆိုင်လို့လဲဟာတငယ်ချင်းမို့လို့အခုညီတောင်းတာပဲခိုင်ဝင်းအေးကမိတော်ရရဲ့ပခုံးကိုခက်ပပလေးတိုက်လိုက်ပြီးတော့တနာပါတယ်ဟဲ့နင်အောင်တွေကဘယ်လောက်ရလဲကောင်မနော်ဖြစ်စီခြင်းလို့ပြောနေတာမောင်ဆိုးမှာဘာညင်းစရာရှိလို့လဲသူခင်ဗျာနင့်ကိုချစ်လို့လှုပ်ပေးရတာညောင်ပင်ပေါ်ကတော့ပြုတ်ကြတယ်ခိုင်ဝင်းအေးကဒါမျိုးဆိုတိတ်ကိုဝါသနာပါပါတယ်ကိုထမင်းကိုစားပြီးတော့အတင်းကြီးကိုအောင်သွဲတယ်ဟဲ့ပြောဆိုဘာလဲဟာနင်ကတမျိုးနင်မောင်ဆိုးကိုမချစ်ဘူးလားလို့မသိဘူးအမူမဘာအမူမလဲဟုတ်တယ်လေနင်အခုမူနေတာပေါ့အဲ့ဒီချိန်မှာအခန်းထဲကိုဆရာမဝင်လာလို့စကားစပြတ်သွားကြပါတယ်မေတော်ရာဟဲ့မောင်ဆိုးဘလို့ဖြစ်လာတာလဲငါအိမ်ပြန်မလို့ဟာနင်တို့လမ်းထိပ်ရောက်တော့နင့်ကိုတွေ့လိုက်တာနဲ့ပြေးလိုက်လာတာနင်ကပဲလာတာလေဟိုဘက်လမ်းမှာငါအတော်ရင်ရှိရလေအဲ့ဒီကလာတာနင်ထီးမပါဘူးလားဒါဆိုငါနဲ့အတူတူဆောင်လေနင်ဘယ်ကလာတာလဲမေတော်ရာဈေးဘက်ကလာတာဟာဈေးသွားဝယ်ရလားမဟုတ်ဘူးမနေ့ပြန်ငါတို့အိမ်မှာနက်ကနာပွဲရှိလို့အုံပွဲငပြောပွဲတွေသွားမှာလားနက်ကနာပွဲဟုတ်လားဟုတ်တယ်နင်လာခဲ့ပါလားငါအဲ့ဒါမျိုးတစ်ခါမှမကြည့်ဘူးအေးလေအဲ့ဒါကြောင့်လာကြည့်ပါလားလို့ပြောတာပေါ့ခိုင်ဝင်းအေးတို့တောင်မှပြောပြီးပြီမောင်ဆိုးစဉ်းစားတယ်နက်ပွဲလည်းမကြည့်ဘူးတဲ့အတွက်ကြည့်ကြနေပြီးတော့မေတော်တာကိုလည်းတွေးကြနေဒါကြောင့်မို့ငါလင်းနိုင်ဦးတို့ပါခေါ်လိုက်မယ်နော်ရလားမေတော်တာကခေါင်းငိမ့်ပြပြီးတော့ရတာပေါ့ခေါ်ခဲ့လေဒီလိုနဲ့သူတို့လမ်းလျှောက်လာကြတယ်မေတော်တာဘာလဲဟာနေရလဲငါနင့်ကိုတိတ်ချစ်တယ်ဟာအရင်လိုမျိုးမေတော်တာရံမတွေ့တော့ဘူးအခြေအနေတော့ကောင်းတယ်လို့မောင်ဆိုးတက်လိုက်တယ်နင့်ကိုငါဘလောက်ချစ်လဲနင်သိပါတယ်ဟာငါနင့်ချစ်ကိုအရန်လိုချင်တာပဲငါ့ကိုအဖေဘယ်တော့ပေးမလဲမေတော်တာဘာမှပြန်မပြောဘူးရှောင်းမြဲအတိုင်းဆက်လျှောက်တယ်ခဏကြာတော့မေတော်တာခြံချီကိုရောက်တော့ရက်လိုက်တယ်နင်ပြန်တော့နော်ရှော့ထီးယူသွားငါ့ကိုဘယ်တော့အဖေပေးမှလဲထီးယူသွားနော်အိမ်ပြန်တော့မနေ့ပြန်လာခဲ့သိလားပြောပြီးတော့ထီကိုဘေဘီခြံတကားဖွင့်ပြီးတော့ဝင်သွားတယ်။မောင်ဆိုးထီကိုကန်ရင်းနဲ့ခြံဝမှာရက်ပြီးတော့ကြံခဲ့ပါတယ်။မောင်ဆိုးခြံဝမှာရက်ပြီးတော့ကြံခဲ့တယ်။မေတော်ရာအိမ်ထဲဝင်သွားတဲ့အထီးကြည့်နေမိတယ်။အိမ်တကားဖွင့်ပြီးဝင်သွားပြီးတဲ့နောက်မေတော်ရာကမောင်ဆိုးကိုလက်ပြလိုက်တယ်။မောင်ဆိုးလည်းလက်ပြန်ပြရင်းနဲ့ကြံခဲ့ပါတော့တယ်။ဟေ့ဒီနေ့အဖြစ်ရအောင်တောင်းအလာလန်းမာတွေကတငယ်ချင်းတွေကအဲ့လိုမျိုးမြောက်ပေးကြပါတယ်။ဖြစ်ပါမလားကွာလူတွေကရှုံနေမှာလူရှုံမှပိုကောင်းမှာပေါ့ကွာဘယ်သူမှသတိမထားမိမှာလက်နေမနေနဲ့တော့ဟဲ့ခံသွားရမယ်ဘာကြောင့်မှမသိမောင်ဆိုးပျော်နေပါတယ်လင်းနိုင်ဦးတေကြီးတို့ကနက်ပွဲကိုတွားငင်းနေကြတယ်သူကတော့ခြံထဲမှာဟိုရန်အောင်တရန်အောင်နဲ့မေတော်တာကိုလိုက်ရှာနေပါတယ်လူတွေရှုပ်ထွေးလာတဲ့ခြံထဲမှာမေတော်တာကိုမတွေ့သေးဘူးစူညံလာတဲ့နတ်ထိုးတန်ကလည်းခြံထဲမှာပြန့်နှံ့လျက်ရှိနေပါတယ်ရောင်တောင်ဖြစ်နေတဲ့မောင်ဆိုးရဲ့အနာကိုခိုင်ဝင်းအေးရောက်လာပြီးတော့ဟဲ့နင့်ကိုဟိုကောင်နေမင်းနေရယ်ဘသူတွေရှိရမှာလဲလင်းနိုင်ဦးလို့ပေါ့ငါဟိုဟာကိုရှာနေတာမေးတော့လားအေးသူလဲတူရှိရလာခဲ့လေမောင်ဆိုးခိုင်ဝင်းအေးနောက်ကိုလိုက်သွားပါတယ်နက်ပွဲနားကိုရောက်တော့စကားပြောလို့မရအောင်ဒိုးတန်စူညံလာပါတယ်ဟဲ့လာဒီနာကိုခေါ်တန်ကြားလိုက်တော့လှည့်ကြည့်တော့တေးကြီးဖြစ်နေတယ်
မောင်ဆိုနာနာကက်ပြီးတော့ခေါ်တန်ကြလို့လှည့်ကြည့်လိုက်တော့မိတော်တာနင်ငါ့ကိုလိုက်ရှာနေရဆိုအေးမောင်ဆိုနင်နက်ကိုယုံလိုက်ရင်ယုံကြည်မှုတစ်ခုဆိုတာလူတိုင်းမှာရှိပါတယ်ကိုမယုံကြည်တိုင်းလဲသူတို့ကယုံကြည်မှုကိုမပိတ်ပင်ကောင်းဘူးလေငါအပွင့်လင်းဆုံးပြောရရင်မကိုးကွယ်ပြစ်ခဲ့ဘူးဒါပေမဲ့မယုံကြည်ဘူးဆိုတဲ့စိတ်ငါမှမရှိဘူးဒါဆိုနင်ယုံကြည်ရပေါ့နင်ရောငါကတော့ယုံတယ်လေနင်ယုံရင်ငါလည်းယုံပါတယ်ဟာဒါဆိုဝင်ကဘလို့အဲ့ဒါဆိုဝင်ကားလို့မောင်ဆိုးမျက်လုံးပြူးသွားပြီးတော့ငါနက်ကရမယ်ဟုတ်တယ်ယုံနေဆိုတာမှန်ရင်ဝင်ကပြငါနက်မှမကတတ်တာမိတော်တာကလေးလေးလိုမောင်ဆိုးရဲ့လက်မောင်းကိုဆွဲလှုပ်လိုက်ပြီးတော့မရဘူးကရမယ်ငါ့ကိုချင်ကမောင်ဆိုးရင်ထဲမှာလှုပ်ခနဲတစ်ချက်ဖြစ်သွားတယ်ငါ့ကိုချင်ရင်ဝင်ကဆိုပဲမိတော်တာကလင်းနိုင်ဦးတို့ကိုအဲ့ဒီအကြောင်းသွားပြောတယ်လင်းနိုင်ဦးတို့ကလည်းဒါမျိုးစောင့်နေတာဖြစ်လို့ဟုတ်တယ်ဝင်ကမင်းကနက်ကရင်ကြည့်ကောင်းမှာဟုတ်တယ်မောင်ဆိုးရဝင်ကစမ်းမှာအတွေ့အကြုံရတာပေါ့ဒီလိုနဲ့တယောက်တစ်ပေါက်ဝိုင်းမြောက်ပေးရင်လည်းရက်ကန်နဲ့ရောက်လာတော့မောင်ဆိုးကိုနက်ကရာတွေဝိုင်းကြည့်ရင်ပထမတော့ကြောင်တောင်ဖြစ်နေတယ်ပြီးတော့မှကဲဖေကျော်ကြီးဒီကသားလေးကလည်းဖေကျော်နဲ့အတူတူပျော်မလို့တဲ့မောင်ဆိုးကိုနက်ကတော်တွေဝိုင်းလိုက်ကြပါတယ်မောင်ဆိုးခင်ဗျာနက်ကတော်တွေကြားမှာဖို့မိပဒမိရက်နေမိပါတယ်ကဲသားမေစီးမယ်နော်ဗျာဒီသားလေးကတော့ဒုက္ခပဝါစီးမယ်လို့ပြောတာတကယ်ပဲလန်တီးလန်တက်နဲ့ဘာလေးမှမသိဘူးမောင်ဆိုးစိတ်ညစ်သွားပါတယ်ခေါင်းမှာရောရှင်ဝါမှာပါပဝါတွေရောက်လာတယ်အဲ့ဒီချိန်မှာပဲပွဲရစတော့တယ်ဝင်မဲ့အနက်ကကိုကြီးကျော်ပွဲဦးမင်းကြွလာပြီဆိုမောင်းမတွေလာကြိုပွဲလေမင်းကြွလာပြီဆိုမောင်းမတွေလာကြိုပွဲသိမ်းမင်းကြွလာပြီဆိုမောင်းမတွေလာကြိုဆိုင်းတန်ပုံတန်နေကြတဲ့မောင်ဆိုးဦးကြောင်ကြောင်ဖြစ်နေတယ်နက်ကတော်တွေကဆိုင်းဝိုင်းနဲ့အညီနဲ့အကကိုကတာမောင်ဆိုးကိုဖေးမကြတယ်တားလေးကလေးကပရိသတ်ကလည်းအားပေးကြတယ်လင်းနိုင်ဦးတို့တေကြီးတို့အဆိုးဆုံးပဲမောင်ဆိုးတဖြည်းဖြည်းပျော်လာပါတယ်တီလုံးအလိုက်ခြေဖနှောက်မြောက်ကြွဖြစ်လာတယ်ရွှေလန်းငွေလန်းခင်းလို့ပေးမယ်ကြော်တို့ဖေးကြော်ရွှေလန်းငွေလန်းခင်းလို့ပေးမယ်ကြော်တို့ဖေးကြော်ခဏနေတော့မောင်ဆိုးလက်ထဲအရက်တပလင်းရောက်လာတယ်ကြည့်လိုက်တော့ rap label တေးရ rap label ကိုကြည့်ပြီးတော့ရှာတတ်တယ်ဒီလိုမှန်းသိငါလည်းဝင်ကပါတယ်ကွာဆိုပြီးတော့နောင်တရတဲ့နဲ့ညီးပါတယ်မောင်ဆိုးက rap label ကိုကြည့်ပြီးတော့ခေါင်းလေးတင်းငိမ့်လှုပ်တယ်အခုချိန်ကစားပြီးတော့ကိုကြီးကျော်ကသူ့ကိုစပြီးတော့မားစားလေပြီဖေကျော်ကြီးကိုချစ်လိုက်ပါတယ်မောင်မရီရဲ့ရွှေဆိုရွှေမရှာငွေဆိုငွေမရှာစိန်ဆိုဗရမများဖေကျော်ကပို့တဲ့မြတ်တာကြီးမောင်ဆိုးပါဆက်တဲ့ red label ဘယ်နှပတ်လောက်ဝင်သွားလဲမသိဘူးစိုင်းတန်တဲ့အတူခန္ဓာကိုယ်ကလည်းစီးကျညီညီရိမ့်ွက်လာပါတယ်နတ်တချင်းကလည်းတော်တော်လေးကိုမြူးကြွနေရပဲရွာသားကလည်းတဖြည်းဖြည်းအရှိန်မြင့်လာတယ်မောင်ဆိုးကလည်းအရှိန်မြင့်လာပါတယ်လင်းနိုင်ဦးကလည်းရှာတက်ပဲအဖေကျော်ထွက်လို့လဲတာလားမလဲတာလားတော့မသိဘူးမောင်ဆိုးကအရက်မူးပြီးတော့လဲသွားပါတော့တယ်ပြီးတော့မောင်ဆိုးရိုင်တိရိုင်ထိုးနဲ့နတ်ပွဲတွေကထွက်လာတယ်တငယ်ချင်းနေနာကိုရောက်တော့မင်းကရာရှိလဲမိုက်တယ်ကွာလင်းနိုင်ဦးကအားပေးတယ်တေးကြီးကကိုကြီးကျော်ဒီနေ့ထက်လာအောင်မလားယင်မင်းကဘာလုပ်မလို့လဲငါလဲဝင်ကြလို့မင်းဝင်ကြတာငါသိရယ် rap label ကြောင့်အားလုံးကဝိုင်းရီလိုက်ကြတယ်ဘာပဲဖြစ်ဖြစ်ပျော်စရာတော့ကောင်းသွားတယ်မောင်ဆိုးကရီတီမျက်နှာနဲ့တော်တာမေးတော်တာတန်တော်လဲကြည့်တယ်သူ့နာမည်ကိုတော်တာလို့ပြောင်းခေါ်လိုက်လို့ဖြစ်ပါတယ်ဖေးကျော်တကူနှစ်ဆတိုးပြီးတော့အစွမ်းပြလိုက်ပြီမောင်ဆိုးရဲသွားတယ်ဒါကြောင့်မေတော်ရရဲ့လက်ကိုစက်ခနဲဆွဲကင်ပြီးတော့ပရိသတ်အလျားထွက်တယ်လူရှင်းတဲ့ခြံစည်းရိုးထောင်ကိုခေါ်သွားပြီးတော့အိုးမေတော်ရရဲ့မချစ်တင်တဲ့အတန်လေးပဲဖြစ်တယ်မယုံခံမဲဘူးမေတော်ရာမောင်ဆိုးရင်ခွင်ထဲမှာငိမ့်သက်လျက်ရှိပါတယ်တော်တာတော်တာကိုချစ်တယ်ဆိုတာယုံမိလားယင်ယုံမယုံရင်အိုးနောက်တစ်ခါအိုရပြန်တယ်နောက်ဆုံးတော့မောင်တော့လူတွေမရှိပါဘူးဖေးကျော်ပဲရှိရဲသူကခွက်လောက်တယ်သွားလူစိုးမေတော်ရာမောင်ဆိုးရဲ့ရင်ဘက်ကိုလက်သီးလေးနဲ့ထူပါတယ်အရာအလုံးတာယာလှပသွားပါတော့တယ်ဒီတစ်ခါတော့ဖေးကျော်ကမောင်ဆိုးကိုတကယ်ကိုမားစားလိုက်ခြင်းဖြစ်ပါတော့တယ်ပရိသတ်များရှင်မိုးဆက်လင်းထက်ရေးသားထားတဲ့တိုက်ဆိုတဲ့ဝတ္ထုဇာတ်လမ်းလေးအစအဆုံးနားဆင်ကြရတာဖြစ်ပါတယ်ရှင်နောက်ရက်ဒီမှာလည်းပရိသတ်ကြီးအတွက်စစ်တဲ့ရဲ့ Last Story Channel ကနေပြီး